ချစ်တော်လေးတို့ရေမင်္ဂလာပါရှင်။ Sub Story Channel ကနေပြီးတော့စာရေးဆရာမအထက်ရေးသားထားတဲ့သူမဆိုတဲ့ကြေးရဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပေးနေရပဲဖြစ်ပါတယ်ရှင်။အလိုက်တသိနဲ့စားစရာလေးတွေယူလာပေးတဲ့မိုးသားလွန်လွန်ရဲ့သူ့ကိုမျက်နှာနဲ့အလိုလိုမျက်မှောင်ကျုံမိတဲ့မင်းဝင့်လွာညီတို့ရဲ့အချစ်တွေကိုဒီဇာတ်လမ်းလေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ဆိုတဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။အဆင်ပြေမယ်ဆိုရင်တော့ VPN လေးဖွင့်ပြီးတော့နားတော်တာဆင်အားပေးကြပါအောင်နော်။ဇာတ်လမ်းလေးကိုဆက်လက်ပြီးတော့နားတော်တာဆင်အားပေးကြပါအောင်နော်။ဒီမှာဘာရက်လုံနေရလဲမိုးသားလွင်လွင်မမလာပြီလားဒါလေးသူ့ကိုမြင်သည်နဲ့ပျော်ရွှင်သွားသောမျက်နှာနဲ့တူလက်ထဲကအထုပ်အားလှမ်းပေးလာသည်ဒါကပါလေမင်းကိုနောက်တစ်ခါဒါမျိုးတွေမဝယ်လာပါနဲ့လို့ပြောထားတယ်လေဟုတ်ပါတယ်မမရဲ့တားမှတ်ထားပါတယ်အခုဟာစားစရာမဟုတ်ပါဘူးမနေ့ကမမကိုကြည့်ရတာမလန်းဆန်းလို့ခေါင်းချီစေးနဲ့တစားရည်လေးဝယ်လာတာပါမေဝင့်လာညီသူရှိမှကောင်မလေးအားနားမလည်နိုင်တော့ဘာလို့အခုလိုလုံနေလဲဆိုတာစဉ်းစားလို့မရဒီကောင်မလေးကနေရာရချင်း၍အထက်လူကြီးကိုဖားနေတာမျိုးဆိုရင်တော့သူနဲ့သက်ဆိုင်တဲ့အထက်လူကြီးတွေကိုဒါမျိုးတွေလုပ်ပေးတယ်ဆိုတာကိုမကြားမိပဲဘာလို့သူ့ကိုမှလဲမိုးသားလွယ်လွယ်မင်းကိုလုံးရမယ့်အလုပ်ကိုသာအကောင်းဆုံးဖြစ်အောင်လုပ်ပါငါ့ကိုစိတ်ပူပူမလို့ငါကိုငါကယူဆိုင်နိုင်နဲ့ညီရတကာကလေးလိုလုပ်မနေနဲ့ငါနဲ့ပတ်သက်ပြီးဒီလိုတွေလုပ်နေရဒီတစ်ခါနောက်ဆုံးဖြစ်ပါစေနောက်တစ်ခါဆိုငါအစိုးမစိုးနဲ့ငါ့ကိုမှမဟုတ်ဘူးဘယ်အထက်လူကြီးကိုမှမင်းခုလိုလုပ်เสียမလို့ဘူးတိတ်သွားတော့တကားနဲ့အတူမိုးသားရဲ့လက်ထဲရှိအထုပ်လေးကလေထဲမှာသူ့မပြောသွားသလိုလက်အောင်ငယ်သားအနေနဲ့အထက်လူကြီးရဲ့အရေးပေးမှုရဖို့စ조사ခြင်းမျိုးမဟုတ်ရပါသူ့ရဲ့ရင်းနှီးကစစ်မှန်စွာဂရုစိုက်ပေးခြင်းရောအသေးအမွှားလေးတွေတောင်အထိကိုက်မခံနိုင်လို့လိုလေသေးမရှိထားပေးခြင်းရောသူတက်နိုင်တာထက်ပိုးတဲ့အရာတွေနဲ့တန်ဖိုးထားမျက်နှိုးပေးခြင်းတာပါဟောရဲ့တားခုလိုလုပ်နေရတဲ့ကလက်အောင်ငယ်သားကအထက်လူကြီးရဲ့မျက်နှာသာရဖို့အတွက်ကြိုးပမ်းနေမှုမဟုတ်ပါဘူးဒါနှလုံးသားကိုလွှမ်းမြင်နိုင်မှုစ조사နေအောင်ပါဟဲ့ကြားပြီးကြပြီလားဒီတစ်ပတ်ဆန်းလေးကြာကိုခန့်ညားနဲ့မတ်မီတို့စစ်ဆက်ကြတော့မှာတဲ့နားကျုပ်အယောင်စင်းအားရိုက်နေသည့်ကွန်ပျူတာဘောကမိုးသားရဲ့လက်တွေကဘေးမှထွက်လာသည့်မရီရဲ့စကားကြောင့်ရက်သွားရသည်ဟမ်ဟုတ်လားထင်တော့ထင်တာကိုခန့်ညားရဲ့မိဘတွေပြန်ရောက်ပြီဆိုတော့ဒီကိစ္စဖြစ်လာတော့မယ်လို့အေးဆိုမီဒီယာတွေရောရှယ်ယာရှင်တွေရောဖိတ်မှာတဲ့စစ်ဆက်ပွဲတောင်တလောက်ကြီးကျရင်လက်ထပ်ပွဲကြောင့်ဘလောက်တောင်မိုက်လိုက်မလဲငါမတ်မီကိုအားကြလိုက်တာဟဲ့ဌာနသူများဖြစ်ကြသည့်မရီနဲ့တန်သားတို့ရဲ့အပြောဟာအခြားသူများကပါနားဆွ၍တချို့ကအထောက်ခံနေကြသည်ထိုထဲတွင်မိုးသားကတော့ခေါင်းမိုးကြိုးပစ်ခံရသလိုနေရာမှာရင်ကြောင်အနေမိသည်ရင်ထဲတွင်ဘာမှမရှိတော့သလိုဗလာနတ်တီဒီရဟာတစ်ချိန်ဖြစ်လာမယ်ဆိုတာသိပေမဲ့သူ့အတွက်အစင်သင့်မဖြစ်သည်မမရဲ့ကြေးပြိုမှုတွေကိုတောင်သူမရယူနိုင်သည်သူ့ဘက်ကစူးစမ်းအထောက်မှုတို့အရာမထင်သည်မိုးသားကေတီနဲ့တန်းသားကဘယ်ချိန်တည်းကခေါ်နေလဲပဲမသိမိုးသားရဲ့အတိစိတ်တွေကင်းမဲ့နေတော့မိုးသားဟမ်နေရလဲခေါ်လိုက်ရတာငုတ်တုတ်ကြီးအိပ်ပျော်နေလားမှတ်ရဘာတွေအဲ့လိုအတွေးလွန်နေရတော့ထမင်းစားလှုပ်ပြီးသွားရအောင်စားခြင်းစိတ်တွေလည်းမရှိတော့အခုချိန်သူလှုပ်ချင်တာတခုကတော့လွှာရှိရာကိုပြေးသွားရေးဆွဲခေါ်ကဘယ်သူမှမမြင်နိုင်သည့်နေရာသို့သွား၍ဖွက်ထားလိုက်ခြင်းသည်သို့တော့ဒီလိုအချိန်မှသူကဘာမှမဟုတ်တဲ့သူလွှာအတွက်ပြေဆုံးစေဖို့မပြောနဲ့ပျော်ရွှင်အောင်လုပ်ပေးနိုင်မှုပင်ယုံကြည်ချက်မရှိလွှာကသူနဲ့ဆိုရင်ပျော်နိုင်မှာမလားဆိုသည်တွေကသူ့ရဲ့ယုံကြည်ချက်တွေကိုအကြိမ်ကြိမ်ပြိုလဲစေသည်ထမင်းစားခုံတွင်ထိုင်သည့်အထိမိုးသားတယောက်အသိစိတ်မဲ့နေတော့သူကောင်းထဲမှာဆေးဆက်ပွဲမဖြစ်မြောက်ရေးအတွက်အဖြေရှာလို့မရသေးအဖြေရှာခဲ့ရင်တော့လုံနိုင်တဲ့အနေထားသူ့မှာမရှိသူ့မှာပိုင်ဆိုင်မှုဆိုလို့မမပေါ်ထားသည့်အစုံမဲ့ချစ်ချင်းတွေပဲရှိသည်ဟဲ့မိုးသားနင်ဘာဖြစ်နေရလဲခုနတည်းကသတိလွတ်နေတဲ့သူလိုပဲအေးလေမိုးသားကလည်းဘာကိစ္စရှိနေလို့လဲငါတို့ပြောပြလေကေတီနဲ့တန်းသားရဲ့အမေကိုပဲအဖြေမပေးရသေးမိုးသားတို့မြင်ကွင်းရှိပေါ်လာသည်ကခံညားလွင်တဲ့လွာကအတူတွဲကကားပေါ်သို့တက်သွားသည်မိုးသားလက်သီးတွေကိုတင်းတင်းဆုပ်လိုက်ပြီးမျက်လုံးများကမီးဝင်းတောင်းမတက်ကြည့်နေမိသည်မိုးသား၏ကြည့်နေရာကေတီနှင့်တန်းသားကပါလိုက်၍ကြည့်တော့တွေ့ရသည့်မြင်ကွင်းကြောင့်မျက်လုံးအပြူသားဖြင့်မိုးသားကိုပါတလှည့်ပြန်ကြည့်ရင်တခုခုမူမမှန်ခြင်းကိုခံစားလိုက်ရသည်မိုးသားနေမဟုတ်မှမတ်တနာ၏မြုံနိုင်မွဲမျက်နှာနှင့်ပြောလာသည့်စကားအိတ်တွေပဲကြောင့်ကေတီကမျက်လုံးဝိုင်းသားကြည့်လာသလိုဒေါသထွက်နေသည့်မိုးသားပင်ရှေ့ဆက်ပြောမဲ့တန်းသားစကားကိုစိတ်ဝင်စားစွာနားထောင်ပြီးတော့သည်ဘာဟုတ်လဲမိုးသားကမလုံးမလဲမိလိုက်တော့ကေတီကဘာအဖြေကိုစောင့်စားနေသည်မိုးသားနင်ကိုခန့်ညားကိုသဘောကျနေရလားဘာတန်းသားစကားကြောင့်မိုးသားအသက်ရှူရက်မတက်ပင်ဖြစ်သွားရသည်ဘလို့တောင်အတိတ်ပဲမရှိတဲ့စကားကြီးလေ
ခံညာလွင်လိုလူမျိုးကိုသူကသဘောကျနေရတယ်လားအဆကသူမမပေါ်ထားသည့်စိတ်ကိုတည်သွားပြီထင်၍နည်းနည်းတော့စိုးရိမ်သွားမိသည်သူ့အနေနဲ့ဘာမှမဖြစ်ပေမဲ့မမပေါ်တစ်မျိုးထင်သွားမှမလို့ချင်းမမဟာမာနနဲ့တိတ်ခါတရားကိုအလေးထားသူမို့သူ့ဘက်ကမမအတွက်နင့်နာစေမဲ့အရာပဲတော့မှအဖြစ်မခံနိုင်အမလီဖြည်းဖြည်းអော်ပါမိုးသားရင်လန့်သွားတာပဲဟုတ်တယ်လေနင်းပုံစံကအဲ့လိုဖြစ်နေတဲ့ပုံကြီးကိုဟုတ်တယ်ဟိုတစ်ခါမတ်မေတို့အကြောင်းပြောတော့ကလည်းစိတ်ဆိုးပြီးငါတို့တောင်អော်သွားသေးတယ်အခုလဲသူတို့တွေစိတ်ဆက်တော့မယ်ဆိုတာနဲ့နင်းပုံစံငုံငိုင်သွားလိုက်တာသူရှိမှနှကောင်ကြီးထင်ရပြောနေတဲ့ကြောင့်မိုးသားညစ်နေတဲ့စိတ်ပင်ပဲရောက်သွားလည်းမသိတော့အေးပေါ့လေသူတို့ကတော့ဘယ်နားလဲပါလိမ့်မလဲသူ့ရဲ့ပုံစံကိုရေးပြီးသွားရင်ကြောင့်လွှတ်ကြောင်မထင်ပဲခံညာလွန်းကြောင်လိုပဲထင်မှာပေါ့မိုးသားတယောက်တက်ပြင်းမော်ကြီးကိုချလိုက်ပြီးသူ့အားမျက်လုံးပြူသားကြည့်နေသည်ရှေ့မှာနှစ်ယောက်အားရုပ်တည်ဖြင့်စူးစူးစိုက်ကြည့်လိုက်ခါနင်းတို့ပြောသလိုသူတို့နှစ်ယောက်ဆေးဆက်တော်မဲ့တဲ့တင်ကြောင့်ငါအခုလိုဖြစ်နေရတာဟုတ်တယ်ဒါမဲ့ခံညာလွန်ကြောင်တော့မဟုတ်ဘူးလွှတ်ကြောင်ဟမ်ဘလို့ဘာပြောလိုက်တာဟုတ်တယ်ငါသဘောကျနေသူကနင်းတို့ထင်နေတဲ့ဦးခံညာလွန်မဟုတ်ဘူးမတ်မေဝင်းလွှာညီဆိုတဲ့ငါရဲ့လွှာမထူတော့မျက်စိစုံမိတ်ဖွင့်ဟလိုက်ရတော့သည်မဟုတ်ရင်ဒီနှကောင်ဒူနေပုံနဲ့မိုးသားတို့ကိုအမုန်းဆုံးယောက်ျားနဲ့ပေးစားခံရမယ့်အဖြစ်တော့အရောက်မခံနိုင်နင်အခုပြောနေတာကိုငါတို့နားမလဲတော့နင်ပြောတာကနင်ကမိန်းမချင်းကြိုက်တဲ့သူပေါ့နို့ငါမိန်းမတွေကိုကြိုက်တာမဟုတ်ဘူးဘယ်ယောက်ျားကိုမှလည်းစိတ်မဝင်စားဘူးလွှတ်ကိုပဲချစ်တာဒီကမ္ဘာမှာရှိတဲ့ယောက်ျားမိန်းမတွေထဲမှာလွှတ်တယောက်ကိုပဲချစ်တာပါဇက်အဟောင်းသားဖြင့်နားထောင်နေတဲ့ကေးသေးတဲ့တဏ္ဍာမှာတော့မိုးသားပြောသည့်စကားများအားနားမလဲစွာဖြစ်နေကြသည်လွှာမတ်မေကိုပြောတာလားဟုတ်တယ်လွှာနဲ့ငါဒီရောက်မှသိတာမဟုတ်ဘူးတည့်ရင်အပြင်မှာစုံမှုတယ်လွှာကတော့ငါ့ကိုမမှတ်မိပေမဲ့ငါတော့အိမ်နေကလေးဆွဲလန်းသွားခဲ့တာတိုက်ဆိုင်စွာနဲ့ဒီမှာပြန်တွေ့တာဒါဆိုဒီကြားထဲနင်မတ်မေကိုပုံမှန်ထက်ပိုပြီးခူးဆိုင်နေတာကနင်သူ့ကိုသဘောကျနေလို့ပေါ့ဟုတ်လားငါသူ့ကိုလိုက်နေတာမဟုတ်မှနင်သူ့ကိုဖွင့်ပြောပြီးပြီလားဖွင့်တော့မပြောရသေးပါဘူးငါစူးစမ်းနေဦးမယ်အခုတော့လွှာငါ့ကိုကြည့်မရဖြစ်နေတာငါသာဖွင့်ပြောလိုက်ရင်စိတ်ဆိုးပြီးမုန်းသွားမှငါကြောက်တယ်မိုးသားရဲ့ငါတို့ဖြင့်မယုံနိုင်သေးဘူးဒါဆိုနင်အခုဘာဆက်လုပ်မှာလဲအေးလေမတ်မေကကိုခံညာနဲ့ပဲဆေးဆက်တော့မယ်ဒီကိစ္စကလည်းငါတို့မြောက်ခင်တွေကအကုန်လုံးတည်ပြီးသားတဲ့ကိစ္စလေပြီးတော့မတ်မေရောဟိုမိန်းကလေးချင်းငါစူးစမ်းမှာငါသူ့ကိုလက်လွတ်ခံမှာမဟုတ်ဘူးဆေးဆက်တဲ့ကိစ္စတော့လွတ်ပေးထားလိုက်မယ်ငါကိုယ်တိုင်လည်းအခုချိန်မှာဘာမှအဆင်သင့်မဖြစ်သေးတော့ဒါမဲ့သူတို့နှစ်ယောက်ဘယ်တော့မှလက်မထက်စေရအောင်အင်းမမိုးသားရဲ့ငါတို့လည်းနင်းဘက်မှာရှိပါတယ်ဘာမှစိတ်လည်းမကြနဲ့ငါတို့တက်နိုင်တာဆိုကိုညီပေးမယ်ဟုတ်တယ်မိုးသားငါတို့နင်းဘက်မှာရှိမယ်နော်နင်တို့ကငါ့ကိုမယုံသွားဘူးလားဟိုငါမိန်းမချင်းကြိုက်တဲ့သူမလို့နင်တို့စိတ်ထဲမှာငါ့ကိုမပေါင်းချင်တော့တာမျိုးငါတို့ကဘာလို့ယွံရမှာတော့နင်ကငါတို့တငယ်ချင်းမှာနင်ကြိုက်တာနဲ့ပဲငါတို့ကဘာလို့မပေါင်းရတော့မှာလဲအေးလေငါတို့လည်းခေလူငယ်မိန်းမတွေပါအဲ့လောက်ယူမသိပါဘူးငါတို့ကိုယ်တိုင်ကမကြိုက်ဘူးပဲနင့်ကိုနားလေနိုင်ပါတယ်လူသားချင်းချစ်တာပဲဘာတွေကမှားလို့လဲနင်သာစိတ်ထဲမကြနဲ့အိတ်ပုံစံနင်းနဲ့မလိုက်ဘူးတငယ်ချင်းမနှစ်ယောက်ရဲ့သူ့ပေါ်နားလေပေးမှုကြောင့်မိုးသားပျော်လွန်းလို့မျက်ရည်ပင်ကျမိတော့သည်သူ့ဘဝမှာသူ့ကိုနားလေပေးနိုင်ပြီသူဟာမိခင်ဖြစ်သူတယောက်ပဲရှိသည်ကိုထင်ခဲ့တာအခုတော့သူ့ကိုနားလေပေးမဲ့လူသားနှစ်ဦးထက်တိုးလာခဲ့ပြီငါတကယ်နင်တို့ကိုကျေးဇူးတင်ပါတယ်ငါဝမ်းသာလို့ဘာပြောရမလဲတော့မသိတော့ဘူးတကယ်ကျေးဇူးတင်နေဆိုအခုထမင်းစားရအောင်နင်းရဲ့လွှာကိုရအောင်ယူဖို့ဆိုရင်နင်းကအားရှိနေမှဖြစ်မယ်ကဲငါတို့မိုးသားလေးရဲ့အချစ်တိုက်ပွဲတွေ fighting ဒီနေ့ကဆန်ဒေးဖြစ်တာကြောင့်အလုံးပိတ်ထားတော့လေမိုးသားတယောက်ကတော့မိုးမလင်းငင်းတွေကနှုံးနေပြီမျက်လုံးနှလုံးပွင့်တွေကထိုင်မရထမရဖြစ်နေရသည်အကြောင်းမှာတော့ရှေ့ရသူရဲ့စေးဆက်သည့်နေ့ဖြစ်တာကြောင့်ပဲ Ring Group နဲ့ Eternal Bright Company ရဲ့အတူဖြစ်သူနဲ့မွေးစားသမီးဖြစ်သူ၏စေးဆက်လမ်းကြောင်းသည့်ပွဲဖြစ်တာကြောင့်လုပ်ငန်းရှင်များနဲ့ရှယ်ယာရှင်များပါမကမီဒီယာတချို့ကပါစိတ်ဝင်စားတက်ရောက်ကြတော့လေမိုးသားလုံးဝန်ထမ်းငယ်တယောက်ကတော့တက်ရောက်ဖို့မဖြစ်နိုင်ပြီထို့ကြောင့်အင်းရနေတာမြောင်မီးခဲကြိုင်မိသလိုနေမထိထိုင်မသားဖြစ်နေရသည်ဒါလေးနိုးနေပြီဆိုတော့လေမနှက်စာတော့ထွက်စားအောင်လေအခန်းထဲဟိုးလျှောက်တီလျှောက်လို့နေတော့အပြင်ဘက်မှမေကြီးရဲ့အတန်ကြောင့်မိုးသားတယောက်ငိုချင်းရဲ့လက်တို့ဖြစ်သွားတော့သည်မေးတကားတီလဲပွင့်သွားသလိုရင်ခွန်းထဲတုံးဝင်လာသောသမီးဖြစ်သူဟာတော့ဆန်းနာခင်ပြန်၍ဖတ်လိုက်ရင်မေးသမီးလေးဝမ်းနေနေတာလားမင်းညကပြောတော့ခံနိုင်ရရှိပါတယ်ဆိုဟုတ်တော့ဟုတ်ပါတယ်ဒါမဲ့အခုလို့သူတို့တွေလက်တွဲပြီးတော့လူပုံလဲမှာရှိနေမှာတွေးမြော်တားမခံစားနိုင်ဘူးမင်းညပြန်လာကြတဲ့ကထိုးเจ้าနဲ့ပတ်သက်ပြီးသားမီးနှစ်ယောက်သားစကားတွေပြောပြကြသလိုသမီးဖြစ်သူကိုလည်းနှစ်သိမ့်ပေးခဲ့သည်အဲ့လိုဆိုရင်တောင်
အခုလိုဘာမှမစားပဲတော့မနေနဲ့လေတိုက်ပွဲမှာအနိုင်တိုက်မဲ့သူကအခုလိုအားပြက်နေဘယ်လိုလုပ်မလဲဒီချိုးလိုက်လမ်းသွားအောင်ပြီးရင်ထွက်ခဲ့မေးပင်လေစာစွပ်ပြုံနဲ့ရှောက်သီးလေးတုတ်ထားတယ်စတော်ဘယ်ရီနဲ့မလိုက်လဲဖြော်ထားတယ်တငယ်ချင်းတွေနဲ့အတူစားကြတငယ်ချင်းတွေမေးကြီးကကေတီနဲ့တနာကိုခေါ်ထားတယ်သူတို့ကလည်းဒီနေ့အားနေတာနဲ့လာလဲမယ်တဲ့ခဏနေရောက်တော့မယ်သွားရေချိုးတော့မေးအမလေးအချွဲလေးဒါလားမိမယူမဲ့သူကတစ်ချိန်လုံးချွဲနေတယ်မေးရလေမေးကြီးကမလဲနဲ့တငယ်ချင်းတွေကိုစောင့်ရအောင်မလုပ်နဲ့မေးကြီးဆွပြုတ်သွားနှွေးလိုက်အောင်မေးကြီးထွက်သွားသည်နဲ့မိုးသားလဲရေချိုးရန်ရေချိုးကန်းတဲ့သူဝင်ခဲ့လိုက်သည်နေ့နယ်လောက်ဆိုရင်တော့သူ see first လောက်ထားသည်မီဒီယာ page ကနေလွှားတို့အကြောင်းတက်လာလိမ့်မည်အားမလျှော်လွှားဆိုတာကတားပိုင်ရမယ်သူအခုခဏတာတချို့ပြောဖို့လွှတ်ထားပြီးတာတစ်ချိန်လွှားသားလက်ထဲရောက်လာတဲ့အချိန်ကြရင်တော့ဘယ်တော့မှထွက်သွားခွင့်ပြုမှာမဟုတ်လို့အခုလိုရတော့ချိန်မှာအခြားသူတွေနဲ့တူပြောပါဖုန်းစခရင်ကမျက်နှာလှလှမိုးသားမျက်တောင်မခတ်တန်းကြည့်နေပြီနှစ်လိုပဲအပြုံးသည်သူ့အတွက်ရည်စူးခြင်းမဟုတ်ခဲ့တော့အခုလိုမြင်တွေ့ခွင့်ရတာကိုပင်ပျော်ရွှင်မိပါသည်မနေ့ကပွဲပြီးမီဒီယာ page ကူမှာသူ save ထားခြင်းဖြစ်သည်စင်စွဲရောင်ပိုးယုံသားလက်ရှိလေးကနိုးနေအောင်သူမအသားရည်နဲ့လိုက်ဖက်လို့တသားလေးလားပင်ထင်မရသည်ဟဲ့မနေ့ကကိုခန့်ညားနဲ့မတ်မီတို့နှစ်ယောက်ကကြည့်ကောင်းလိုက်တာနော်အရန်လိုက်ဖက်တာပဲဟုတ်ပါမတ်မီကတကယ်လားရနော်အပြင်မှာမမြင်ရတော့အရန်ကြည့်ကောင်းတာပဲနှစ်ယောက်စလုံးကလွင် group နဲ့ Eternal Bright Company ရဲ့ဆက်ခံသူတွေဆိုတော့လေစိတ်ဆက်ပွဲတောင်စီကားလိုက်တာဟဲ့မင်္ဂလာဆောင်များဆိုရင်ဘယ်လောက်တောင်ခမ်းနားလိုက်မလဲမန်ဒေးမနဲ့ရုံရောက်တင်းနဲ့မနေ့ကကျင်းပခဲ့သည့်စိတ်ဆက်ပွဲအကြောင်းကတယောက်တစ်ပေါက်ပြောနေသည်မှမကြားကျင်ဆုံးပဲမိုးသားသည်လည်းမကြားကျင်လို့မရကေတီနဲ့တန်တာမအရင်လို့ဆိုသူတို့ကထိတ်ဆုံးကအတန်းစားနေမှဖြစ်ပေမဲ့အခုတော့သူ့ကိုစိတ်မကောင်းဖြစ်မှာကိုစိုးရိမ်စွာခိုးကြည့်နေကြသည်မမေလာပြီလားမတ်သူသားရဲ့နှုတ်ဆက်တန်းကြောင့်မိုးသားလက်ထဲကကြီးလက်စာဖုန်းလေးရပေကအတန်ကြားရသို့အကြည့်ပို့လိုက်သည်မမေ congratulation ပါနော်မမေမနေ့ကအရန်လာတာပဲဓာတ်ပုံတွေထဲမှာတော့တော်တော်ကြီးကောင်းတယ်တယောက်တစ်ပေါက်ချီကျူတန်းကွန်ပျူတာတွေကခဏအထက်ပင်ပိုးရီထွက်လာကြသည်ကျေးဇူးပါမတ်သူစားပြီးခဲ့တဲ့ဘက်ကစီရင်ချုပ်လေးမေကိုယူလာပေးပါနော်အသက်မပါတဲ့အပြုံးတစ်ပွင့်နဲ့စကားစားဖြတ်ခါထွက်သွားသူကမိုးသားရှိရသို့အကြည့်တစ်ချက်တော့ပေးသနာခဲ့သည်မိုးသားကတော့သူမဝင်လာတဲ့အချိန်မှစပြီးမြင်ကွင်းမှာပျောက်သွားတဲ့အချိန်ထိနည်းနည်းကိုငေးကြည့်နေမိပါသည်ဘလို့ပဲသူစိတ်ကိုပြင်ဆင်ထားပါစေဒီမျက်နှာလေးကိုတွေ့လိုက်ရသည့်အချိန်တွင်သူ့နှလုံးသားကနာကျင်လာသည်အိန္ဒိယတနေကုန်ခန်းထဲကထွက်မလာသလိုမိုးသားတို့ရုံစင်းချင်းထိသူမယုံမစင်သည်မိုးသားသွားတွေ့ပြီးစကားတွေပြောခြင်းပေမဲ့ဇွတ်တရဲ့လောက်ရက်ကလွှာကပုံမုံနိုင်တာမို့သူအတက်နိုင်ဆုံးဆင်ခြင်ပေးခြင်းပဲပြီးတော့လွှာအနေနဲ့လည်းတယောက်တည်းအေးဆေးနေဖို့အချိန်လိုအပ်တာမို့သူလွှာကိုအနှောက်အယှက်မပေးခြင်းအခုလိုလွှာကိုယ်တိုင်ကစိတ်မပါသည်ကမိုးသားအတွက်ခွန်အားတစ်ခုဖြစ်ရသည်သူမရဲ့မပျော်ရွှင်ဖြစ်နေတဲ့မျက်နှာလေးကိုမမြင်ရပေမဲ့ပေါ့စစ်ဆက်ပြီး3ရက်တွင်ခံကြားလွန်သည့်ရုံးသို့ရောက်မလာခဲ့သလိုလွှာသည်လည်းအစောကြီးရုံးသို့ရောက်နေတယ်နောက်ကျမှရုံးစင်းတက်တာကြောင့်မိုးသားအတွက်တွေ့ဖို့ရလန်းစာပြောင်းနေတော့သည်ဒီနေ့တော့ Friday ဖြစ်တာကြောင့်ရုံးပိတ်ရက်ပင်ပြန်၍နီးကပ်လာပြီဖြစ်သလိုမိုးသားတို့ချစ်ရသူမျက်နှာတွေ့ဖို့ကြိုးပမ်းနေသည်မှမအောင်မြင်သည်ညနေရုံးစင်းချိန်တော့ကေတီနဲ့တန်တာကတော်ဝင်စင်တာတွင်ဝယ်စရာရှိ၍မိုးသားကိုပါခေါ်နေရကြောင်းလိုက်လာခဲ့ခြင်းပဲ3ယောက်သားပထမထပ်တွင်ဖြစ်ကကေတီနဲ့တန်တာကတော့သူတို့လိုချင်သည်များကိုရှာဖွေနေကြသည်မိုးသားကတော့ဝယ်စရာမရှိသလိုအခုလိုကောင်းချုပ်ခံပြီးရှာဖွေဝယ်တတ်သည့်အကျင့်မရှိအကြောင်းသူတို့နောက်သားလိုက်ရင်ဟိုကြည့်ဒီကြည့်နေမိသည်မိုးသားရဲ့အကြည့်တို့ကတနေရာအရောက်တွင်တော့ရက်တန့်လို့သွားသလိုဒေါသတော့ဖြင့်ထိုနေရာသို့ရောက်သွားတော့သည်လက်ချ၍ရီမောကရှောင်းလန်းနေသောလူနှုတ်ဦးရှိမှာတော့ရှေ့တွင်ပိတ်ရက်လာသည့်သူကြောင့်ခြေလန်းတို့ရက်တန့်သွားသလိုဇုံထဲမှာအမျိုးသားဖြစ်သူကတော့မိုးသားကတွေ့သည်နှင့်အစာပိုင်းအံ့ဩသွားပြီးနောက်တဖန်ခနဲ့ပြုံးဖြင့်ပြုံးပြလာပြီးနောက်မိုးသားပါလားဈေးဝယ်ထွက်လာတာလားမိုးသားသူရှိမှအရေးထူလာသည့်မျက်နှာမီးဝန်းဝန်းတောက်သည့်မျက်ဝန်းများဖြင့်ကြည့်နေလိုက်သည်မောင်သူကဘာတူလဲမောင်ရဲ့နောက်ထပ်အရှုပ်လားသူဘေးမှာမိမကမိုးသားဤဒေါသမျက်နှာကြောင့်ခံညားလွန်အားနှခမ်းစုကပြောလာပြီးမိုးသားအားမျက်စောင်းထိုးလာသည်မဟုတ်ပါဘူးကွာပြီးရင်မောင်ရှင်းပြမယ်အခုအမရာကလိုချင်တာလေးအရင်သွားယူထားပေးမလားမောင်ပြီးရင်လာရှင်းပေးမယ်လေခံညားလွန်ဤပြောအမရာဆိုတော့သူမကလက်မခံခြင်းဖြင့်မိုးသားအားမျက်စောင်းထိုးကထွက်သွားတော့သည်ဘလို့ဖြစ်တာလဲမိုးသားလွန်းလေမင်းရဲ့အခုပုံကမသိရင်ကိုချစ်သူကိုတခြားတယောက်နဲ့တွေ့လို့ဒေါသထွက်နေတဲ့ပုံဖြစ်နေတယ်အပိုးတွေမပြောစမ်းပါနဲ့ဥခံကြလို့ရင်အဲ့မိမကဘာတူလဲ
ရှင်နဲ့ဘလို့ပတ်သက်တာလဲရှင်မှာမမတယောက်လုံးရှိနေအောင်အခြားတယောက်နဲ့အခုလိုလူမြင်သူမြင်တွဲသွားနေတာတခြားသူတွေမြင်သွားရင်မမရဲ့တိတ်ခါဘလောက်တောင်ကျသွားနိုင်လဲဆိုတာရှင်မတွေးမိဘူးလားဟမ်မင်းအခုအဆင့်တွေကြော်နေတယ်ဆိုတာရောမင်းကိုမင်းသိရလားငါကမင်းရဲ့အထက်လူကြီးပြီးတော့မင်းနဲ့ငါပဲသက်ဆိုင်တဲ့အကြောင်းအရာကိုမင်းကကြားရဘာဖြစ်နေရလဲမင်းမအခုလိုပြောပိုင်ခွင့်ရှိရလို့ဘလို့ကြောင့်ထင်နေရလဲရှင်ကမိုးသားရဲ့အထက်လူကြီးဟုတ်တယ်ဒါပေမဲ့အခုကလုပ်ငန်းခွင်မှာမဟုတ်ဘူးပြီးတော့ရှင်နဲ့မမရဲ့အကြောင်းဆိုရင်တော့မမရဲ့အကြောင်းကကျမနဲ့သက်ဆိုင်နေရှင်အခုလိုမမနောက်ကွယ်မှာတခြားတယောက်နဲ့ဖောက်ပြန်နေအောင်ခွင့်မပြုနိုင်ဘူးရှင်အခုလိုဖောက်ပြန်တာခံရအောင်လေမမကစေးမပေါ်ဘလို့ကြောင့်သူ့ရဲ့အကြောင်းမင်းနဲ့သက်ဆိုင်သွားရတာလေထားပါတော့လေငါလည်းစိတ်မဝင်စားဘူးမင်းပြောသလိုငါဖောက်ပြန်နေရတာမဟုတ်ဘူးမင်းစဉ်းစားကြည့်လေလူတယောက်ကဗိုက်အရန်စာနေတယ်ထမင်းအိုးတဲထားပေမဲ့မကြက်သေးဘူးသူ့ဘေးမှာလည်းအရသာရှိတဲ့တရေစာတွေကအများကြီးရှိတယ်တစ်ချိန်ကြီးထမင်းအိုးတဲ့ထမင်းကသူ့အတွက်ပဲကြက်တာနဲ့ဘယ်ချိန်စားလို့ရတယ်ဒါကြောင့်အဲ့ထမင်းကိုမစားခင်အစားပြေမုံလေးတွေစားထားနေတဲ့သဘောပဲခံညာလွန်ရဲ့စကားဆိုမိုးသားရဲ့ဒေါသများဟာပောက်ကွဲသွားပြီးမျက်နှာတစ်ခုလုံးရဲရဲနေလေရှင်ရဲ့အောက်တန်းကြတဲ့စကားပုံနဲ့လာမနိုင်နဲ့ရှင်ပြောသလိုမမရှင်ဘဲချိန်ထစားရတဲ့ထမင်းအိုးမဟုတ်ဘူးသူကတခြားတယောက်အတွက်တန်မိုးဖြတ်လို့တောင်မရတဲ့အဖိုးတန်ရန်တာတခုရှင်လိုလူမျိုးနဲ့မတန်တဲ့သူပဲရှင်ကြည့်ထားလိုက်မမကိုရှင်ဘယ်တော့မှမရစေရအောင်ရှင့်လိုလူကအပေါ်စားတည်ရည်စားရင်ဘဝကိုကုံဆုံးရမယ်သူမိုးသားအာကိုခန့်ညာကေတီနဲ့တန်းတာနှစ်ယောက်သားရှောက်ကြည့်နေနောက်မှမိုးသားပါမလားတိကြောင့်ပြန်လှည့်ရှာခြင်းခန့်ညာလုံးနဲ့အတူတွေ့လိုက်ရခြင်းပဲတငယ်ချင်းဖြစ်သူရဲ့မျက်နှာအနေထားကြောင့်အခြေအနေမကောင်းသည်ကိုသိလိုက်ပြီးအနာတို့ပြေးလာကခေါ်လိုက်ခြင်းပဲမောင်မပြီးသေးဘူးလားဒီမှာအမရာလိုချင်တာရွေးပြီးသွားပြီခန့်ညာလွန်ပေးသူရောက်လာပြီးလက်ချေတဲ့ကချွဲနွယ်စွာပြောသည့်အမျိုးသမီးကကေတီနဲ့တန်းတာကိုပါမျက်မှောင်ကျုံကဝေ့ကြည့်လာသည်ကေတီနဲ့တန်းနာတို့နှစ်ယောက်သားအချင်းတွေကိုသဘောပေါက်သွားပြီဖြစ်သည်တငယ်ချင်းဖြစ်သူ၏ဒေါသမျက်နှာဟာခိုင်ညာလွန်အားတခြားမိမနဲ့တွဲတွေ့လိုက်ရခြင်းကြောင့်ပဲအခုထိတင်းမာနေသေးသည့်မိုးသားကြောင့်သူတို့နှစ်ယောက်ကဝင်ထိန်ရတော့သည်ကိုခိုင်ညာလွန်ဈေးဝယ်ထွက်လာလားကေတီတို့လည်းဈေးလာဝယ်ကြတာဟုတ်ကဲ့ကေတီနဲ့တန်းနာတို့နဲ့အချိန်မှတွေ့မယ်လို့မထင်ထားဘူးဒါဆိုအကိုကိုခွင့်ပြုပါအောင်လွတ်လပ်ဈေးဝယ်ကြပါဟန်ဆောင်ကောင်းလာသည့်ခိုင်ညာလွန်ကခုနမိုးသားနဲ့စကနာထိုးသည်မှသူမဟုတ်သည့်တိုင်ပဲသဘောထားပြေဝပြီးရင်ကျေးသည့်မျိုးသားအတွင်းသို့ပြောင်းလဲယူကနှုတ်ဆက်ပြီးနောက်ထွက်သွားတော့သည်အိမ်မိမသူနဲ့တွဲနေတာလားမက်မေနဲ့ကိုခန့်ညာဆစ်ဆက်ထားရဲဆိုတာ तू မသိဘူးလားမသိစရာအကြောင်းတော့မရှိဘူးထင်တယ်ဒီလောက်မီဒီယာတွေကပါတင်နေတာအောင်သိရနဲ့ကက်နေရနေမယ်ကိုခန့်ညာရောဘာလုပ်တာလဲဒီလောက်မက်မေတရားလုံးရှိနေအောင်တန်နာရဲ့စကားပဲမဆုံးလိုက်ကေတီကတရောင်ဖြစ်တွေ့ရတတိပေးလာတာကြောင့်စကားစာကိုရက်ပြလိုက်ပြီမိုးသားစိတ်လျှော့ပါဟာငါတို့နေကိုနားလဲပါတယ်အခုတော့ပြန်ကြမယ်နော်ပြီးမှပါဆက်လုပ်ကြမယ်စဉ်းစားကြရအောင်ဟုတ်ပါတယ်မိုးသားရဲ့ဒီကိစ္စမက်မေလည်းသိမှာမဟုတ်တော့ဘူးလောလောဆယ်မမသိလို့မဖြစ်ဘူးမဟုတ်ရင်သူ့ပဲရှက်ပြီးစိတ်ဆင်းရဲရလိမ့်မယ်ဒီကိစ္စကိုငါမရရအောင်ရှင်းထုတ်ပြင်မယ်သူနဲ့မမကဘယ်တော့မှလက်တွဲဖြစ်မှာမဟုတ်ဘူးဆိုရင်တော့သူကကြံရစ်ခဲ့ရသူပဲဖြစ်စီရမယ်သူ့လိုလိုကမမကိုသစ္စာဖောက်ရတယ်သုံးယောက်သားလမ်းခွဲပြီးနောက်မိုးသားတယောက်အိမ်ကိုပြန်လာခဲ့လိုက်သည်ခေါင်းထဲတွင်တော့ထိုအကြောင်းအရာကိုစဉ်းစားမိနေပြီစိတ်ထဲကတနုံတော့ခံညာလွင်တဲ့ထိုမျိုးသမီးလက်ချင်းချိတ်တွဲရှောင်နေပုံနဲ့လွှတ်ရဲ့ဆေးဆက်ပွဲတွေကအပြုံးမျက်နှာကသူ့ဒေါသကိုပို၍ထိုးဆွနေလေသည်ညနေကတွေ့ခဲ့သည့်ခံညာလွင်ဘေးကအမျိုးသမီးသည်ခေတ်ဆန်ကဆွဲဆောင်မှုရှိသည်ဆိုတော့လေအေးချမ်း၍ထက်မြက်သောလွှတ်ရဲ့အလောက်တော့ဘလို့မှမရှိမိနိုင်ပေပေါင်လဲလောက်ရှိသည့်မိုးပြရောင်းကိုချက်ကမယိုးမဆန်းချုပ်ပုံဝမ်းဆက်တွေကိုမရှင်နိုင်အယောင်ရဲ့နှကန်းဆိုးစိတ်ဖြင့်နှကန်းတစ်စုံကခတ်ဖြော့ဖြော့နှကန်းပြားလေးလောက်ဆွဲဆောင်မှုမရှိမျက်ကမှန်ထင်သာမျက်တောင်အတူခတ်တူကတဘာဝမျက်လုံးရွဲနေတဲ့နေနဲ့ဘာမှမသက်ဆိုင်တကယ်ပါသူ့ရဲ့လွှာကနတ်သမီးဆိုရင်တော့အလှဆုံးသောနတ်သမီးပင်ဖြစ်သည်နောက်နေ့တည့်ရဲ့ရုံးတက်ချိန်ပြီနော်မိုးသားသူမရဲ့မျက်နှာကိုတေးချစွာကြည့်နေမိသည်သူ့ရဲ့လွှာကတော့ပကတိတည်ငြိမ်စေမကြခင်ကြရောက်မဲ့ New Year ပွဲတော်အတွက်အကြီးပိုင်းတာဝန်ခံများအစည်းအဝေးထိုင်ပြီးနောက်တွင်နော်ရှိသမျှသောလွင်ဂရုရဲ့လုပ်ငန်းများနှင့်မိုးသားတို့၏ Eternal Bright Company မှဝန်ထမ်းများပါပွဲတစ်ခုလုပ်ပေးမိဖြစ်ပြီးနှစ်ကုံစုကြေးများပါပေးမိဖြစ်တာကြောင့်ဝန်ထမ်းများမှာပျော်ရွှင်နေကြသည်မိုးသားတို့ကတော့ဝန်ထမ်းအသစ်ဖြစ်တာကြောင့်စုကြေးအတွက်ဝမ်းသာလို့မရပါပဲပွဲမှာတွေ့ရမယ့်မျက်နှာလေးတစ်ခုကိုတွေ့ပြီးမိုးသားကျေနဲ့နေမိသည်ဟဲ့မိုးသားဘာတွေတွေးပြီးပြုံးနေတာတော့ဟုတ်ပါရုပ်ကြီးကလည်းပြုံးဖိနေရပဲဘာတွေသဘောကျနေလဲကေတီနဲ့တန်နာကြီးပြောကြမိုးသားမျက်နှာပိုးတက်လိုက်ပြီးဘာလို့ပြုံးနေလဲဆိုတာကိုငါပြောပြလဲနင်တို့ FA တွေကသိမှာမဟုတ်ပါဘူးအာမိုးသား
ငါတို့နှိမ်နေချက်တွေ့မယ်နေလာခဲ့ငါ့ကိုမထီးနဲ့နော်နားတယ်ဒီမောနေတဲ့ကောင်မလေးရဲ့အပြုံးတွေကတိတ်ကိုပေါ်ပါတာပဲလို့မင်းဝင်လာကြီးတွေးမိသည်ထိုကောင်မလေးကရဲရင်နဲ့အားကိုးစရာအသွင်ရှိတယ်နှွေးထေးတယ်ဂယူဆိုင်တတ်တယ်သူဒီကောင်မလေးကိုတိတ်အားကြတယ်ဘဝမှာသူလည်းဒီကောင်မလေးလိုတလလောက်တော့လွတ်လွတ်လပ်လပ်ပြောချင်းမိသည်ရုံးစင်းချိန်ဖြစ်တာကြောင့်21ကားပေါ်မှာလူများပြေလို့နေသည်မိုးသားကတော့ယုံခုံရလဲမထိုင်ပေသူကနီးတာကြောင့်အဝေးစီးရတဲ့သူတွေကိုဦးစားပေးဖြစ်သည်အခုလဲလှဲတဲ့မီးပွိုင်မိနေရကြောင်းလူတချို့ကလမ်းဆင်းလျှောက်ကြပြီးတရားအောင်နှင့်စန်တာရှိရင်စီကားလို့နေသည်ဘာရဲမဟုတ်ဘေးတန်းကိုကန်ကာရက်နေသည့်မိုးသားတယောက်ကားလမ်းဟိုဘက်မှပေါ်ရီလေးတစ်ခုကြောင့်မျက်လုံးများကျေသွားရသည်သူ့ရဲ့လွှာရည်လေဟိုတစ်ခေါက်တွေတုန်းကလို့အထုပ်တွေအပြည့်နဲ့ရှောက်လန်းနေတာရဲ့မိုးသားအတွေးထက်လှုပ်ရှားမှုကမြင်သွားတာကြောင့်ဘီးလိန်နေသည့်ကားပေါ်မှပြေးဆင်း၍အောက်သို့ရောက်နေပြီဖြစ်သည်ဘေးသားရောင်အဖြုတ်ကော်တွန်အစင်စားလေးအားပိတ်ပေါက်စားပေးတာအဖြုတ်လေးနဲ့တွဲဖက်ဝတ်ထားပြီးကလေးပါအနက်ကလေးကိုတောက်အနေငယ်ပါရာလေးစီထားသည်စပင်တွေကိုစုအားခရမ်းရောင်ခေါင်းစည်းကျိုးအပွားဖြင့်မြင့်မြင့်စီးထားပုံကပေါ်ပါလန်းဆန်းနေသည့်အတွင်ပေါ်နေသည်အခုချိန်ထိသူမကမိုးသားအနောက်မှာရောက်နေသည်ကိုမသိသေးဟန်ချက်ကြီးကြီးရှောက်လန်းနေသူနောက်လမ်းလျှောက်ရသည့်မိုးသားဖို့တော့တိတ်ကိုရင်ဖို့ကောင်းလာသည်သူသည်နှာဘူးတယောက်မဟုတ်တော့ညာချေရသူရဲ့ယူစေးလောက်သည့်ကောက်ကြောင်လာကသူ့မျက်စိရှိရင်းမို့မကြည့်ပဲမနေနိုင်ခဲ့ပါပဲမိုးသားတယောက်အသိစိတ်လွတ်မတန့်ငေးကြည့်နေမိသည်မှာသူမကားလန်းကူးဖို့ရက်လိုက်သည့်အခါမှာတတိပြန်ဝင်သွားတော့သည်မမသူ့ရဲ့ခေါ်တန်းကြောင့်အလန်တကြားလှည့်ကြည့်လာသူကရုံးမာလိုမျက်နှာတည်ဖြင့်အထက်လူကြီးလိုမဟုတ်ပဲပေါ်ပါဖြူစင်းသည့်မိမ့်မငယ်လေးတယောက်လိုပဲမျက်လုံးမကြီးများကမိုးသားကိုတွေ့လိုက်ရ၍အံ့ဩသွားပုံပဲမိုးသားလွင်ဘယ်လိုလုပ်ဒီရောက်နေရလဲတားဟာကန်လန်းထဲမှာနေရလေကားပေါ်ကနေမမကိုတွေ့လိုက်လို့ဆင်းလာတာမမလက်ထဲမှာလည်းအထုပ်တွေအများကြီးနေမလို့တားခုသေးပြအောင်မိုးသားပြောလဲပြောသူမလက်ထဲကအထုပ်တွေကိုဆွဲယူလိုက်တော့မျက်လုံးဝိုင်းသားကြည့်နေပြန်သည်ရပါတယ်အမသိနိုင်ပါတယ်မိုးသားသွားစရာရှိတာသွားပါမဟုတ်တာအချိန်အစောကြီးရှိသေးတယ်မမကိုလိုက်ပို့ပေးမယ်လာပါရသူတို့နှစ်ယောက်ရဲ့နေဒီကကားလမ်းအလဲမမို့ကားဟွန်းတန်းကအဆက်မပြတ်ထွက်ပေါ်လာတော့သည်အခွင့်အရေးကိုလက်လွတ်မခံဘဲအထုပ်တွေအလုံးအောင်မနိုင်မနှင်းလက်တစ်ဖက်တည်းဖြင့်စုကင်လိုက်ကကျန်လက်တစ်ဖက်ဖြင့်ညင်းပယ်နေသူလက်ဖွားပြင်အားဆုပ်ကင်၍ကားလမ်းတစ်ဖက်သို့ကူးလိုက်တော့သည်မိုးသားဆွဲခေါ်ရပါလာသူကတော့အခုထိအံ့ဩနေတော့ပြီးမှအချိန်အားပြန်ထိန်ကမိုးသားလက်ထဲမှာသူ့လက်လေးအားဆွဲထုတ်တော့သည်မိုးသားမှာတော့လွတ်ထွက်သွားသောလက်နုထူထူလေးအားနှမျောတာစွာဖြင့်တကူးတစ်ခါကြီးမလိုပါဘူးအမသိနိုင်ပါတယ်မိုးသားကပြန်လိုက်ပါသွားဆင်ပြေပါလေဆိုလာပါမမကလည်းတားလိုက်ပို့ပြစီနော်လာပါမမကဒီတိုင်းလိုက်ခဲ့ပြောလဲပြောရင်မေးဝလွှမ်းကြီးအဖြစ်ကိုပဲမဆောင်အရှိမအထုပ်တွေတပွေဖြင့်ထွက်သွားသူနောက်မတက်သားသည့်အဆုံးလိုက်ရတော့သည်တဝက်တဲပေးမယ်ဆိုတာကိုလည်းလက်မခံရှေ့မှသွားနေသူကနေရာကိုတည်တည်အတိုင်းပဲနောက်မှသူ့ကိုလည်းစိတ်မချသလိုခဏခဏလှည့်ကြည့်ပြီးစောင့်ခေါ်သည်ဘလို့တောင်ကောင်းပါတယ်ကောင်းပါလေလေမမမေမိုးသားတို့နှစ်ယောက်ခြံငယ်လေးနဲ့ဝင်လိုက်သည်နဲ့ခြံထဲတွင်အဝင်များယုံနေသည်ဆယ်ကျော်တဲ့ရွယ်ကောင်မလေးကဝမ်းသာအားရခေါင်းရဲ့အနားသို့ပြေးလာသည်နန်းငယ်နေကောင်းလားဟုတ်မမေကောင်းပါတယ်မေမေရောကြံတဲ့မောင်နှမတွေပါနေကောင်းကြပါတယ်နန်းငယ်ဆိုတော့ကောင်မလေးကပြောရင်မှမိုးသားကတတိထားမိသွားပုံရကကြည်လာတာမို့မင်းဝင်လာကြီးကပြောလိုက်ချင်းသူကမမမေနဲ့အဖော်လိုက်လာပေးတာအဖော်ရောက်မှမိတ်ဆက်ပေးမယ်သူ့လက်ထဲကအထုပ်တွေကူဆွဲပေးလိုက်ပါအောင်အော်ဟုတ်မမေပေးအမနန်းငယ်တဲခဲ့ပေးပါမယ်နန်းငယ်ကလက်ထဲကအထုပ်တွေကိုလမ်းယူလာကြောင်းအချို့တစ်ဝက်ကိုခွဲပေးလိုက်ကသုံးယောက်သားအိမ်မောသို့တက်လာခဲ့ကြသည်အိမ်လေးသည်ပြင်တော်တစ်ထပ်အိမ်ဖြစ်ပြီးပေ30ဝန်းကျင်လောက်အကျယ်ဝန်းရှိသည့်အိမ်တွင်ပြိဘောကအစင်းရင်တွေတိတ်မရှိရကြောင်းပုံမူကျယ်ဝန်းတရားဖြင့်ရှင်းလင်းလို့နေသည်အပြင်ဘက်ကတည်းအတွင်းဘက်မှကြည်ရတာပိုကျဲသလိုထင်ရသည်အိမ်မောရောက်သည့်နှင့်တက်သားဖြင့်လှုပ်ထားသည့်ဇပွဲကုံနှင့်အတူဘေးတွင်ထိုင်ကုန်တချို့ရှိပြီးမလန်းမကန့်တွင်တော့ပလက်ထိုင်ကုန်ပေါ်တွင်အဖွားတစ်ယောက်ကလဲနေသည်မေမမေလာတယ်နန်းငယ်ဆိုသောကလေးမကအနားသို့ကခါပြောလိုက်တော့မျက်လုံးများကဖြင်းချင်းစွာဖွင့်လာပြီးသူတို့ရှိရာသို့ကြည်လာသည်ဘေးနားမှလွှာသည်လည်းထိုအဖွားရှိရာသို့သွားပြီးအဖွားရဲ့လက်လေးတွေကိုဆုပ်ကန်ရင်အမေလာတွေ့ပါတယ်ဒီရက်ပိုင်းနေလို့ကောင်းရဲ့လားအဖွားဖြစ်သူကသူ့ဘေးမှဒူးထောက်ထိုင်နေသည့်မင်းဝလာကြီးပါပြလေးရောက်ဖောက်ခိုင်းကမေအမေကြီးနေကောင်းပါတယ်အပင်ပန်းခံပြီးဘာတွေဝဲလာခဲ့ပြန်ပြီလဲကွယ်အမေကြီးတို့အတွက်ကဒါတွေမလိုပါဘူးတကူတကားမဟုတ်ပါဘူးမေရဲ့လိုအပ်တာလေးနည်းနည်းပါနောက်ဆိုမဝဲပါနဲ့ကွယ်သမီးလိုအပ်တာတွေပဲတော့မှာအမေတို့အဆင်ပြေပါတယ်ဟုတ်ကဲ့ပါမေအခုတော့ဒါတွေမပြောနဲ့တော့နော်အင်းပါကွယ်ဒါနဲ့ဧည့်သည်ပါလာတာလားအမေဆိုသူကနောက်တွင်ရက်နေသည့်မိုးသားမြင်သွားပုံပဲဟုတ်တယ်မေသူကမိုးသားလွယ်လွယ်နဲ့မေတို့အလောက်ကညီမလေးပါအော်ဧည့်သည်ကိုထိုင်ခိုင်းအောင်လေဘယ်နဲ့မတ်တက်ကြီးရက်ခိုင်းထားတာတော့
သမီးမေကတခါမှဧည့်သည်ခေါ်လာဘူးတာမဟုတ်ဘူးအခုကပထမဆုံးပဲတက်တောင်တက်တာနေနော်ကလေးအမေကြီးတို့အိမ်ကကလေးတော်နည်းနည်းများတယ်ကလေးစိတ်ရှုပ်သွားမှဆိုးတာလွှတ်ရဲ့လောက်ကညီမလေးဆိုတဲ့စကားကမိုးသားကိုနင်းသွားတော့လေအမေကြီးရဲ့တရင်နေနှုတ်ဆက်လာကပထမဆုံးခေါ်ပူးလာခြင်းဆိုတာကြောင့်မိုးသားကျေနဲ့သွားမိသည်ရပါတယ်မေကြီးတားနေတတ်ပါတယ်ဒါကတူတီတော်သမီးဆိုတော့အဖော်ရမ်းမှတ်တာစိတ်မရှုပ်ရပါဘူးမိုးသားလဲလွှာနဲ့ငယ်ဆိုတဲ့ကလေးမတို့ခေါ်သေးတာအမေကြီးဟိုသားခေါ်လိုက်သည်အေးကွယ်တော်သေးတာပေါ့နေသားတလို့နေနော်ကလေးသမီးမေဧည့်သည်လဲပါတယ်ဆိုတော့ထမင်းစားသွားပါလားဒီနေ့ဟင်းတွေစုံနေအာတော်ပါရင်မေရဲ့အပြန်နောက်ကျနေမှာဆိုလို့သူကလည်းပြန်ရအောင်မှာဆိုတော့တားရပါတယ်စားသွားကြတာပေါ့တခါလေနောက်ကြတာပဲဟာဒီမှာလူတွေအများကြီးနဲ့ဆိုတော့ပြောစရာကြီးမင်းဝလာကြီးစကားမဆုံးသေးဘေးမှာကောင်မလေးကဝင်ပြောလာတဲ့ကြောင့်သူမှလည်းဘလို့မှညင်မရတော့ထိုးစင်ကလေးတစ်တိုက်ကသူတို့ရောက်နေအောင်တီးပြီးအနားသို့ပြေးလာကြသည်မမကြီးကလေးတွေဒီငယ်ဆုံးမှ9နှစ်နဲ့အကြီးဆုံးသည်မိုးသားဝင်လာတော့ကတွေ့သည့်နန်းငယ်ဆိုသည့်ကလေးမှဖြစ်သည်အားလုံးပေါင်းနန်းငယ်အပါ10ယောက်ရှိသည်အာလူလေးရေချိုးထားတယ်ပေါ့နှခါးတွေနေပါလားလာပါအောင်ကြည့်အောင်မင်းဝလာကြီးကသူ့ဘေးနားရောက်လာသည့်9နှစ်ရွယ်အာလူလေးကပေါင်းမော်တင်ကပြောလိုက်ပြီးတနခါအဖွေးသားပါပြင်းအားနမ်းလိုက်သည့်ကြောင့်မိုးသားအံဩကမနာလိုလည်းဖြစ်သွားရသည်သူတည်သောမင်းဝင်လာညီသည်အမြဲမျက်နှာရည်ဒီကအီးပြုံးနေတတ်သူဖြစ်ပြီးအခုလိုကလေးတယောက်ကိုပေါင်းမော်တင်ပြီးနမ်းလိုက်မယ်ဟုမိုးသားမထင်ခဲ့တာအမှန်ပဲထို့အတူကလေးငယ်နေရာမှာကိုဖြစ်ချင်းမိချောင်းတွေးပြီးတော့မိုးသားမျက်နှာကရဲတက်လို့သွားတော့သည်မိုးသားဘာဖြစ်တာလဲမျက်နှာကြီးနီးနေတယ်နေမကောင်းလို့လားမဟုတ်ကောင်းပါတယ်လွှတ်ရဲပြောကြအောင်မိုးသားတို့ပိုးရိပ်မလုံးမလဲဖြစ်တော့ကရှယ်ရဲရဲဘေးနားရှိကလေးကပေါင်းမော့ပွေတယ်လိုက်သည်ကဲစကားတွေများနေတာနဲ့အပြန်နောက်ကျနေအောင်မေနန်းငယ်ဖြိုးငယ်နဲ့မိုးငယ်ကိုခေါ်ပြီးထမင်းဝိုင်းသွားပြင်တော့ဟုတ်ကဲ့မေနန်းငယ်ဆိုတဲ့ကလေးမလေးနဲ့အတူဖြိုးငယ်မိုးငယ်ဆိုတဲ့အမွာညီကိုနှစ်ယောက်ကထွက်သွားပြီးမကြာထမင်းဝိုင်းပြင်လို့ပြီးသွားလေသည်ထမင်းစားချိန်တွင်တော့အမေကြီးရဲ့လွှာနဲ့မိုးသားရဲ့နန်းငယ်နဲ့အမွာနှကောင်ကတဝိုင်းထိုင်ကကြံငယ်လေးများအားတီးတန့်ထည့်ပြီးဘေးနားတွင်တဝိုင်းတဲကျွေးလိုက်သည်အငယ်ဆုံးအာလူလေးကိုတော့နန်းငယ်ကသူ့ဘေးတွင်ထိုင်စီကသူနဲ့အတူစားစေသည်ဒီအိမ်တွင်ရှိသောကလေးငယ်များရဲ့အားလုံး၏နာမည်တွင်နောက်ပိတ်ကငယ်ဟုအကုန်ပါကြသည်အခုလက်ရှိအကြီးဆုံးဖြစ်သည့်နန်းငယ်ကအသက်16နှစ်ရှိပြီဖြစ်ကဒုတိယနှင့်မြန်မာစာတက်နေသူဖြစ်သည်အိမ်တွင်သူမကအားကိုးနေရပြီဖြစ်ပြီးဒုတိယအကြီးဆုံးဖြစ်ကြသည့်ဖြိုးငယ်နှင့်မိုးငယ်တို့ညီကိုသည်14နှစ်ပြည့်တော်မူဖြစ်ကရှစ်တန်းတက်နေကြသူများပဲကျန်သည့်9ယောက်တွင်ကျောင်းမတက်သေးသူကတော့အာလူခေါ်ထူးငယ်တယောက်သာရှိတော့သည်ထိုကလေးများ၏ကျောင်းစိမ်းနှင့် EAE စာဝန်ကြီး၏အသုံးစရိတ်အကုန်လုံးဟာမင်းဝန်လာကြီးကထောက်ပံ့ပေးထားခြင်းဟုသိရသည်EAE ကြီးအမေကြီးဒေါ်နှင်းဖြူသည်အိမ်အောင်ကြပြီး2နှစ်ကြာတွင်အမျိုးသားဖြစ်သူကမတော်တဆမှုနဲ့တေဆုံးသွားခဲ့တာကြောင့်သားသမီးမရှိသည့်ဒေါ်နှင်းဖြူဖို့အထီးကျန်စွာနေခဲ့ရခြင်းကြောင့်သူနှင့်ဆုံတွေ့သည့်မိဘမဲ့ကလေးများအားခေါ်ယူဆောင်ရှောက်ထားခဲ့ခြင်းဖြစ်ကထိုအထဲတွင်မေဝန်လွှမ်းကြီးအပါအဝင်ဖြစ်သည်အခုချိန်တွင်တော့ဒေါ်နှင်းဖြူသည်လည်းအသက်ကြီးသွားပြီဖြစ်ကအရင်လိုအလုံးမလုံးနိုင်တော့တာကြောင့်မေဝန်လွှမ်းကြီးကတဖန်ပြန်၍ထောက်ပံ့ပေးနေခြင်းပဲမမမေဒီမှာမမကြိုက်တဲ့ပစုံဟင်းနန်းငယ်စည်းသွားတော့ပစုံတွေလက်တာနဲ့ဝဲခဲ့တာမမေလာတာနဲ့အတော်ဖြစ်သွားတယ်နန်းငယ်ကအမေပကံနဲ့အရင်ဦးချပြီးမှနောက်ထပ်အကြီးဆုံးဖြစ်သည့်မေဝန်လွှမ်းကြီးကဦးချထည့်ပြီးလာသည်နန်းငယ်ဒီလောကတော့အားကိုချစ်ခင်သည့်ပုံပေါ်သည်သူမသည်ယခုလက်ရှိအကြီးဆုံးဖြစ်တာကြောင့်အဆအရာလူကြီးတယောက်လိုပြုမှုနေထိုင်နေရပြီသူ့ဘက်ကမိခိုးစရာဟူ၍မရှိတာကြောင့်မင်းဝင်လာညီလာချိန်မှာတော့သူ့ရဲ့ကလေးလိုအပြုမှုလေးများကိုဖော်ပြတတ်သည်ကျေးဇူးပါနန်းငယ်မမေကနန်းငယ်ရဲ့လက်ရာကိုတတိယနေတာနန်းငယ်ကမတင်ပေးထားတဲ့အတိုင်းချက်တာပါမမေလက်ရာတော့မမိသေးဘူးဟိအခုတောင်တော်တော်စားကောင်းနေပါပြီနန်းငယ်ရဲ့နောက်ဆိုမမေထက်တောင်ပိုကောင်းအောင်ချက်တက်သွားတော့မှာကျေးဇူးပါမမေအခုလိုနန်းငယ်ချက်တာကြိုက်တယ်ဆိုတော့နန်းငယ်တကယ်ပြောတယ်ဟိုအမမိုးသားလေးထည့်စားပါနော်ဘာကြိုက်တယ်လဲမသိလို့နန်းငယ်မထည့်ပေးရတာပါရပါတယ်နန်းငယ်အမအကုန်စားပါတယ်တခုပဲပစုံနဲ့တော့မတည့်ဘူးဟိုအမအားနာလိုက်တာအစာရွေးနေလို့မဟုတ်တာမတည့်တာကိုဘယ်လိုလုပ်မလဲအားနာစရာမလိုပါဘူးမရဲ့ပစုံမစားလဲကျန်တဲ့ဟင်းတွေထည့်စားနော်နန်းငယ်ကမမေလဲရလာမကောင်းမိမယ်မမေတင်ပေးထားတဲ့အတိုင်းချက်ထားတာဆိုတော့အမမိုးသားစားလို့အဆင်ပြေပါပါမိုးသားကပစုံနဲ့မတည့်ဘူးလားဘေးမှာလွှားကဝင်မိလာသည်ဟုတ်မငယ်တုန်းကပစုံစားပြီးတော့တားတိမ်မလို့တောင်ဖြစ်ခဲ့ဘူးလေမေမေကြီးနဲ့တူတာပေါ့မေမေကြီးလည်းပစုံနဲ့မတည့်ဘူးဟုတ်လားဖွားနေလားတူနေရပဲဒါဆိုလဲဝက်သားစားတယ်မဟုတ်လားရော့ပြောလဲပြောရင်မိုးလွှားပကံနဲ့သူလွှားကိုယ်တိုင်ဟင်းထည့်ပြီးလာတာကြောင့်မိုးသားမှထက်မှန်ရင်အံ့ဩမိရပြန်ပါသည်အခုသူ့ရှေ့မှာရှိနေသည့်လွှားကတကယ်ကိုကျဉ်းသွားပြီးနှွေးထွေးလိုက်တာ
ဘာပဲဖြစ်ဖြစ်မိုးသားရဲ့ဒီနေ့ဟာတကယ်ကိုအဖိုးတန်းပြီးအတိတ်ပဲရှိသွားလိမ့်ပြီကျေးဇူးပါမမအားလုံးစားတောက်ပြီးသွားတော့မင်းဝင်လာကြီးကအသုံးစိမ့်နဲ့ဝယ်လာသည်များကိုအမေကြီးနဲ့နန်းငယ်လက်ထက်အခါလိုအပ်သည်များမှားကြနေတယ်မိုးသားမှတော့ကလေးတတိုင်းနဲ့အလုံးရှုံနေတော့သည်မမမိုးသားမိငယ်ကိုရေတူမပုံလေးဆွဲပေးနင်းငယ်ကိုစင်ကြီးပုံရင်းဆွဲပေးပါမမမိုးသားဝါမမမိုးသားပုံဆွဲအရန်တော်တာပဲနောက်ထပ်လှလှလေးအများကြီးဆွဲပေးအောင်နော်တယောက်တစ်လက်စီဆွဲပေးမယ်နော်အခုတော့အာလူးလေးအတွက်ဆွဲပေးမယ်မိုးသားပြန်ရအောင်နောက်ကျနေပြီကလေးတွေအကြိုက်ပုံတွေဆွဲပေးနေရင်လွှာကအနားလာခေါ်မှာအိမ်ပြန်ချိန်ကိုသတိရသည်ဟုတ်သားပဲကလေးတို့နောက်တစ်ခါလာမှအများကြီးဆွဲပေးမယ်နော်အခုတော့မမပြန်ရအောင်မယ်မပြန်ပါနဲ့မမမိုးသားကလည်းမိငယ်တို့နဲ့အတူနေပါဟုတ်တယ်လင်းငယ်တို့နဲ့ကစားမယ်လေရင်လေးတို့မမအလုပ်ရှိသေးတယ်လေသူနောက်ကျလာခဲ့လိမ့်မယ်အခုတော့မမမီတို့ပြန်ရအောင်မယ်မခွဲနိုင်မခွာရနဲ့ချမ်းရှိရှိလိုက်လာကြတော့ကလေးတို့ဟာနန်းငယ်ကထိန်း၍စိတ်မကောင်းဖြစ်ကမျက်နှာပြက်နေသည့်ကလေးကြီးကိုတော့မေဝလွားကြီးကနှစ်သိမ့်၍ခေါ်နေရသည်လာပါနောက်ကျနေပြီပဲကိုကလေးလည်းမဟုတ်ဖ ೇನೆသူတို့နဲ့နေရတာပြောဖို့ကောင်းတယ်ကလေးတွေကအပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းတော့သူတို့နဲ့ရှိနေသားရဲ့စိတ်ပါအပူပင်ကင်းသွားလို့ခံစားရတယ်အဲ့လိုဆိုရင်တော့မပြန်ကျင်လို့ရမလားအချိန်ကိုလဲကြည့်အောင်8 နာရီကျော်နေပြီဒါဆိုမမနောက်တစ်ခါလာရင်သားကိုပါခေါ်မလားကလေးလိုပူစားနေသည့်သူ့ရှေ့မှာကောင်းပါလေကြောင်းမေဝလာကြီးတက်ပြင်းချလိုက်ရင်ခေါ်မယ်အခုနောက်ကျနေပြီဆိုတော့အိမ်ပြန်လိုက်ပို့ပေးမယ်မမကဘာနဲ့လာတာမလို့လဲကားငါးပြန်မှာမဟုတ်ဘူးလားမဟုတ်ဘူးကားပါလာတယ်လမ်းထဲမှာထားခဲ့တာအိမ်ရှိတီကားဝင်ရတာအဆင်မပြေလို့ဟုတ်အဲ့လိုဆိုရင်တော့တားဟုတ်ပါလိုက်ပို့မမအရင်နောက်ကျသွားလိမ့်မယ်တားပါတော့ပဲကားငါးပြန်လိုက်ပါမယ်ရပါတယ်အရန်ဝေးတာမှမဟုတ်တာမင်းလည်းဒီနေ့ကူညီပေးခဲ့တာဆိုတော့လိုက်ပို့ပေးပါမယ်ပြီးရင်ပြည်လန်းဘက်ကထွက်လို့ရတယ်ကားလည်းရှင်းတော့မြန်ပါတယ်ဒီလိုနဲ့မိုးသားတော့အိမ်ရှိတီလိုက်ပို့ပေးပြီနော်သူမပြန်သွားတော့သည်အိမ်မော်တီခေါ်ခြင်းပေမဲ့နောက်ကျနေတာကြောင့်မိုးသားတို့က3 လွှာမှဖြစ်နေတာကြောင့်ရောပင်ပန်းနေပြီဖြစ်သည့်သူမကိုအိမ်ထဲထိမခေါ်လိုက်ရပြီလေကားပေါ်တက်နေသည့်မိုးသား6 ယောက်တွေကပေါ်ပါလို့နေသည်တနေ့တည်းမှာရင်ပြောင်းလဲသွားသောသူတို့အချင်းချင်းကြောင့်မိုးသားတကယ်ကိုပြောနေသည်အခုဆိုလွှာကသူ့ကိုစကားကောင်းကောင်းလေးပြန်ပြောသည်သူမကိုယ်တိုင်ထည့်ပေးသည့်ဟင်းကိုလည်းမိုးသားစားခဲ့ရသည်သူမမောင်းသည့်ကားကိုလည်းဘေးမှထိုင်စီးခွင့်ရခဲ့သည်အတူရှိခွင့်ရခဲ့သည့်နိုင်မှနေရက်ပြီးနောက်နှစ်တွေအများကြီးထိမိုးသားရည်ရွယ်မိပါသည်လွှာရင်အရန်ချစ်တယ်ကွာတကယ်ကိုချစ်လွန်းလို့ယူနေပြီထင်တယ်ကိုတွင်းနဲ့သူပြုံးပြီးရင်သချင်းတကြီးကြီးနဲ့တက်လာတဲ့မိုးသားတယောက်အခန်းရှိတွင်တကားဖွင့်၍ရက်ဆောင်နေသောမိခင်ကိုတွေ့လိုက်ရသည်မေးဒီမှာဘာထွက်လို့နေရလဲတားကိုဆောင်နေရလားသွားပြဲသားဖြင့်ပြောလာသောသမီးဖြစ်သူဟာဒေါ်စန္ဒာခင်ချက်စနိုးဖြင့်မျက်စောင်းထိုးလိုက်ပြီးဒါပေါ့တော့သမီးဖြစ်သူဟာမှုရလာလို့ထင်မှသွားမစီနိုင်ဘူးဖြစ်နေတယ်မေးရလေမေးသမီးကမှုရအထက်ပူတယ်မေးရဲ့အခုသူကိုယ်တိုင်အိမ်ရှိထိလိုက်ပို့ပြီးတာဝရန်နာကနေတွေ့ပါတော့ဒါကြောင့်လဲတကားကြိုဖွင့်ပြီးစောင့်နေတာအရန်နေပြောနေတယ်ပေါ့ဒါပေါ့မေးရမေးသမီးဒီနေ့ကိုအရန်ကိုပြောလာတယ်ဒါနဲ့လေမေးအခုလိုမေးရထွက်ကြိုနေတော့စစ်မြေပြင်ကစစ်အောင်နိုင်ပြီးပြန်လာတဲ့သူကိုထွက်ကြိုတဲ့အတိုင်းပဲနော်အမလေးဒေါ်မိုးသားအဲ့သွားလေးကိုနည်းနည်းလောက်စီပါဦးအခုကအေးနေပြီနော်တော်ကြသွားအေးပတ်ပြီးပါဇက်ပိတ်မရဖြစ်သွားမှာဆိုလို့ငါမေရနောက်ပြီချစ်ဖို့ကောင်းလိုက်တာလာပါဦးဒီအသေးတက်ကိုချစ်ရအခုမှလာချွဲမနေနဲ့ရေလဲမချိုးရသေးပဲနဲ့သွားရေရင်တော့ခဏနာပြီးမှရေချိုးထမင်းဟာစားခဲ့ပြီမဟုတ်လားဟုတ်စားခဲ့ပြီရေလဲခဏနေချိုးတော့မယ်အခုတော့ဒီချစ်ကြီးကိုနမ်းပြုံမယ်ပြောပြီးဒီနောက်အိတ်တေးထမင်းမှုတွေဖြစ်ချပြီမိခင်ဖြစ်သူကိုလုံးပြပြအားဖြင့်ထွေးပွေပြီးမျက်နှာအနှံ့လိုက်နမ်းနေတော့သည်သွားညစ်ပတ်ရေမချိုးပဲအမေကိုလာနမ်းနေတယ်မွေးနေတာပဲကွာအားတွေထည့်ယူလိုက်တာအခုအားတွေပြေးသွားပြီရေကြွားချိုးတော့မယ်မိခင်ကစားနောက်ကြည့်ချက်ပြီးတော့အခန်းထဲဝင်သွားပြီဖြစ်တဲ့တမီးဖြစ်သူဟာဒေါ်ဆန္ဒခင်ကြည်ရင်တက်ပြင်းသာချမိသည်ဒီကလေးကတိတ်ကိုခံစားလွယ်တဲ့သူမို့သူ့ရဲ့ပျော်ရွှင်ခြင်းဝမ်းနေခြင်းကသူချစ်တဲ့သူရဲ့အပြုတ်မှုသေးသေးလေးနဲ့လှုပ်ယူနိုင်ပါသည်ထိုအိမ်လေးကပြန်လာပြီးနောက်တွင်မမနဲ့သူ့ရဲ့ဆက်ဆံရေးဟာတိတိတသားကိုကောင်းမွန်သွားသည်အရင်လိုသူ့ဘောပြပြခါခါမဆက်ဆံတော့ပဲအလိုက်တင်ပြန်ပြောတာမျိုးသူရီပြရင်ကောင်းညိတ်အတိမတ်ပြန်ပြူတာတို့တခါလေဆိုပြန်၍ပင်ပြုံးပြသည်ဒါကဘာဖြစ်နေရလဲအလကားကိုပြုံးနေတယ်အတွင်းနဲ့အတူပြုံးနေသည့်သူအနာတန်နာကဝင်ထိုင်ရင်ပြောလာတာကြောင့်မိုးသားမျက်နှာကိုပိုးတက်လိုက်ပြီးပြောနေလို့ပါဟာကီတီရောမလာသေးဘူးလားလာနေပြီကားနဲ့ပိတ်နေလို့တဲ့ခုနဖုံးဆက်တယ်နေပါအောင်
နင်းလည်းဆေးမမီတော့ဘူးနော်အမြဲကြည့်လိုက်ရင်ပြုံးတုံတုံနဲ့ဘာလဲအဖြစ်ပြန်ရသွားပြီလားဖေကတော့ဟာဖွင့်တော့မပြောရသေးပါဘူးဒါပေမဲ့မမအရင်လိုငါ့ကိုအဖက်မလုပ်တာမရှိတော့ဘူးဟာအေးပါနင်းအတွက်ဝမ်းသာပါတယ်အခုတော့လာမယ့်နှစ်ကူးပွဲအတွက်ညနေကျအဝတ်စားနဲ့လိုအပ်တာလေးသွားဝယ်အောင်နေလိုက်မယ်မဟုတ်လားနိုင်ခဲ့မယ်လေမိုးသားကအထူးပြင်ဆင်တတ်တဲ့သူမဟုတ်တာကြောင့်ဝယ်စရာမရှိတော့လဲအားနေရကြောင်းလိုက်ပြီးပြောလိုက်သည် New Year Night and Luin Crew Happy Body ကျယ်ဝန်းလာတဲ့မြက်ခင်းပြင်လဲစပွဲဝိုင်းများလူများဖြင့်စီကားလုံးနေသည်အစားအသောက်ကဘူးဖေးကျွေးခြင်းဖြစ်ပြီးတောက်စရာအစုံမှထားပေးထားသည်ဝန်ထမ်းအကြီးငယ်များရာထူးကြီးတာဝန်ခံများသာမကရှယ်ယာရှင်များနှင့်ဒေါ်ထိတ်ထားလွင်ကိုယ်တိုင်မှာတက်ရောက်မိဖြစ်တာကြောင့်တချို့ဝန်ထမ်းသစ်ကလေးများကတော့အနေငယ်ရှိနေကြသည်ည9နာရီအခုချိန်ထိသူစောင့်မျှော်နေသည့်သူကရောက်မလာသေးတာကြောင့်မိုးသားတယောက်လဲတဆန့်ဆန့်ဖြစ်နေရသည်ပွဲကအတီလင်း9နာရီမှအစမှဖြစ်တော့လဲတက်ကြွနေကြသောဝန်ထမ်းများကတော့6နာရီထိုးပြီးတဲ့ကရောက်နေကြခြင်းပဲမိုးသားတို့နဲ့အတူအချို့သောလုပ်ငန်းရှင်များကရောက်နေကြပြီဖြစ်တော့လဲအခုပွဲရဲ့ပဲ့ကိုင်ရှင်ဒေါ်ထိတ်ထားလုံးကတော့ရောက်မလာသေးပြီအားလုံးကတော့ကိုတက်နိုင်တာလေးနဲ့အလှဆုံးဝစ်စားပြင်ဆင်ကလာကြတော့လဲမိုးသားကတော့မျက်နှာတွေမိတ်ကပ်တောင်သေးချရှိမနေတူဝဲလေးပပပကအသားကိုလိမ်မော်ရအောင်အနေငယ်ဖောက်သည်နှခမ်းနီအားပါတယ်ဆိုုံလောက်သာဆိုထားပြီးပခုံးကြော်ကြော်စပင်အားအထူးတလဲပုံသွင်းမနေပဲပုံမှန်ရမြလို့ပင်ဒီတိုင်းချထားသည်အရက်ရှိရှိခန္ဓာကိုယ်စင်စင်ကသူ့ဝယ်ထားသည့်လိမ်မော်ရောင်ဖြော့ဖြော့စုဝမ်းဆန်နှင့်လိုက်ပတ်လွန်သည်ကစူပါမော်ဒယ်တယောက်ဖက်ရှင်ရှိုးတွင်ရှောက်လန်းသည်ကိုမြင်နေရသလို3 cm အမြင့်ရှိသည့်အနက်ရောင်ရှူးဖနက်ကမိုးသားအတွက်တော့သူ့၏အရက်ကိုပိုး၍ထင်းပေါ်သွားစေသည်ခေါင်းဝရှင်နဲ့သူပေးရနှစ်ယောက်ကတော့ဆိုင်မှာပင်ဝင်ပြင်လာသလားမှတ်ရသူတို့ကိုသူတို့ဟောလိဝုဒ်စူပေးဝဲတက်ရောက်သည်ထင်နေသလားမသိစတိုင်အပြည့်ဖြင့်ဟိုတစုဒီတစုဖြင့်ကိုယ်ဘက်နဲ့ကိုဝိုင်းတီးတီးနေရယူထားကြကပဲ့ကိုင်ရှင်ဒေါ်ထိတ်ထားလွင်အလားအားဆောင်နေကြသလိုမိုးသားသည်လည်းမြင်ကျင်လာသည့်မျက်နှာလေးအားဆောင်မျောနေမိသည်မကြပေကားနှစ်စီးဆင့်ရိုက်လိုက်ပြီးနောက်ရှေ့ကားထဲမှာဒေါ်ထိတ်ထားလွင်နဲ့မေးဝင်လာကြီးကဆင်းလာကနောက်ကားတွင်တော့ခန့်ညားလွင်တို့မိသားစုကဆင်းလာကြသည်ဒေါ်ထိတ်ထားလွင်မှာတော့မြမဝတ်စုံသားရိုးရိုးရှင်းရှင်းဝတ်ဆင်ထားတော့လေထိုဝတ်စုံကပင်တန်မိုးကြီးမှန်းသိတာလာသည်သူဤခန္ဓာကိုယ်တွင်စိတ်နှင့်လှုပ်ထားသည်လက်ဝဲတစားတစုံသာဆင်မြတ်ထားကထိုတစုံဤတန်မိုးမှာလည်းတာမန်လူတယောက်တွက်ချက်လို့ရင်ရမယ်မဟုတ်တဲ့ကိန်းကနန်းတစ်ခုရှိနေသည်သူနောက်မှမေးဝင်လာကြီးကတော့ငွေမြောင် fitting dress အရှိကိုလက်ပခုံးကြပုံကုန်းမှလက်မောင်းတစ်ဖက်တွင်အဖွားဖွားလေးတွေတွဲကြနေသည်လမ်းလျှောက်ရလွယ်ကူစေရန်ဘယ်ဘက်တွင်ဒူးထမ်းမှနေ၍ခွဲပေးထားတာကြောင့်လမ်းလျှောက်လိုက်တိုင်းခြေတန်းဆင်းဆင်းတို့ကလှည့်ဟာလိုသွားကခေါင်းဝင်တစ်ထည်လုံးကသူမခန္ဓာကိုယ်ပေါ်တွင်ချက်ကပ်စွာရှိနေတော့သည်ညနေကျဖြောင်းဆင်းဆင်းဆန်တွေကအခုတော့ဖြင့်အောက်နားတွင်အခွေကြီးကြီးလိုက်ထားကမျက်နာကိုတော့ပပလေးနဲ့အယောင်ဖြော့ဖြော့လေးပြင်ထားတာကြောင့်အမြင်အေးကမဟာဆန်လာသည်နားတွင်တော့ကနုတ်အပွင့်စိတ်နှဆွဲကခန္ဓာနေကနှဆွဲနှင့်ဝမ်းဆက်ဖြစ်သည့်ကနုတ်အပွင့်ပုံစံစိမ့်ပြီးရကလဲတန်ကြော့ကြော့နဲ့လိုက်ဖက်လွန်လာသည်တကုံလုံးခြုံကြည့်လိုက်ပါလင်ခန္ဓာပြီးကြက်တည်ရှိလာသည့်မင်းသမီးတစ်ပါးလို့မိုးသားသူ့မျက်စိရှိကချစ်ရသူ၏အလားတရားမျက်တောင်ခတ်ဖို့ပင်မိနေအောင်သတိလက်လွတ်ကြည့်နေမိသည်လှသည်ကြက်တည်ရှိသည်ဆွဲဆောင်မှုရှိသည်လောကကြီးထဲလှသည့်အရာများကိုသုံးနှုံတတ်သည့်စကားလုံးများအလုံးကသူမအတွက်ပဲဖြစ်သည်ဟဲ့ဒေါ်ဟန်နီဝေကိုလည်းကြည့်ပါအောင်မသိရင်သူ့အတွက်ပွဲလုပ်တာကြနေရပဲဝှစားထားလိုက်တာနှလုံးတောင်ကျိန်းနေတခက်တဲ့အကြွားတန်မှန်သိတာလိုက်တာဟုတ်ပါသူ့စားတက်ရှူလေးချက်လိုက်တာဟဲ့သူမလေးဘူးလားမသိဘူးမျက်နှာကိုလည်းကြည့်လိုက်ပါအောင်အပျော်တောင်ပြတ်တယ်ဝန်ထမ်းတွေအတွက်လုပ်ပေးတာကိုသူ့မျက်နှာကြည့်နေရတယ်ပျော်တောင်ပြောပါမလားပဲငေးမောနေမိသည့်မိုးသားတယောက်ဘေးနားမှကြက်တွေနှကောင်၏တီးတိုးတန်ကိုချမှနောက်ကားအားကျင်းပြီးတော့သည်နိုစိမ်းရောင်ကောင်းဝင်ဒူးဖုံးကိုမှရောင်စုံကြောက်ပွန်ဒီဇိုင်းစုံအခြေချင်းများကိုအလှဆင်တာကခေါင်းဝင်နဲ့အယောင်တူတောက်ဖက်နှက်ကိုစီထားသေးသည်ရောင်မြတ်အယောင်စုံဖိတ်ဖိတ်တောက်နေသည်ကိုအားမြသည်နားလဲပင်လက်တွေမှာပါတန်ဖိုးကြီးကြောက်မြတ်တွေဖြင့်ပြုလုပ်ထားသည်အစင်တစားများကိုဆင်မြန်းထားသေးသည်ထိုအစင်တစားများမှာလည်းအရွယ်စားများကကြီးမားလွန်နေသည်စပင်းနှင့်မျက်နှာအပြည့်စင်မှာပေါင်းလိုက်သောအခါကြည်ရသည်မှာခမ်းနားတာထက်အိုးပါဖြစ်လွန်နေသည်ဘလို့တောင်အမြင်မရှိသည့်အပြင်းစင်ပါလေဒေါ်ထိတ်ထားလွင်ရောက်လာသည်နှင့်ဟိုတစုဒီတစုစကားများနေကြသူများမှလည်းငြိမ်သက်သွားကပွဲစီစဉ်သူလဲစတည်ပြီးပွဲစပြီဆိုသည့်အကြောင်းနဲ့ပွဲတွင်ပါဝင်မဲ့အကြောင်းအရာများကိုကြေညာလိုက်တော့ဝန်ထမ်းများကပျော်ရွှင်စွာလက်ခုပ်တီးအော်ဟစ်တော်သည်ပျော်ရွှင်စွာစားကြသွားယူကြစားနောက်ကြနှင့်ပွဲကစီကလိုနေသည်ထိတ်ဆုံးပိုင်းနေတော့ဒေါ်ထိတ်ထားလွင်မေးဝင်လာညီခံကြားလုံးတို့မိသားစုနှင့်တူရှယ်ယာရှင်တချို့ကရှိနေကဘေးတွင်လည်းရှယ်ယာအ ਨੇ စုရှင်များနဲ့အကြီးဝိုင်းများကသူ့ဝိုင်းနဲ့သူရှိနေကြသည်မိုးသားတို့ဝန်ထမ်းငယ်တွေကတော့စားကြတော့ကြနဲ့စူညံနေတော့သည်ဒီညတော့အားလုံးကိုလွတ်လွတ်လပ်ပြောခွင့်ပေးထားတာကြောင့်ဘယ်သူမှမဟန်ကြပေမိုးသားကတော့အစားအသောက်တို့ကိုလည်းအာရုံမရှိလှမ်းမြင်နေတဲ့ထိတ်ဆုံးစပတ်ကမျက်နှာလေးကိုသာငေးကြည့်နေမိသည်ဟ
ဟဲ့မိုးသားငေးပဲငေးမနေနဲ့အောင်စားလိုက်ပါလေလေစားအောင်မပြောချင်ပါဘူးနှလုံးရလည်းကျွတ်ထွက်နေအောင်ပဲတန်နာကကြည့်မြတော့သလိုမျက်စောင်းကြီးဖြစ်ပြောလာကြောင်းဘေးကကေတရာဤတာအေးလေမိုးသားတို့ကတော့မှတ်မေရောက်လာတဲ့ကမျက်လုံးမခွာတော့ဘူးနင်းအဲ့လောက်တိတာနေတာသူရိမ့်မိသွားအောင်ပဲကေတီတကားကြောင့်မိုးသားပြောလိုက်ကအဲ့လိုတိသွားစေချင်တာအမလီမှတ်မေမို့လို့မတိတာပါနော်သူ့ရဲ့နှစ်သိုးချိုးပြက်ပုံကကလေးမေးတောင်တိတယ်တန်နာတကားကြောင့်ကေတီရောသူပါရီလိုက်တော့သည်ထိုးစင်းမြင်လိုက်ရတဲ့ပုံရိပ်တစ်ခုကြောင့်မိုးသားနှကန်းကအပြုံးကပျောက်ကွယ်သွားကမျက်မှောင်တို့ကတွန့်ချိုးသွားတော့သည်ကားတစ်စီးပေါ်ကဆင်းလာကပွဲတွင်းသို့ရှောက်လန်းလာနေသည်ကတော်ဝင်ဆန်တော်ရင်ခံညာလွန်နဲ့တွဲတွေ့ခဲ့သည့်အမရာဆိုသည့်အမျိုးသမီးဒီမိန်းမကဒီနေရာကိုဘာကြောင့်ရောက်လာတာလဲမိုးသား၏အကြည့်နေရာသို့ကေတီနှင့်တန်နာကပါလိုက်ကြည့်လာကြသည်ဟဲအဲ့ဒါဟိုနေ့အမျိုးသမီးမဟုတ်လားကိုခံညာလွန်နဲ့တူတူပြောပါတန်နာရဲ့ရှားလူတွေကြားကုန်မယ်သူကဘာလို့ဒီကိုရောက်လာလဲအဲ့ဒါကိုပြောတာလေရဲတင်းလိုက်တာဟိုလူကဖိတ်ထားတာလားမိုးသားကတော့ဘာမှဝင်မပြောထိုမိန်းမသွားသည့်တခြားမျက်မှောင်ကျုံရလိုက်ကြည့်နေတော့သည်ထိုအမရာဆိုသည့်အမျိုးသမီးကတော့ထိတ်ဆုံးဝိုင်းရှိရသို့တန်တမတ်ကိုသွားပြီးနောက်ခံညာလွန်ထိုင်နေသည့်ထိုင်ကုန်ဘေးတွင်ရက်လိုက်တာကြောင့်ခံညာလွန်အပေါင်းဝိုင်းရှိလူများအလုံးကကြည်လာကြသည်အမရာကိုမြင်သည်နှင့်ခံညာလွန်တယောက်အံ့ဩသွားသလိုမျက်နှာလည်းပြတ်သွားတော့သည်မိုးသားမြင်လိုက်သည်ကမျက်နှာပြတ်သွားတာကခံညာလွန်တယောက်ထဲမဟုတ်ပဲဒေါ်ဟန်နီဝေးပါဖြစ်သည်မင်းကလေးကဘသူလဲကွဝိုင်းရှိရသို့ရောက်လာသည့်မင်းကလေးကအနဲ့ရောင်ရင်ဘက်ကိုပေါင်လောက်သာရှိသည်fitting dress ကိုဝတ်ထားကမျက်နှာအားဆွဲဆောင်မှုရှိအယောင်ရည်များကိုချဲတာထားသည်မိမလာတယောက်ကိုပြောလို့ရပေမဲ့သူ့ပုံစံကလျှက်ပေါ်လော်လေလာသည်ဝိုင်းရှိလူများကအတီးချောင်းမပြကြအောင်ဒေါ်ထိတ်ထားလုံကမေးလိုက်ခြင်းကျမကအမရာပါဒီကအမရာစကားကိုမဆက်သေးပဲဝိုင်းရှိလူများအားဝဲကြည့်လိုက်တဲ့ကြောင့်ခံညာလွန်နဲ့ဒေါ်ဟန်နီဝေတို့မျက်နှာတွင်သွေးမရှိတော့ခံညာလွင်ကတော့အမရာဟာမျက်လုံးအကြည့်ဖြင့်သတိပေးနေသည်ဒါကိုအမရာကခက်ဟာဟာပြောလိုက်ကဒီကအမဘာလို့နောက်ကျနေရလဲမိုးသားတော်ဝိုင်းဟိုဘက်မှာအားလုံးကအမရာအားတလဲမိုးသားအားတလဲလှည့်ကြည့်လာကြသလိုခံညာလွင်နဲ့ဒေါ်ဟန်နီချိုမှာတော့နားမလည်နိုင်စွာဖြစ်သွားသလိုအမရာကိုရိုင်းလည်းသူ့လက်ကိုလာဆွဲကပြောလာသည့်စကားကြောင့်သူ့ရှိမှကောင်မလေးကိုမျက်လုံးပြူသားကြည့်နေပြီမှာတတိယကလက်ကိုခါချတော့လဲမြဲမြံလာသလိုအားပြင်းလှသည့်စုပ်ကိုင်ထားမှုကြောင့်ရုံးလေနာလေးဖြစ်နေတော့သည်မိုးသားတောင်းမှန်ပါတယ်မိသားစုတွေကတယောက်ခေါ်လို့ရတယ်ဆိုလို့အမကိုခေါ်ထားတာဝိုင်းမလာတယ်ထင်တယ်မဟုတ်နင်းလာတွားရအောင်ဒေါသမျက်နှာဖြင့်ညင်းတော့မဲ့သူမအားပြုံးပြ၍ဆွဲထားသည့်လက်အားဖိညက်ကဆွဲခေါ်သွားလိုက်သည်လူတွေရှင်းသည့်နေရာရောက်မှရုံးကန်နေသူအားမိုးသားလှုပ်လိုက်ကမီးဝင်းဝင်းတောက်သည့်အကြည့်ဖြင့်ကြည့်နေလိုက်သည်သူရှိမှသူကတော့မိုးသားဆွဲလို့နားနေသည့်သူမလက်တွေကနှိကနင်ဘာလုပ်တာလဲနင်နဲ့ငါဘယ်မှာသိလို့လဲနင်ယူနေလားယူနေတာကရှင်တို့ဇက်အရှုပ်ရှင်တွေကိုကျွန်မစိတ်ဝင်စားအောင်ဒါပေမဲ့မမနဲ့ဖွားရဲ့တိတ်ခါကြမယ်လို့ရကိုလုံးခွင့်မပြုနိုင်ဘူးဘာနေုံနင်ကဟိုတနေ့ကတွေ့ခဲ့တဲ့တရားမဟုတ်လားနင်နဲ့သူတို့ကဘာဆိုင်လို့လာဖြစ်နေရလဲနင်ကဒီကဝန်ထမ်းအစင်ပဲငါ့ကိုလာမရှုံးနဲ့ကျမကလည်းသူများဇလန်နဲ့ဝင်ရှုပ်ဖို့အားမနေဘူးအဲ့ဒီဇလန်နဲ့မမပါစေနဲ့ဘယ်ကမမလဲနင်ဘာတွေပြောနေရလဲခုနတည်းကပြောနေတဲ့အိမ်မမဆိုတာဘာတူလဲမမဆိုတာကရှင်နဲ့ခွေးဆက်ခင်းနေတဲ့ဥခန့်ညာလုံးနဲ့တရားဝင်ဆေးဆက်ထားရဲ့မေဝက်လာညီပဲရှင်နဲ့ခန့်ညာလုံးဆိုတဲ့လူရဲ့အရှုပ်ထုတ်တဲ့ကိုသူ့ကိုဆွဲမထင်နဲ့ရှင်တို့ကြောင့်ထိပါသွားမယ်သူ့ရဲ့တိတ်ခါမတန်ဘူးနင်စကားပြောတာမရိုင်းလာလေလားဘသူ့ကိုပြောနေရလဲလို့လွင်ကရုရဲ့အမိခံမွေးစားသမီးဒီနေရာမှာရှိနေဖို့နေမနာညမနာအလုပ်တွေကုန်းရုံလုပ်နေရတဲ့တနာစရာမေဝက်လာညီကိုပြောတာ။ရှင်စကားကိုထိမ့်သိမ့်ပြီးပြောပါ။ तू ကရှင်စော်ကားလို့ရတဲ့သူမျိုးမဟုတ်ဘူး။ဟာတာပဲ။ငါဘာလို့စကားကိုထိမ့်သိမ့်ပြီးပြောရမှာလဲ။ယောက်ျားတယောက်ကိုတော့မစွဲဆောင်နိုင်ပဲ။နောက်ကွယ်မှာအလောင်ပြောင်ခံနေရတဲ့သူကမြန်ကို့ကိုမကြည့်ပြတဲ့မိသားစုတဲ့အတင်းတိုးဝင်ဖို့ခေါင်းငုံစူးစားနေရတဲ့သူ။ငါဘာတွေအထင်ကြီးနေရမှာလဲ။ရှင်မိုးသားဒေါသကြောင့်ရဲရဲနေနေတဲ့မျက်နှာကရှေ့မှာအမျိုးသမီးအားတစားစီလှုပ်ပြခြင်းနေသည်မှာအသေးသာအားကုန်လွှဲရရင်ပြင်လိုက်သည့်သူ့လက်တွေကိုအနားရောက်လာသည့်ကေတီနှင့်တန်တာကအတင်းဝင်ဆွဲကထိလာသည်မိုးသားစိတ်ကိုလျှော့ပါဒီမှာလူတွေအများကြီးသိသွားကြရင်မကောင်းဘူးဟုတ်တယ်မိုးသားစိတ်ကိုလျှော့လိုက်နော်ဒီကမှလည်းပြန်လိုက်ပါနော်အခုကဝန်ထမ်းတွေအတွက်ပွဲလုပ်ပေးရမလို့အမားတို့ကိစ္စကိုနောက်မှအေးဆေးရှင်းကြပါကေတီကတောင်းပန်တော့သူ့ရှင်းမှာဒေါသတကြီးဖြစ်နေသောမိုးသားကနှက်ခမ်းမေကောင်းပြီလေအခုတော့ပြန်လိုက်အောင်မေနင်းတရိထားနေငါကမေဝင့်လွာညီလို့ခေါင်းငုံပြီးကြောက်တတ်တဲ့သူမဟုတ်ဘူးငါကအစိတ်ပြင်းလွန်းလို့ခံညားလွန်းလို့တားမိတောင်လက်လွတ်စပယ်မလုပ်ရတဲ့သူပဲဒီနေ့နေကငါ့ပေါ်ပြစ်လုပ်လိုက်တာပဲနောက်မှတွေ့မယ်အမရာထွက်သွားသည့်ထိမိုးသားတယောက်ဒေါသမပြေနိုင်သည်သူတောင်အမြဲတမ်းတန်ပိုးထားပြီးဘင်းမတယောက်လုံးမောပူးထားကြပါသည်ချေရသူဟာစော်ကားသည့်စကားများပြောသည့်ထိုမိမအားမိုးသားတကယ်တက်ဖြစ်ခြင်းသည်အခုလိုဖြစ်စေသည့်ခံညားလွန်ကိုလည်းသူတော်တကယ်ဒေါသထွက်သည်
ခွင့်လွှတ်ပေးဖို့စိတ်ကူမရှိတနေ့အဆိုးဝါးဆုံးသောဘဝအခြေအနေကိုသူပေးမိချစ်ရသူရှိရကိုကြည့်လိုက်တော့ရှေ့ရရှင်းနေတဲ့စကားပြောကားပြုံးနေတာများအပြစ်ကင်းစင်လို့ဒီကိစ္စကိုဒီတိုင်းထားလို့မဖြစ်တော့ဟိုမိမကပို၍ရဲတင်လာပြီမို့ဒီလိုသာဆိုတစ်ချိန်လွှာသိသွားနိုင်သည်သွားစိတ်ညစ်စေရမယ့်အရာသေးသေးလေးတောင်မရှိချင်တာမို့သူအပြတ်ရှင်းရမည်သားဖြစ်သူအားမျက်နှာရိပ်ပြကလူရှင်းသည့်ဘက်သို့သားမိနှစ်ယောက်ထွက်လာခဲ့လိုက်သည်ဘလို့ဖြစ်တာလဲသားအမရာဒီကိုဘာလို့ရောက်လာတာလဲပြီးတော့ဟိုကောင်မလေးနေရတကယ်ညီမလေးလားမမဘာလို့မသိရလဲတို့နေကဘာမှမတော်ပါဘူးမမအဲ့ဒါဆိုဟိုကောင်မလေးကဘာလို့အခုလိုပြောရတာလဲသားလည်းမသိဘူးမမပြီးမှသားဆုံးစမ်းလိုက်ပါမယ်အမရာကိုလည်းနောက်တစ်ခါတည်းလို့မလို့ဟိုသားပြောထားပါမယ်သားတောင်းမှန်ပါတယ်မမမိခင်ဖြစ်သူအားခံကြလို့လဲဒီလိုအကြောင်းအရာကမမင်းတို့လူကြီးအတွက်နားမလည်နိုင်တော့သလိုပြောပြခြင်းစိတ်လည်းမရှိသေးတာကြောင့်စကားလမ်းကြောင်းသာလွှဲလိုက်သည်အေးပါမမီးသားအတွက်စိုးရင်လို့မေဝင့်လွာညီကိုမမီးမကြိုက်ပေမဲ့ဒီကုမ္ပဏီတစ်ခုလုံးကိုရဖို့ကသူ့ကိုလိုအပ်တယ်ဒါကြောင့်သားလက်ထဲမရောက်ခင်အမားယုံဖြစ်သွားလို့မဖြစ်ဘူးအမရာကိုနားလည်အောင်ပြောပြပြီးတော့ဒီလိုကိစ္စထပ်မဖြစ်အောင်နေပါအိုကောင်မလေးကြောင့်ဒီနေ့ကံကောင်းသွားတာအမရာကဘာအယူထရလဲမသိဘူးအကုန်လုံးလမ်းပေးရအောင်လှုပ်ချင်နေရတာအားတောင်းမှန်ပါတယ်မမီနောက်မဖြစ်စေရပါဘူးမိခင်ဖြစ်သူကပြောပြီးတဲ့နေ့ဝိုင်းကိုပြန်သွားတယ်ကြည့်ပြီးခံညာလုံးနှခမ်းတွေကအတိတ်ပဲပါပြုံးလိုက်သည်မိုးသားလွယ်တကယ်ကြီးရတာပဲရအောင်ကိုကာကွယ်သွားသေးတယ်မိမတရားပေါ်မှာအချစ်ကအလောက်ကြီးမားတယ်လားမဆိုးပါဘူးငါအတွက်အသုံးဝင်တာပဲခံညာလုံးတယောက်သွေးဝိုင်းတို့ပြန်ရလှဲ့အတွက်သူ့အားမျက်မှောင်ကျုံကကြည့်ရင်ပိတ်ရနေသည်မိုးသားလွယ်အားတွေ့လိုက်ရသည်မိုးသားလွယ်မဟုတ်လဲငါမင်းကိုလာတွေ့မလို့ပဲခုနအတွက်ကျေးဇူးပဲနော်ငါကျေးဇူးတင်ကြမလို့ပဲမင်းကမင်းရဲ့မမအတွက်လုပ်ပေးရဆိုတော့လေဟုတ်တယ်မဟုတ်လားဒါပေါ့ကျမရှင်တို့လူအတွက်ဘာလို့လုပ်ပေးရမှာလဲကျမလုပ်ခဲ့တာတွေအကုန်လုံးကကျမချစ်ရတဲ့သူအတွက်ပဲဖြစ်လိမ့်မယ်တခါတည်းရှင်ကိုပြောထားမယ်နောက်ဒီလိုကိစ္စထပ်ပြီးရှိမလာပါစေနဲ့နောက်တစ်ခါဆိုကျမတီးခံနေမှာမဟုတ်ဘူးရှင်တို့ရဲ့တိတ်ခါမဲ့ဆက်ရှုပ်တွေကိုမမအောင်ဆွဲမထင်နဲ့မမကရှင့်လူနဲ့တန်လဲမတန်တယ်လို့နောက်တစ်ချိန်ပတ်သက်မှုတောင်ရှိလာမှာမဟုတ်ဘူးမိုးသားရဲ့ရင်သေးသေးစကားများကြောင့်ခံညာလွန်ရဲ့မျက်နှာကဒေါသကြောင့်ရဲသွားကဒီမှာမိုးသားလွယ်လေမင်းကဘာမလို့ငါ့ကိုခုလိုလာပြောနေရလဲငိမ့်နေလို့အကောင်းမမှတ်နဲ့မင်းနေရမင်းသိမင်းကိုမိန်းကလေးမလို့ငါသိခံပေးနေရတိထက်မလွန်လာနဲ့မင်းလို့မိန်းမတယောက်ကငါ့ကိုရှင်းနိုင်မယ်ထင်နေလားသူကရောမင်းလို့မိန်းမတယောက်ကိုငါနဲ့ရှင်းပြီးရွေးမယ်ထင်နေလားအယူမထားတဲ့နဲ့မင်းနေထားမင်းခံစားချက်ကိုတော့သူသိအောင်ပြခွင့်ရှိလို့လားရှင်တိမခံလည်းဂရုမစိုက်ဘူးဥခံညာလွင်ရှင်လူနဲ့မရှင်းနိုင်ကြပါအကြောင်းမှမရှိဘူးမမကကျမအပိုင်ရှင်ကခဏတောင်ဝင်ခါစားနေရတယ်သူအယူထနေရဆိုလည်းအယူထနေရပေါ့နောက်ဆုံးရလာမယ့်အမှန်တရားကမေဝင့်လာညီကမိုးသားလွန်ရဲ့အပိုင်ကိုခန့်မိုးသားနဲ့ခံကြလွန်တို့စစ်ခင်းနေမှုကနောက်ပါမှရောက်လာတဲ့သူကြောင့်ရက်တက်လိုက်ကြသည်မေဦးညီနိုင်တို့ပြန်တော့မေမေကြီးကကိုခန့်အောင်နှုတ်ဆက်ဖို့ခေါ်ခိုင်းလိုက်လို့ဟုတ်ပြီမေကိုသွားလိုက်မယ်မေဝင့်လွားညီအားပြောလိုက်ပြီးမိုးသားဘက်သို့အတိတ်ပဲပါသောအကြည့်တစ်ချက်ပိုကနေရာမှထွက်သွားတော့သည်အခုနေရာတွင်ကျန်ခဲ့သည်ကမိုးသားနှင့်သူမနှစ်ယောက်ထဲမမပင်ပန်းနေပြီလားဘာကြောင့်မှမသိမမရဲ့မျက်နှာကပင်ပန်းနေပုံရကမလန်းဆန်းပြီမပင်ပန်းပါဘူးအမအဆင်ပြေပါတယ်ဟုတ်မမကြည့်ဟာမလန်းလို့မနက်ကအစောကြီးထားလို့နေမယ်အကုန်လုံးလဲသိနေကြပြီဆိုတော့မိုးသားလဲနေရာကိုပြန်တော့လေအမတို့လည်းခဏနေပြန်တော့မှာမေမေကြီးကအသက်ကြီးပြီဆိုတော့အနားယူဖို့လိုတယ်ဟုတ်ကဲ့ပါမမလည်းခူးဆိုင်ပါပြီးတော့ဒီနေ့အရန်လာနေတယ်ကျေးဇူးပါဒါဆိုအမသွားပြီနော်ဟုတ်ကဲ့မခူးဆိုင်ပြီးပြန်ပါကောင်းချိန်ပြကားထွက်သွားပြီးခြေလန်း2လမ်းလောက်လှမ်းပြီးတယ်နော်မိုးသားဘက်သို့ပြန်လဲလာသူဒါနဲ့မိုးသားဟုတ်တချို့အရာတွေကြာမင်းဝင်မပါပါနဲ့ငါကိုယ်တိုင်ဖြည့်ရှင်းနိုင်တာမို့လို့မင်းစိတ်မပူနဲ့သူမရဲ့စကားကိုနားလည်ဖို့အချိန်ယူနေတော့မှပဲသူမကအဝေးသို့ရောက်လို့သွားလေပြီမမကသိနေခဲ့တာလားကုံဆုံးလာတဲ့ရက်တွေကပြောင်းလဲမှုတွေရှိနေတာပါပဲမိုးသားရဲ့နေ့ရက်တွေမှာတော့အဖိုးတန်တဲ့ပြောင်းလဲမှုတွေအများကြီးပဲအထူးသဖြင့်သူချစ်ရတဲ့သူမနဲ့ဆက်ဆံရေးအခုဆိုအလုံးပိတ်ရဲ့သူမဟိုအိမ်လေးကိုသွားတယ်မိုးသားကပါသွားတတ်သည်အမေကြီးနဲ့ကလေးတွေရောပါမိုးသားကိုတော်တော်ချစ်နေကြကသွားတိုင်းမပြန်ခြင်းဖြစ်ရသူကလည်းမိုးသားဖြစ်နေပြီသူမကအမြဲချော်ကပြန်ခေါ်ရသည်ဒီကြားနဲ့ခံကြလွန်တို့သားမိလာတဲ့အခါစိတ်ရှုပ်ရပြီမယ်လို့
မိုးသားစိုးရင်ရမယ့်ကိစ္စကြီးကြီးမားမားမဖြစ်လာခဲ့သူမကမစိုးရင်နဲ့ဝင်မပါနဲ့ဆိုပေမဲ့မိုးသားလက်မခံနိုင်တော်ကသိနေကြတာဆိုရင်ဘလောက်တောင်ကြိတ်ပြီးခံစားနေကြရမလဲယောက်ျားတစ်ယောက်ကြောင့်ဝမ်းနဲ့ကြေကွဲနေတာမျိုးမဟုတ်တော့သူမရဲ့မာနာထိပါတာကြောင့်ခံပြင်းနေမိပါပဲမိုးသားသူမကိုတကယ်သနာလာသည်ဒီလိုအချိန်ဒီမှဆွဲထုတ်သွားခြင်းသည်ဘာမှမတက်နိုင်သေးတဲ့သူ့ကိုယ်သူလည်းမုံပါသည်ချစ်ရသူကိုအပြေဝမကကွဲနိုင်သေးတာကိုခံပြင်းနေမိသည်တားသွားပြီမေးရောက်လာ reception အမအောင်ခေါ်ခိုင်းလိုက်နော်တားလဲကြိုပြောထားမယ်သွားကန်ဒီမအေးကိုစိတ်မချကတဖွာဖွာမှားနေသည့်သမီးဖြစ်သူဟာဒေါ်ဆန္ဒခင်ပြောပြီးဟုတ်ပါပြီရှင်မေးကိုစိတ်မပူပါနဲ့မနှင်းညတွေကပြောနေတာအခောက်ပေါင်းကိုမနှဲတော့ဘူးမေးမှတ်မိပါတယ်အဲ့မှာတားမေးကိုစိတ်ပူလို့တားမေးရဒီရွယ်သားရောက်နေအလှမပြတ်သေးဘူးတော့ကြာပြန်ပေးဆွတ်တိုင်းမလို့လုပ်မလဲအမလေးတော့မအေးကိုစစရာရှာလို့တကယ်ပဲအလောက်ကနောက်ကြတော့မယ်သူကတော့လေအစင်မပြေတာရှိရင်လေမေးဖုံးဆက်လိုက်ပါမယ်ဟုတ်မေးအစင်မပြေသားဖုံးကိုဆက်နော်မဟုတ်ရင်ခွင့်ယူပါတယ်မနက်ပိုင်းလောက်ရမှလေးရှိနေလို့ရပါတယ်သားရဲ့သွားရမှာကလည်းနေခင်းပိုင်းမှာကိုအခုလိုကလည်းအစင်ပြေနေတာပဲဟုတ်ဒါဆိုသားသွားပြီနော်ချစ်တယ်မိခင်ဖြစ်တဲ့ဘာပြန်မွေးကျူကထွက်သွားသည်ကြောပင်လေပြုံးငါကြည့်နေမိသည်သူ့ဘဝမှာဒီသမီးလေးရှိလို့သာရက်တည်နိုင်တာဖြစ်သည်အမျိုးသားဖြစ်သူဆုံးပါသွားသည့်အချိန်တွင်သူတကယ်ကိုစိတ်တက်ကြခဲ့သည်ဒါကိုသမီးဖြစ်သူကပဲအားပေးချော့မျိုးကအရင်ကထပ်ပိုးရဂရုစိုက်ပေးခဲ့သည်အမေတစ်ခုသမီးတစ်ခုဘဝမှာသားမိနှစ်ယောက်တည်းသားတယောက်နဲ့တယောက်မိခိုပြီးနေလာခဲ့သည်ဒီနေ့တော့ပြင်ဦးလွင်ကအတိမိတ်ဆွေတယောက်ကကိစ္စတစ်ခုနဲ့ရန်ကုန်ရောက်တုံးလေးတွေ့ကျင်နေဆိုရင်သားမိနှစ်ယောက်သားသွားတွေ့မှာဖြစ်သည်သွားဖို့ကနေခင်းမှာဖြစ်၍သူကနေ့လေလောက်မှသမီးရဲ့ရုံဝင်ကသမီးကိုခေါ်ပြီးတခါတည်းဆက်သွားလိုက်မိကြတေချာမှားနေခြင်းဖြစ်သည်မိုးသာအန်တီကဘယ်ချိန်လာမှလဲဟိုရက်ကနေကကေတီနဲ့တနာကိုကြိုးပြောထားခြင်းကြောင့်မေးလာခြင်းပြီ2 နာရီလောက်လာမယ်တဲ့အော်အခုက1 နာရီကျော်ပြီဆိုတော့တိတ်တောင်မလို့တော့ဘူးမိုးသာနင်းသိန်းရှာရေးကြိုးသိန်းထားလေအန်တီလာနဲ့အစင်းသင်းဖြစ်အောင်အိမ်မှာငါခုသိန်းနေပြီဒေါ်ဆန္ဒခင်ဝင်ပေါက်မှဝင်လာတဲ့အဲကျိုးကောင်းတာစီသွား၏သမီးဖြစ်သူ၏နာမည်ကိုပြောကခေါ်ခိုင်းထားပြီးဧည့်သည်များဆောင်ဆိုင်သည့်ထိုင်ကုန်တစ်ခုတွင်ထိုင်ဆောင်နေလိုက်သည်သမီးဖြစ်သူလှုပ်လှုပ်သည့်ကုမ္ပဏီကတော်တော်ကိုကျယ်ဝန်းလာသည်ဝင်းထဲမှာကိုအဆောင်အများအထက်များကအများပြားရှိသည်ဒါတောင်သမီးအလှုပ်လှုပ်သည့်အလွှတ်သို့သူမတက်ပဲအောက်ထပ်မှဆောင်နေခြင်းဆန္ဒခင်မဟုတ်လားယင်သမီးလာဆောင်နေစဉ်သူနာမည်အားခေါ်လာခြင်းဒီရန်ကုန်မြို့ကြီးမှာသူတို့သားမိကိုတည်သူမရှိအတန်လာရကြည့်လိုက်တော့တွေ့လိုက်ရသည်သူကြောင့်ဒေါ်ဆန္ဒခင်ရဲ့မျက်နှာကအံ့ဩသွားရသည်သူတသက်မတွေ့ကျင်တော့သည့်လူတစ်ယောက်ပဲတကယ်ပဲဖြစ်နေခဲ့တာပဲအန်တီသူရှိမှမျိုးသမီးအားဒေါ်ထိတ်ထားလွန်ကြီးကမယုံကြည်နိုင်သည်အနှစ်နှစ်လောက်လာရှာဖွေနေသည်သူကအခုတော့ကုမ္ပဏီတွင်ရောက်ရှိနေသည်တာယောနေကောင်းရဲ့လားအဖျားတို့တုံးကြီးစွာထွက်လာသည့်စကားတို့ကိုဒေါ်ဆန္ဒခင်ဘလို့များဖြေရပါတကယ်ဆိုသူ့ယောက်ျားကိုဆွန့်ပစ်ခဲ့တာကမိခင်ဖြစ်သည့်သူရှိမှအမျိုးသမီးကိုယ်တိုင်ပါသူသဘောမတူသည့်မိမကိုယူခဲ့၍အမွေပြတ်ဆွန့်ပစ်ခါတစ်ချက်မှလှည့်မကြည့်ခဲ့တာကသူရှိမှဒေါ်ထိတ်ထားလွင်ရဲ့ပါမိခင်သဘောမတူသည့်မိမကိုယူမိ၍ဘဝမှာရွှေနှန်းဆန်ခဲ့သည့်တထေသားလေးကပင်ပန်းစွာအလုပ်တွေလုပ်ကိုင်ခဲ့ရသည်အချစ်တစ်ခုတည်းနဲ့ဘဝကိုတက်ညီလက်ညီထူထောင်ကြပြီးမှအခြေအနေလေးတစ်ခုကိုရောက်ရှိခဲ့သည်ထိုအခြေအနေလေးရောက်စင်မှာပဲမတော်တဆကြောင့်လောကကြီးထဲကထွက်သွားခဲ့ရသည်ယောက်ျားဖြစ်သူကြောင့်တွေးမိရင်ဒေါ်ဆန္ဒခင်ရင်နဲ့မချီသလိုတနာလာသည်အခုလိုဆွန့်ပစ်နိုင်ခဲ့တဲ့သူ့မိခင်ကိုလည်းစိတ်နာပါသည်သူကငယ်စဉ်ကဆင်းရဲတော်လဲမာနရှိကစီးစိမ်ချမ်းသာတွေလည်းမမောခဲ့မျောလင့်ခြင်းမျိုးလည်းမရှိခဲ့ပါသူ့ဘဝကပင်ပန်းဆင်းရဲမှုတွေကိုအသားကျနေပေမဲ့ယောက်ျားဖြစ်သူကတော့မတူခဲ့ပါသူ့အတွက်တကယ်ကိုပင်ပန်းခဲ့ပါပဲသူမရှိတော့ဘူးနောက်ဆုံးတော့ဒေါ်ထိတ်ထားလွင်တယောက်အမားများပြင်ဆင်ခွင့်မရှိတော့တူရီတော်သားလေးပေါ်ကိုယ့်ရဲ့အတ္တတစ်ခုကြောင့်ရဲရဲဆက်ဆက်ဆွန့်ပစ်ခဲ့မိသည်ငယ်စဉ်ကသူ့စကားတစ်ခွန်းဆိုတစ်ခွန်းလိုက်နာခဲ့သည်ကလေးကမိမတယောက်ကြောင့်ပထမဆုံးသူ့စကားကိုလွန်ဆန်ခဲ့သည်ကိုသူစိတ်နာခဲ့မိသည်ထိုမိန်းကလေးကလည်းဆင်းရဲပေမဲ့မာနာကြီးအကြောင်းနောက်ဆုံးသားရင်ကိုတောင်သူဆွန့်ပစ်ခဲ့သည်နောင်တော့ရလို့လိုက်ရှာချိန်မှာတော့သားဖြစ်သူတို့၏သတင်းစာနာပဲမရတော့ပဲအခုပြန်တွေ့ချိန်မှာတော့သားဖြစ်သူလောကကြီးတွေကထွက်သွားလိမ့်ပြီဒေါ်ထိတ်တော်လွင်ရဲ့ဘဝမှာနောက်ဆုံးတော့လွင်စနကသားဖြစ်သူပေါ်သူ့ရဲ့အမားတွေကိုပြင်ဆင်ခွင့်ရကြတာပဲသားလေးမျက်နှာကိုနောက်တစ်ချိန်လောက်ထပ်တွေ့နိုင်မှုမျှော်လင့်ချက်နဲ့သူအသက်ရှင်နေကြတာမင်းဝင်လာညီသူ့ရှေကမမေကြီးနဲ့တစ်ဖက်ကအမျိုးသမီးရဲ့အဖြစ်ကိုစိတ်မကောင်းရုံသာတတ်နိုင်တော့သည်သူမမေကြီးနဲ့ဆုံတွေ့ချိန်မှစပြီးမမေကြီးရဲ့ပြောပြချက်များအရသားဖြစ်သူရဲ့အကြောင်းများကိုသူသိခဲ့ပါသည်ပြန်တွေ့နိုင်မှုလဲသူဆူတောင်းနေခဲ့မိသည်
ကျေးဇူးရှင်မမေကြီးရဲ့နောက်ဆုံးဆန္ဒကိုပြည့်ချင်သည်အခုတော့ငိုကြွေးနေသည့်မမေကြီးကိုနှစ်သက်ယုံသာသူတက်နိုင်တော့သည်မေတက်လေကားတွေကထွက်မိုးသားမြင်လိုက်ရသည်ကမေကြီးရဲ့ရှေ့တွင်ဖွားနဲ့မမကထိုင်နေကဖွားကငိုနေသည်မေကြီးကသူ့ကိုနောက်ကျော်ပေးထားတာမို့မိုးသားမေကြီးဘေးသို့ပြေးသွားကခေါ်လိုက်ခြင်းပဲဒါလေမေဘာဖြစ်နေကြလဲဖွားဘာလို့ငိုနေရလဲအချင်းတွေကိုနားမလဲသလိုစိတ်လဲပူနေရကြောင်းမိုးသားမိခင်ဖြစ်သူကိုသာကြည်နေမိသည်ဒါကတားရဲ့ကလေးလားထိုကမှမိုးသားသူကအံ့အားသင့်သွားကြည့်နေသည်လွှားနှင့်ဖွားအားတရိထားမိတော့သည်ဖွားကမျက်ရည်များဖြင့်သူ့ကိုဝမ်းသာစွာကြည့်နေမေကြီးကိုမေးလိုက်ခြင်းမေကြီးကတော့ခုထိမျက်နှာအားလွှဲထားတော့ပြီးမှဟုတ်ပါတယ်သူကကိုမြတ်မင်းလွန်ရဲ့သမီးအန်တီမတော်ခြင်းနဲ့အန်တီရဲ့မိမိုးသားလွင်လွင်မှာမေကြီးနဲ့ဖွားရဲ့စကားတွေကိုမိုးသားနားမလည်နိုင်တော့သူကဖေးကြီးရဲ့သမီးဆိုတာတော့ဟုတ်ပေမဲ့ဘာလို့ဖွားရဲ့မိလဲဘေးကလှောက်ကိုကြည့်လိုက်တော့လည်းအတိတ်ပဲဖော်မြသည့်အကြည့်ဖြင့်ကြည့်နေသည်နောက်ဆုံးထွက်ပေါ်လာသည့်အမှန်တရားမှာတော့မိုးသားဖခင်ဦးမြတ်မင်းလွင်သည်ဒေါ်ထိတ်ထားလွင်၏တူရီသောသားဖြစ်ပြီးမိုးသားလွင်လင်းဆိုသည့်သူကတော့လွင်ကရုရဲ့ပဲ့ကိုင်ရှင်ဒေါ်ထိတ်ထားလွင်ရဲ့မြည်ဖြစ်နေခြင်းပဲအဖြစ်ပြက်ကမြန်ဆန်လုံးလို့မိုးသားကိုယ်တိုင်လည်းမယုံကြည်နိုင်သည်ဖွားဒေါ်ထိတ်ထားလွန်အားစတွေ့ခြင်းကစိတ်ထဲရင်းနှီးမြန်တော့လေအခုလိုမြည်အဖွားဆက်ဆက်ရေးဖြစ်နေမိဟုအိမ်မက်ဖယ်မမက်ခဲ့ငယ်စဉ်ကမိဘနှမ၏နှစ်ဖက်အတိုင်းဝိုင်းကြောင့်ကိုပြောပြပူတာမရှိသလိုသူမဲသည့်ခါတိုင်းလဲတိတိကျကျထွက်မလာတဲ့ကြောင့်ဆွေမျိုးအတိုင်းဝိုင်းမရှိဘူးလို့ထင်ခဲ့ခြင်းပဲအခုဆိုရင်တော့စီးပွားရေးအတိုင်းဝိုင်းတစ်ခုလုံးသားမကမီဒီယာများတွင်တောင်အထိအတီလင်းထုတ်ပြန်လိုက်တဲ့ဖွားကြောင့်မိုးသားတဲ့မှာတော့နေချင်းညချင်းတထေးမိမအဖြစ်သို့ရောက်ရှိသွားလိမ့်ပြီမေကြီးကတော့မာနာကြီးသူပြီးဝမ်းသာနေရမျိုးမရှိသလိုမပတ်သက်ချင်သည့်ပုံပင်ဖြစ်နေသည်ယောက်ျားဖြစ်သူနဲ့ပတ်သက်ပြီးစိတ်နာနေသေးပုံပင်သို့တော်လည်းသမီးဖြစ်သူ၏ရှေ့ရအတွက်တော့မိခင်တယောက်အနေနဲ့အတင်းကျပ်တားဆီးတာမျိုးမလို့သလိုမိုးသား၏သဘောတိုင်းလက်ခံပေးခဲ့သည်မိုးသားသည်လည်းဖခင်ဖြစ်သူပေါ်ဖွား၏လို့ရတဲ့စိတ်နာစိတ်ဆိုးတာမျိုးမရှိသလိုသွေးကစကားပြောသည့်တိုင်ဖွားကိုစတင်တွေ့ဆုံတဲ့ကရင်းနှီးချစ်ခင်ခဲ့သည်သို့တော်မိုးသားလည်းမိခင်ဖြစ်သူလိုမာနာကြီးပါသည်ပုံမှန်ဆိုအခုလိုစီးစိမ်ချမ်းသာတွေကိုမမောပြီးလွင်ကရု၏မြေးဖြင့်လူသိရှင်ကြားနေမှာမဟုတ်ပေသားမီးနှစ်ယောက်သားဘဝကိုအေးချမ်းချမ်းနေထိုင်သွားကဖွားကိုတစ်ခါလေသွားတွေ့ပြီးအခုတော့မိုးသားထိုးသွမလို့နိုင်ရရဝငွေနဲ့လှုပ်ယူလို့မရပါမယ်တချို့သောအရာတွေကိုပိုင်ဆိုင်နိုင်မှုအာဏာတစ်ခုလိုအပ်သည်ထိုအာဏာကလည်းငွေကြေးနဲ့လှုပ်ယူလို့ရနေသည်မိုးသားအတွက်တော့ရှင်းပါသည်ဒီကမ္ဘာမှာသူလိုချင်နေရတခုတည်းဒါကလွှာဆိုသည့်မိုးသားချေရသူအနည်းဆုံးတော့ဒေါ်ထိတ်ထားလွင်ရင်မိဖြစ်ကလွှာကိုပိုင်ဆိုင်နိုင်မှုအထောက်အကူဖြစ်နိုင်သည်ဤသတင်းကခန်းညာလွန်တို့မိသားစုတွေအကြီးကျယ်ထိတ်လန့်သွားစေတော့သည်အထူးသဖြင့်ဒေါ်ဟန်နီဝင်းနဲ့ခန်းညာလွင်တို့သားမိပဲအရင်ကတော့မေဝင်းလွမ်းကြီးကမွေးစားသမီးဖြစ်တာကြောင့်ဆွေမျိုးအရင်များဖြစ်သည့်သူတို့မိသားစုတွေအခက်အခဲမရှိဒေါ်ထိတ်ထားလွင်ဆိုတာကအသက်ကြီးပြီဖြစ်ကမေဝင်းလွမ်းကြီးကသူတို့အတွက်ရှင်းပြဖို့လွယ်တာကြောင့်ပိုင်ဆိုင်မှုအလုံးကသူတို့အတွက်ပဲဖြစ်လာလိမ့်မည်အခုတင်တော့သွေးသားရင်းချဖြစ်သည့်မြေရထွက်ပေါ်လာခဲ့တယ်လို့မီဒီယာတွေကနေတဆင့်အတီလင်းကြေညာလိုက်တာကြောင့်သူတို့အနေဖြင့်ထိပါဖို့မဖြစ်နိုင်တိုးဒီတော်သားဖြစ်သူကဘလောက်ချစ်လဲဆိုတာသူတို့အသိဆုံးပဲဒီနှစ်တွေတွင်မြန်မင်းလွန်တို့မိသားစုဟာဒေါ်ထိတ်ထားလွင်ရှာနေခဲ့တယ်လို့သူတို့လည်းရှာနေခဲ့သည်သူတို့ရှာသည့်အကြောင်းကတော့လက်ဦးမှုရခဲ့ရင်အစာဖြောက်ဖို့ပဲကန်ဆိုးစွာဖြင့်ရှာမတွေ့ခဲ့ကအခုဒေါ်ထိတ်ထားလွင်ရှိသူစိုက်ဆက်မမြတ်ရောက်လာခဲ့သည်မြန်မင်းလွင်ကဆုံးပါသွားခဲ့ပေမဲ့သမီးဖြစ်သူကိုထားခဲ့သည်ဒါကသူတို့အတွက်အကြီးမားဆုံးစုကလုတ်တစ်ခုကြီးမားလာတဲ့ခြံဝင်းကြီးလည်းမိုးပြရောင်တိုက်ကြီးကထဲထဲဝါးဝါးရှိနေသည်တစ်ပင်ပန်းပင်ရေကူးကန်နဲ့နားနေဆောင်ဘန်ဂလိုသေးလေးကသူ့နေရာနဲ့သူနေရာယူထားကြသည်ပြောင်လဲတောက်ပါနေသည့်အေကန်းလွင်နဲ့တော့လူတစုကထိုင်နေကြသည်ထိုလူများကတော့ဒေါ်ထိတ်ထားလွင်မိုးသားတို့သားမိနဲ့ခန်းညာလွန်တို့မိသားစုပင်ဖြစ်သည်ဆန္နာအန်တီတောင်းပန်ပါတယ်ဒါနဲ့သမီးအပေါ်အန်တီအများကြီးမှားခဲ့ပါတယ်အခုအချိန်မှာအန်တီလည်းအသက်ကြီးနေပါပြီဒါလေးကမရှိတော့ပေမဲ့မီးလေးကိုတော့အတက်နိုင်ဆုံးဖြည့်ဆည်းပေးခြင်းနဲ့အန်တီကိုခွင့်လွှတ်ပေးပါမိကြီးကတော့မိုးသားတို့မီးဖွားကြတဲ့ဝင်မပါခြင်းမှုဟုသာဆိုကဖွားကိုတိတ်မခေါ်သေးအခုတောင်မနေခေါ်လာ၍ဒီနေရာနဲ့ရှိနေခြင်းဖွားရဲ့တောင်းပန်စကားကြောင့်မေးရအံ့ဩသလိုဖြစ်တော့ကမျက်လုံးဝိုင်းကြီးများဖြင့်ကြည်လာသည်ပြီးတော့မျက်လွှာကိုအသာချသွားသည်မိုးသားကမေးကြောင်အတီဆုံးမေးရမာနာကြည့်ပေမဲ့တိတ်ကိုစိတ်သဘောထားပြေးသွားတဲ့အမျိုးသမီးတယောက်လူကြီးတယောက်ကသူ့ပေါ်တောင်းပန်လာတော့သူမနေတတ်ပါဘူးအန်တီတယောက်ထဲမားခဲ့တာမဟုတ်ပါဘူးအမှန်ဆိုဆန္ဒလဲမာနတွေထားခဲ့မိတာပါအခုအချိန်မှာအကိုလည်းမရှိတော့ပါဘူးဆန္ဒစိတ်ထဲမှာအန်တီကိုအပြစ်တင်စိတ်မျိုးလည်းရှိမနေတော့ပါဘူးရှိနေရင်လည်းတိုက်ခန်းချင်းလေးထဲမှာပဲဘောဟာကုံသွားမှာပေါ့ရှေ့ရေးတွေ့တာကောင်းပါလေမ
ဝင်ပြောလာတော့ဒေါ်ဟန်နီဝေးရဲ့ခနဲ့တဲ့စကားကြောင့်မိုးသားဒေါသထွက်သွားသလိုဦးစိုးမိုးလင်းကမျက်နှာပြတ်သွားကဒေါ်ထိတ်ထားလွန်အားမျက်နှာပူစွာကြည်လာသည်ညီးဘလို့ပြောလိုက်တာလေဟန်နီဝေးမိသားစုတွေတင့်မြက်ဖြစ်ဖို့စူးစမ်းနေပါတယ်ဆိုဘလို့အနှောင်သွားမလို့တဲ့စကားတော့ဒေါ်ထိတ်ထားလွင်ကသဘောမကျသလိုပြောလာတာကြောင့်ခံညာလွင်ကဘာမနေတာတော့မမေကစကားမှားသွားတာပါជីစေတနာနဲ့ပြောချင်တော့ပြောမတတ်သလိုဖြစ်သွားတာပါကျွန်တော်ကပဲတောင်းပန်ပါတယ်ခံညာလွင်ကတောင်းပန်လာတာကြောင့်ဒေါ်ထိတ်ထားလွင်တရားဒေါ်ဟန်နီဝေကခက်မမတစ်ချက်ကြည့်လိုက်ပြီးစကားဝိုင်းကိုပြန်စားတော့သည်ဒေါ်ဟန်နီဝေသည်လည်းသူမှားသွားသည်ကိုသိတာကြောင့်ငြိမ်နေလိုက်ရသည်သူကိုယ်တိုင်လည်းစိတ်ထဲကမနာလိုမုန်းတိမှုများကိုမထိန်ချုံနိုင်ဖြစ်သွားသည်စတွေ့တဲ့ကမျက်နှာကြောမတည့်သည့်ကောင်မလေးကဒေါ်ထိတ်ထားလွင်ရဲ့မြေးဖြစ်လာပြီးသူတို့မျောလင့်နေသည့်အမွေတွေကိုပါလူယူတော့မဲ့ဒီသားမိကိုသူမုန်းသည်မြည်လေဖွားနဲ့လာနေမယ်မဟုတ်လားဖွားတော့မိသားစုလေးအတူတူနေကြရအောင်နော်မိုးသားဖွားဤမျောလင့်တကြီးမျက်လုံးများနဲ့ပြောလာတာကြောင့်မိခင်ဖြစ်သူကိုကြည့်လိုက်တော့အမေကြီးကဘာမှဝင်မပြောမေကြီးကသမီးသဘောပါသမီးဖွားနဲ့နေခြင်းမေကြီးကခွင့်ပြုပါတယ်ဒါမဲ့မေကြီးကတော့မလိုက်တော့မေကြီးအိမ်လေးမှာပဲမေကြီးနေခဲ့မယ်ဟာမေကြီးကလည်းအဲ့လိုတော့ရမလားရှိတာမှဒီသားမေလေးကိုမေကြီးနဲ့ခွဲပေးမနေနိုင်ပါဘူးဟုတ်ပါတယ်သမီးရဲ့မြေးလေးကတယောက်ထဲတော့ဖဲလာနေခြင်းပါမလဲအန်တီအပေါ်ခွင့်လွတ်တယ်ဆိုရင်မြေးလေးနဲ့အတူတူလိုက်နေပါလားကွယ်ရှေ့မှာဖြစ်ပြနေသည့်သူတွေကိုတော့ဟန်နီဝေးကြည့်မြတော့ဟန်ဆောင်နေတဲ့သားမိကလည်းမသိရင်သူတို့ကစီးစိမ်တွေကိုမမောသလိုနဲ့ဟိုဖွားကြီးကလည်းဘာတွေအောက်ကျခန်းခေါ်နေလဲမသိအခုမှတွေ့သည်မျိုးဒီလောက်တန်ရောစင်တွေ့နေကြအကြောင်းမရှိဒေါသထွက်လွန်းလို့တည်တော့မယ်မလွန်ဆန်နိုင်လို့သာဒီနေရာမှာနေနေရသည်ဟုတ်ပါတယ်မဆန်နိုင်မိသားစုတွေပြန်ဆုံနေပြီပဲတယောက်တည်းနေရာဘာလို့နေမှာလဲမိုးသားကလည်းသူ့အမေနဲ့ပဲခွဲနိုင်မှာမလဲဒီမှာပဲတူတူလာနေလိုက်ပါအကိုတို့လည်းမမရဲ့အတွက်စိတ်ချရတာပေါ့ဒေါ်ဟန်နီဝေးဘေးနာကယောက်ျားဖြစ်သူကိုထူရိုက်ပြီးချင်းသည်ဘယ်နေရာမှာတုံးစားမရတဲ့သူကဘာဟိုသားမိကိုချော့နေသည်မနေတော့ပို့မကောင်းဘူးလားအမြဲသူတို့သားမိရတာလောဘတက်နေရသည်ပင်ပန်းနေရသည်သူကတော့တောကကိန်းသလားမမေနဲ့နေရာတကာသူနဲ့မဆိုင်သလိုအမှန်ဆိုသူမကတစိမ့်မောင်းတဝမ်းခွဲဖြစ်တဲ့သူဟာနေသားသလိုဖြစ်နေတော့သူတို့သားမိကဘာဆက်လုပ်ရမလဲတော်သေးတာကသားဖြစ်သူကသူမဘက်ဘာလို့သားဒေါ်စန္ဒာခင်းတယောက်ဒေါ်ထိတ်ထားလင်ကိုယ်တိုင်ကတောင်းပန်ပြောနေသလိုဦးစိုးမိုးလင်ကပါဝင်ပြောလာတာကြောင့်ထန့်ညင်းမှုအားနာမိသည်သမီးဖြစ်သူပဲကြည့်လိုက်တော့မျောလင်းတကြီးမျက်နှာပြင်တောင်းဆိုနေတဲ့မျက်လုံးများကြောင့်တက်ပြင်းအသာချမိသည်သမီးကသူ့ကိုဘလောက်ချင်မှန်သူသည်ဒီအိမ်ကိုပြောင်းနေခြင်းကလွန်ကရူ၏ပိုင်ဆိုင်မှုတွေကြောင့်မဟုတ်တာလည်းသူသည်သမီးဆိုတော့ကသူနဲ့တူညီစွာမာနာကြည့်သလိုပစ္စည်းဥစ္စာမမောသည်သူမဟုတ်ဘဝကိုရိုးစင်းစွာဖြတ်တန်းခြင်းသည်သူတခုပဲသူချစ်တည်သူများကိုလောဘကြည့်တယ်ပြီးလိုချင်တာကိုမရရအောင်ယူတတ်သည်ကတော့သူကိုယ်တိုင်ပဲလက်ရောက်လာအောင်တယူတန်လွန်သည်အခုလဲသမီးကဒင်းကိုလာနေခြင်းသည့်အကြောင်းအရာမှာတယောက်ထဲသောသူကြောင့်ပဲအေးနဲ့အသီးများလာချပေးသည့်မင်းဝလာကြီးမှာမိုးသားမေမေ၏အချစ်ကြောင့်တမျိုးဖြစ်သွားရသည်သမီးမေလာထိုင်ပါအောင်ကွယ်မေကလည်းဒီအိမ်ကမိသားစုဝင်ပဲမို့မိတို့သားမေကိုပြောပေးပါဦးအေးနဲ့အသီးပကံများချပြီးနေရာမှာထွက်သွားဖို့ပြင်နေသည့်မင်းဝလာကြီးဟာဒေါ်ထိတ်ထားလွင်ပြောလိုက်ခြင်းပဲမင်းဝလာကြီးထိုင်နေသူများကိုကြည့်လိုက်တော့ဒေါ်ဟန်နီဝေး၏မကြည့်ပြသောအကြည့်ကိုရလိုက်သည်မိုးသားမေမေကတော့ခုနလေးကထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နေရကြောင်းမိုးသားရှိရာအကြည့်ပို့လွတ်လိုက်တော့ရွှွှွှလန်းလန်းကိုပြုံးပြနေသည်သူ့အကြည့်များလည်းမင်းဝလာကြီးပြောလာမိကိုမျှော်လင့်နေသည်ဟဲ့မင်းဝလာကြီးလည်းဘေးခုံအလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်ပြီမင်းလည်းအန်တီရောမိုးသားကိုပါဒီမှာလာနေစေချင်ပါတယ်မေမေကြီးအတွက်လည်းမြည်ဖြစ်သူနဲ့အတူနေရတော့စိတ်ချမ်းသာသွားရအောင်ပါမေမမကိုယ်တိုင်ပြောနေအောင်ညင်းနေအားနာကြ၏လက်ခံလိုက်ပါနော်သားတို့အတူတူနေရအောင်နော်ဒေါ်ဆန္ဒလွင်သမီးဖြစ်သူကမျက်စောင်းတစ်ချက်ပို့လွတ်လိုက်သည်ခုနကကြဒီမျက်နှာမောင်အခုကြသူ့မမတခွန်းပြောလိုက်သည်နဲ့မအေးကိုအတင်းတွေလှုံ့ဆော်တော့သည်မျက်နှာဆိုတာလည်းပြုံးပြီလို့ဒေါ်ထိတ်ထားလွန်ကတော့ထိုးအဖြစ်ကိုပြုံးကမြင်းဟာသမီးမေကိုခင်နေနဲ့တူတယ်အင်းဘောအလုတ်အတူတူလှုပ်ခဲ့ကြတော့ရင်းနှီးနေပြီသားဖြစ်နေတာကိုဖွားကိုမိုးသားပြုံးတာပြလိုက်သည်ခင်တာမဟုတ်ဘူးဖွားကြီးဖွားမိရချစ်တာဗျဟန်ကြောင့်လွင်ရှိမှမြင်းခွန်းအားသဘောကျကပြုံးလိုက်သည်ဒီကောင်မလေးကတခြားသူတွေအတွက်အစိတ်ပြင်းတဲ့တရားဖြစ်နေတာမေဝင့်လွန်ကြီးအတွက်ဆိုရင်တော့လဲစင်းပေးမဲ့အခြေယူတယောက်ပဲသူ့အတွက်အကြီးမားဆုံးအားနည်းချက်ကမေဝင့်လွန်ကြီးဖြစ်နေဆိုတာသူကိုယ်သူရောသတိထားမိရဲ့လားပွဲရတော့လာနေပြီအားလုံးကပြောနေမှာတော့ဆန္ဒညင်းမနေတော့ပါဘူးသမီးလေးစိတ်ချမ်းသာဖို့ဟာအဓိကပါဟေးဒါမှကိုမေ
ဒါကြောင့်ချစ်နေရတာလာပါအောင်ချစ်စရာမျိုးသမီးကိုနမ်းရအောင်ပြောလဲပြောမိခင်ဖြစ်သူကိုအတင်းဆွမ်းနမ်းနေတာကြောင့်ဖွားရည်ဖြစ်သူကသဘောကျကားရည်နေသည်မင်းမလာကြီးလည်းသူ့ရှိမှသားမင်းများကိုကြည်ကားကြည်နူးမိသည်သူသိခဲ့သည့်မိုးသားလွန်လင်ကအခုလိုလဲချွဲတတ်သေးသည်ဟုမထင်ခဲ့မြည်လေအမေဟိုပဲနမ်းတာလားဖွားကိုရောအနမ်းမပေးချင်ဘူးလားအိုးမြည်ရဲ့ပေါ်လည်းနမ်းမှာပေါ့လာပါအောင်မြည်ရဲ့မင်းသမီးလေးအဖွားမေဖြစ်သူရဲ့ခုံးရမှာဖွားရည်ရှိသူလွှာကနေရောက်လာကပါးနှစ်ဖက်လုံးမွေးကြူလာသည်မြေကြောင့်ဒေါ်ထိတ်ထားလွန်မှရည်တန်းလွန်လွန်ထွက်၍သဘောကျ၏ကြာနေတော့သည်ညီပွားနှစ်ယောက်၏ခုမြင့်ကဘေးလူများကိုအပျော်ကူးဆန်စေနိုင်တော့လေထိုအထဲတွင်ဒေါ်ဟန်နီဝေမှာမနာလိုမုန်းတီးမှုများသာကြီးထွားလုံနေတော့သည်လက်ကားဖားနေတဲ့သားအမိတက်လဲတက်နိုင်တယ်အရှက်မရှိအတင်းတွေလှုပ်ယူနေတာယွန်စရာကောင်းလိုက်တာငါမြည်ရတော့ဒီလိုပြောနေတတ်မှမသိခဲ့ဘူးမြည်ရောက်လာမှပဲဖွားတော့စိတ်ချမ်းသာပြီအသက်ရှည်မဲ့ထင်တယ်ဒါဘောဖွာအသက်ရှည်နေရမယ်နော်မြည်နဲ့အကြာကြီးတူတူနေကြမယ်ကောင်းပါပြီမြည်ရေအခုလိုချစ်စရာကောင်းတဲ့မြည်လေးကိုမွေးပေးတာသားနဲ့သမီးကိုကျေးဇူးတင်ပါတယ်သားလေးသာအခုချိန်ရှိနေဒေါ်ထိတ်သားလွင်ကပြောရင်းဝမ်းနဲ့လာကမျက်ရည်တဆန်းဆန်းဖြစ်လာကြောင်းမင်းဝလာကြီးကလက်ကင်ပွားလေးယူပေးလိုက်ပါသည်မငိုပါနဲ့ဖွားရင်အခုဖွားပေးမှမြည်ရှိနေပြီပဲဖွားကိုမြည်ကျူးဆိုင်ပေးမယ်နော်ကြည့်ပါဦးဒီမျက်ရည်တွေကတော့ဖွားရဲ့တနခါတွေကိုပြတ်အောင်လုပ်တယ်အဖြစ်ပေးရမယ်ဖွားရည်ကိုစိတ်ပြောအောင်စားနောက်ရင်ထက်ခါနဲ့နေပြန်သည်ဒေါ်ဟန်ဒီဝဲအမြင်ကပ်ပြီးနှလုံးနာလာတော့လဲထမပြောရဲ့ခုနတော်သားဖြစ်သူဝင်ဖြည့်ရှင်ပေးလို့မြည်ကိုအားလုံးနဲ့မိတ်ဆက်ပေးအောင်မယ်အလုံးမမြင်ဘူးမှာပဲမဲ့အတေလင်းသိအောင်လို့ဒါကဦးစိုးမိုးလွင်ဖွားရဲ့မောင်ဝမ်းခွဲဆိုတော့မြည်ရဲ့ဖိုးလေးပဲပေါ့စိုးမိုးကသားလေးမြတ်မင်းနဲ့3 နှစ်ပဲကြည်တာဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်အေးပါကွယ်လိုအပ်တာရှိရင်လည်းဖိုးလေးကိုပြောနော်ဟုတ်ကဲ့ဘေးကတော့စိုးမိုးရဲ့ဇနီးဒေါ်ဟန်နီဝေဟုတ်တွေ့ရတာတကယ်ဝမ်းသာပါတယ်ဖွားလေးမိုးသားတယောက်ဖွားလေးဆိုတဲ့စကားလုံးဟာတမင်တခွန်းချင်းပြီးသားအောင်ခေါ်လိုက်တော့ဒေါ်ဟန်နီဝေမျက်နှာမှာဒေါသကြောင့်မဲသွားသည်ဟုတ်တယ်လေဖိုးလေးရဲ့ဇနီးဆိုဖွားလေးပဲပေါ့ဟုတ်တယ်လေဟန်နေရဲ့ဒေါ်ဟန်နီဝေဘေးမှာဝင်ပြောလာတဲ့ယောက်ျားဖြစ်သူကမျက်စောင်းတစ်ချက်လှည့်ထုတ်လိုက်ပြီးအင်းပေါ့တွေ့ရတာဝမ်းသာပါတယ်ဒေါ်ဟန်နီဝေနင်သွားသည့်ပုံကိုမိုးသားကြည့်ပြီးရည်ကျင်စိတ်ကိုမနေထိန်ထားရသည်ဒီနှစ်ယောက်ကတော့မြည်ရင်နီးပြီးသားပါသူကခန့်ညာလွန်မြည်နေဆိုဦးလေးတော်တာမို့လို့ဦးခန့်လို့ခေါ်နော်ဒါကတော့မေဝင့်လွာနီဖွားမွေစားထားတာဆိုပေမဲ့သမီးအရင်လို့ပါပဲသမီးမိကစိတ်ထားကောင်းတာမို့တခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့မြည်နဲ့သမီးဆန္ဒစိတ်အနှောက်အယှက်မဖြစ်စေရပါဘူးဖွားပြောတဲ့အတိတ်ပဲဟိုမိုးသားရောမေးပါနာလေဒီထိုအကြောင်းအရာအတွက်လည်းမိုးသားတို့သားမိကမပူပါပိုင်ဆိုင်မှုမမောကြသူတွေလည်းမဟုတ်ပို၍ပူစရာမလိုသည်ကလွှာဆိုတာကသူနဲ့တပွားလုံးအတူရှိနေရမှာဖြစ်ပြီးနှိုးသားရဲ့ဖြစ်တည်မှုအရာအလုံးကအတူညီနေမှာကြောင့်မေညီးရဲ့တော့ပဲပေါ့ဒီတစ်ခါတော့နင်းသွားရသူမှာမိုးသားရဲ့ပါဖွားပြောလိုက်တဲ့စကားကြောင့်မိုးသားရောမမမမျက်လုံးဝိုင်းသားဖြစ်သွားရသည်ကိုမိုးသားမျက်နှာကတော့မအီးမလဲဖြစ်သွားသည်ကိုမေးရပြုံးစီစီလုံနေသည်မမတော့ခဏတာအံ့ဩသွားပြီမဲ့ပြုံးပြလာပြီတွေ့ရတာဝမ်းသာပါတယ်မိုးသားဝန်ထမ်းတယောက်အနေနဲ့မဟုတ်ဘဲမေမေကြီးရဲ့အမိဖြစ်ဒီအိမ်ကြီးရဲ့မိသားစုဝင်အဖြစ်နဲ့ကြိုးဆိုပါတယ်ဒါလည်းဝမ်းသာပါတယ်လွာမိုးသားရဲ့အခေါ်အဝေါ်ကြောင့်မင်းဝလာကြီးကအလိုမကျသွားမျက်ခုံးများတွန့်ချိုးသွားသလိုဖွားကအံ့ဩစွာမိသမီးမေကိုဘလို့ကြီးခေါ်တာတော့မေကမြည်ထဲကြီးတယ်လေကွယ်ဒေါ်လေးလို့မခေါ်ချင်တာတခြားမတ်မေတို့ဘာတို့ခေါ်ပါလားဖွားကလည်းမေဆိုတဲ့စကားလုံးကလူတိုင်းခေါ်နေတာလွာဆိုတာမြည်တယောက်ပဲခေါ်တာမြည်ကလွာလို့ပဲခေါ်ချင်တာဒေါ်ဆန္ဒခင်သမီးဖြစ်သူရဲ့ခြေထောက်ကိုတို့ရင်သတိပေးရသည်ဒီကလေးမှဘလို့တောင်အတင်းရဲနေရလဲဒေါ်ထိတ်ထားလွင်ကအသက်ကြီးနေလို့ဓာမျိုးတွေသတိမထားမိပြီပဲတခြားသူတွေကတော့ပြောမရဘူးပဲပြီးတော့ခေါ်ခံရသူကမကြိုက်ကြောင်တည်တည်တသာပြနေသည်လူကြီးတွေရွှေမို့ထမပြောတာဖြစ်သည်ဒီကလေးကတော့လေထူးထူးဆန်းဆန်းသမီးမေကပဲမြည်ကိုအပြစ်မယူပဲခေါ်ခွင့်ပြုလိုက်ပါကွယ်ဖွားရဲ့စကားကိုတော့သူမှမလွန်ဆန်နိုင်ကောင်းငင်လက်ခံလိုက်သည်မိုးသားကိုတော့အကြည့်များကြောင်အကြည့်ဖြင့်ပြသည်မိုးသားကတော့လိုချင်တာရသွားတာကြောင့်ပြုံးဖိလို့မိုးသား
ရုံးခန်းထဲဝင်လာသည့်မိုးသားဝမ်းသာအားရအားပြိအော်နေသည့်တနာကေဒီကလက်တို့ကတရေပေးလိုက်ရသည်အခုဆိုမိုးသားကတော့ထိတ်ထားလွင်၏မြေဒီကုမ္ပဏီကြီးတစ်ခုသားမကလွင်ဂရုတစ်ခုလုံး၏ဆက်ခံသူဆိုတာကိုတနာတို့လည်းသိပြီးပြီဖြစ်တော့လေတကယ်ချင်းဖြစ်သူအားတွေ့လိုက်တော့ရုတ်တရက်မေးသွားခြင်းပဲအပြာရင်းရဲ့စုကိုအဖြူအောင်ရှုဖြင့်တွဲဖက်ဆင်းမြန်းထားသည်ကသူ့ရဲ့အရက်ရှိရှိပါးလဲလဲခဏကိုနဲ့အလွန်လိုက်ဖက်လာသည်အသားရေဝင်ဖက်ဖက်ကကြီးနေနေကတကယ်ကိုပြင်းမိုးမယ်မထင်အလားမျိုးပဲမိမဆန်ဆန်နူးညံ့လှပနေရမျိုးမဟုတ်ပဲမိုးသားကဆွဲဆောင်မှုတစ်မျိုးဖြင့်ထူးခြားတဲ့အလားမျိုးနေရာမှာတတိအနေထားဖြင့်နေနေသည်ရှိမှနှကောင်မိုးသားတကယ်ရည်ချင်းသည်ဒီတစ်ပတ်လုံးမိုးသားတို့သားမီးကအိမ်အပြောင်းရွှေ့တို့လိုအပ်တာတွေလောက်ကင်နေရတာနဲ့ဒီနေ့မှရုံးသူလိုက်လာခဲ့ခြင်းပဲမိုးသားကတော့ထိတ်ထားလွင်၏မြေဖြစ်သွားသည်နဲ့ဒီနေ့ကောင်း၏တကယ်ချင်းရုံးမှလူတွေရဲ့ချစ်ခင်ရသည့်မိုးသားလွင်လွင်ဖြစ်မှပြောင်းလဲမသွားပါညသားအခုပုံစံဘာဖြစ်နေကြတော့နင်တို့တကယ်ချင်းမိုးသားလွင်လွင်ပဲလေလူမားတယ်ထင်နေရလားမိုးသားရဲ့မပြောင်းလဲပုံစံကြောင့်နှကောင်သားငုံမဲ့မပြည့်အနားရောက်လာသည်ကိုလက်နှစ်ဖက်ကမ်းပေးလိုက်တော့အလိုက်တင်ဝင်လာကြသည်ငါတို့ကနင်ပြောင်းလဲသွားပြီထင်တာငါဘာကိုပြောင်းလဲရမှာလဲအရင်တော့ကလည်းဒီမိုးသားလွင်လွင်ပဲအခုလည်းဒီမိုးသားလွင်လွင်ပဲတခုတော့ပြောင်းလဲသွားတာရှိတယ်မိုးသားကပြောလဲစားစကားကိုရေးလိုက်တော့နှစ်ယောက်သားမျောလင်းတကြီးဆောင်နေကြသည်အရင်ကမိုးသားလွင်လွင်ကနင်တို့စားကြတာမဝယ်ကျွေးနိုင်ပြီမဲ့အခုမိုးသားလွင်လွင်ကတော့နင်တို့စားကြတာအကုန်ဝယ်ကျွေးနိုင်တယ်မိုးသားတကားကြသည်နဲ့နှစ်ယောက်ကဖက်ကောင်ကိုတော့သည်တကယ်ပါနေနှကောင်ကအငိုးတန်းသလိုချစ်ဖို့လဲကောင်းကြသည်ငယ်ပေါင်းကြီးပေါ်မဟုတ်ပေမဲ့ဒီနှစ်ယောက်ကိုတော့မိုးသားတကယ်ခင်သည်ဘိုးဘွဲဆင်နွဲနေသူများမှာတော့အတန်းနဲ့တွေ့ရောက်လာသည့်ဒေါ်ထိတ်ထားလွင်နဲ့မေဝင့်လွှမ်းနေကြောင်းမိုးသားကိုဖတ်ထားရမှလို့ကမျက်ရည်လေးသုံးပြီးနောက်သို့ဆုပ်သွားတော့သည်ဘာဖြစ်လို့လဲမြည်ဘာဖြစ်ပါအောင်ဖွားရဲ့ဒါမြည်ရဲ့တကယ်ချင်းလေမြည်ကိုခုမှတွေ့လို့ဝမ်းသာနေကြတာမြည်တကယ်ချင်းနေတယ်ပေါ့ကလေးတို့ကိုကျေးဇူးတင်တယ်နော်ဖွားမြည်လေးကိုအဖော်လုပ်ပေးခဲ့လို့ဖွားရဲ့နှွေးထွေးသည်ပြောကြောင်နှစ်ယောက်သားပြုံးနိုင်တော့သည်အားလုံးပဲမိုးသားကိုနှွေးထွေးဆက်ဆံပေးကြပါမတိတာရှိလဲကိုညီပေးကြအောင်နော်မိုးသားရဲ့မပြောင်းလဲပုံစံကြောင့်အကုန်လုံးကစိတ်သက်သာသွားကြပါမယ်ပြောရှင်းဖြင့်သူနေရာသူထွက်သွားကြတော့မိုးသားတို့လည်း MD ရုံးခန်းသို့ဝင်လာခဲ့လိုက်သည်လွင်ဂရုရဲ့ဆက်ခန်းသူဖြစ်သွားခြင်းကဘာတွေထူးခြားသွားသလဲဆိုတော့ရှင်းပါသည်အပြိုင်ဆိုင်များလာသည့်စီးပွားရေးလောကရဲ့ဆက်ခန်းသူဖြစ်ရည်တည်နိုင်မှုမိုးသားသည်လည်းအများကြီးစူးစမ်းနေရသည်များစွာလာသောတင်နှဲများတက်နေရသည်မှာနားချိန်ကိုမရှိဒီကြားတဲ့ Eternal Bright နဲ့ လွန်ဂရုခုလုံး၏လုပ်ငန်းများအလှည့်ကျလိုက်၍လေ့လာရသည်ဒါပေမဲ့ရွေချက်ရှိသူမိုးသားကတော့မကြီးမညူစူးစမ်းနေပြီသည်အခုလိုမိုးသားကိုယ်တိုင်ကစိတ်ပေါင်းဝင်စားစွာတင်ယူနေသည်တို့တော့ဖွားကဝမ်းသာပီတိဖြစ်နေရှာသည်မိုးသားအခုလိုတဲ့တန်စူးစမ်းနေရသည်ကမိုးသားချစ်ရသူတွေကိုကာကွယ်ပေးနိုင်မှုပိုင်ဆိုင်နိုင်မှုလာရှင်ပြိုင်တဲ့သူကိုအနိုင်တိုက်နိုင်မှုမိုးသားလုံးကမိမတယောက်ဖြစ်နေရတဲ့ကိုချစ်ရတဲ့သူကိုပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာဘလို့မှလက်မခံနိုင်လူသားတယောက်ကလူသားတယောက်ကိုချစ်တာပိုင်ဆိုင်နေတာကလိန်တစ်ခုရဲ့ကန့်သက်ချက်တွေမလိုဘူးလို့မိုးသားတော့ယူဆတာသည်ဘလို့ရတယ်ဘလို့ဓာတ်စီဘလို့ပြောင်းလဲသွားပါစေတစ်ချိန်မေဝင့်လာညီကိုပိုင်ဆိုင်ရမှာဒီမိုးသားလွင်ဆိုတဲ့သူပဲဖြစ်ရမည်မိုးသားမမေကြီးကထမင်းစားဖို့ခေါ်ခိုင်းလိုက်တယ်အပြင်ဘက်မှာအတန်လေးကြောင့်မိုးသားနှခမ်းလေးတွန့်ကွေးသွားသည်သူကိုယ်တိုင်လာခေါ်ရအောင်မိုးသားပညာပြထားသည်မှာ၄-၅ရက်လောက်ရှိပြီအခုချိန်မိုးသားတကားဖွင့်လိုက်သည်နဲ့အလုံးမကျစွာစူပုတ်ပုတ်မျက်နှာလေးရတွေ့ရတော့မည်အတွေးနဲ့လည်းအသေးရလိုက်တာဒီရင်ရောက်မှသူမရဲ့ကလေးစန္ဒာလေးတွေတော်တော်များများကိုမိုးသားတီးခွင့်ရခဲ့သည်မိုးသားညစ်ကားလောက်တတ်တဲ့အခုလိုအဖြစ်မျိုးတွေဆိုဖွားကိုမလွန်ဆန္ဒရေးလှုပ်ပြီးတော့လေမိုးသားနဲ့နေရာထဲကျနှခမ်းကြီးဆူထားတာမျိုးရှေ့မှာဆောင်းဆောင်အောင်ထွက်သွားတာမျိုးမျက်စောင်းတို့ရဲ့တစ်ခါတလေပါးစပ်မှာပွားစီလုပ်တတ်သည်သူမတော့မိုးသားကိုသူမကျင်တဲ့ကြောင်းပြတာဆိုတော့လေဒီလူမတော့အသေးရလွန်းလို့ဆွဲဖက်ဖြစ်ညစ်ပြချင်တာကိုမနေထိန်ထားရသည်တကားလုံးမချထားတာကိုဝင်ခဲ့လေလွာသူမထွက်သေးပဲအခန်းထဲကနေထက်ဆောင်လိုက်တော့ခဏတာအတန်တိတ်သွားပြီမှာဝင်လာစရာမလိုပါဘူးထမင်းစားဖို့လာခေါ်တာပဲအခုသိပြီဆိုဆင်းလာခဲ့တော့နောက်တစ်ခေါက်ထပ်မခေါ်တော့ဘူးခက်ပြထွက်လာသည့်စကားများကသူမစိတ်ဆိုးနေပြီဆိုတာသိလိုက်တာမိုးသားထပ်မစားရတော့စိတ်ဆိုးနေရလားလွာတကားဖွင့်လိုက်တော့ထင်းထီတိုင်းမျက်မှောင်လေးကျုံထားတာမိုးသားကိုမြင်သည်နဲ့မျက်စောင်းထိုးတော့သည်ထမင်းစားဖို့ခေါ်တာပဲကလေးမလေးတွေကိုခေါ်ခိုင်းရင်ဘာလို့မလာလဲမင်းစိတ်ထဲကတော်တော်ခိုင်းစားချင်နေရလားမဟုတ်ပါဘူးလွှာရဲ့တားကလွှာကိုယ်တိုင်လာခေါ်တာသဘောကျလို့ပါအပိုးတွေမပြောနဲ့မေမေကြီးကိုမလွန်ဆန်နိုင်မှန်းသိလို့မင်းသက်သက်အနိုင်ကျင့်နေတာဘာလဲငါကမင်းခိုင်းတာလုပ်ရတယ်ဆိုတော့ကျေနပ်နေရတာအဲ့လိုမဟုတ်ပါဘူးလွှာရဲ့လွှာဒီလိုခံစားရတယ်ဆိုတားတောင်းမှတ်ပါတယ်စိတ်မဆိုးပါနဲ့နောက်နေ့ကျသားဘာသာဆင်းလာခဲ့ပါမယ်နော်တကယ်ပါလွှာကိုအဲ့လိုသဘောထားမျိုးမရှိတာယုံပေးပါသားစိတ်တွေမှာလွှာကိုမလေးမစားလုပ်ချင်တာမရှိပါဘူးထားလိုက်တော့နောက်နေ့လာမခေါ်ရပါစေနဲ့
အောက်မှာမေမေကြီးနဲ့အန်တီစောင့်နေတယ်သွားမယ်ရှေ့မှာထွက်သွားသူခြေလန်းသုံးလမ်းမပြေခင်ပါပဲလွာနဲ့လာသူကစိတ်မရှိတော့သည့်ပုံမျက်မှောင်ကြီးကဘာဖြစ်ပြန်ပြီလဲဆိုသည့်အကြောင်းမိုးသားပြောကဒါလွာကိုချစ်တယ်နော်မိုးသားစကားဆုံးတဲ့ခြာကနေလှုပ်ထက်သူကခဏလေးနဲ့ပြောက်ကွယ်သွားလိမ့်ပြီမိုးသားမသာတက်ပြင်းချကနောက်ကလိုက်ရသည်အောက်ထက်ရောက်သည့်မေးဝင်လာကြီးစိတ်လှုပ်ရှားမှုကိုဖြောင်းမရဒီကောင်မလေးပါကြောင့်သူ့ကိုအခုလိုစကားတွေပြောမှန်းမသိအခုနောက်ပိုင်းပို့ဆိုသည်ဒီလိုစကားတွေခဏခဏပြောသည်ရွှွှွှွဆဆကြည့်နေတယ်ပြီပုံမှန်မဟုတ်သည့်အပြုမှုတွေပြုမှုတဲ့သည်မိသားစုမလို့သဘောထား၍ပြောဆိုရအောင်လေသူတို့နှစ်ယောက်ကအဲ့လောက်ရင်းနေနေမရှိပါသူထို့သူပြောသူအခါနဲ့မင်းဝင်လာကြီးစိတ်ထဲမပေါ်ပါမှုကိုခံစားရသည်ထိုကောင်မလေးကတော့ခုနကသူမဟုတ်တဲ့အတိုင်းထိုင်ငုံနေဝင်ထိုင်နေပြီမို့သူလည်းထမင်းဝိုင်းနေနေရယူကညစားစားလိုက်ကြသည်လိုက်ခဲ့မယ်လို့မရဘူးမင်းလုပ်တွေအများကြီးရှိနေတာ哦ပြီးတော့ငါးခဏပဲသွားမှာအဲ့ကြောင့်ပြောရလေခဏလေးပဲတူတူသွားတူတူပြန်လာမှာပေါ့တားလှကိုစိတ်မချဘူးအိမ်မှာလည်းအမြဲတွေအလုံးမှာလည်းအတူဒါကိုသွားနေရလိုက်ကတ်နေတာမိုးသားလွန်လင်းကဘာဖြစ်ချင်နေရလဲဒီနေ့ကရုံးပိတ်ရမို့မင်းဝလာကြီးအမေကြီးနဲ့ကလေးတွေကြီးလိုအပ်တာတွေဝယ်သွားပေးမျိုးအတင်းလိုက်မိလုံနေသည်သူကကို့လိုမဟုတ်လွန်ကရူကြီးကိုဆက်ခံရမယ်သူ့မှာတင်ယူစရာတွေလောက်စရာတွေရှိနေသည်ဒီနေ့လဲသူတက်ရမယ်တင်တန်းတစ်ခုရှိနေရကိုအရေးမကြီးဘူးဆိုကတင်တန်းဖြည့်ပြီးလိုက်ပြီးပြောနေရကြအောင်စကားများနေရချင်းငါ့ကိုစိတ်မချရအောင်ငါကလေးမဟုတ်ဘူးမိုးသားငါတယောက်တည်းဒီလိုအမြဲသွားနေကြအောင်မင်းလည်းသိတယ်မင်းသွားမယ်တင်တန်းအောင်မင်းသွားလွှားလေဒါဆိုဒီလိုလုပ်မယ်လေဒီကအတူသွားပြီးတော့လွှားကိုဝင်ပိုးခဲ့ပြီးမှတားဟာတင်တန်းသွားမယ်ပြီးရင်လွှားကိုဝင်ခေါ်ပြီးအတူတူပြန်မယ်နော်မင်းမလို့ဖြစ်နေရလဲမိုးသားရဲ့လမ်းကတခြားစီကိုမချပါဘူးကို့မောင်ရင်မြန်ပါတယ်နော်မဟုတ်ရင်သားတင်တန်းမသွားပဲနေမှာနော်မင်းတော်တော်မုန်းမှုကောင်းနေတားတော့ချစ်တယ်လွှားကိုအရမ်းချစ်တယ်ဒီစကားရဲ့အဓိပ္ပာယ်ကိုအခုလွှားမသိသေးရင်တော့တစ်ချိန်တိအောင်သားလုံမမို့လွှားကအဲ့ချိန်ထိသားကိုအရန်မမုန်းပါနဲ့ပြန်လာပြီလားသားလေးမိုးသားအိမ်ထဲဝင်လိုက်သည်နဲ့အေကန်းတွင်ပန်းအိုးအလှထိုင်းဆင်းနေသည်မေကြီးကပြုံးကနှုတ်ဆက်လာသည်ဟုတ်မေဖွားအခန်းထဲမှာလားလွှာရောတတရဲ့လားသားလေးရဲ့ဖွားခုနကပဲသူ့ခန်းထဲဝင်သွားတာမေကတော့ညနေကမောင်ခန်းကြားလာခေါ်လို့လိုက်သွားတယ်မေကြီးရဲ့နောက်စကားကြောင့်မိုးသားမျက်မှောင်းတို့တွန်းကွေးသွားကဘယ်သွားကြတာလဲမေဘာလို့သူကလိုက်သွားတာလဲမိုးသားတို့ပြောနေချင်မှပင်ခြံထဲကကားတန်းကြလိုက်ရတာကြောင့်ဝင်လာပြီးသူကဆောင်နေလိုက်သည်သားလေးသူတို့နှစ်ယောက်ကအများမြင်မှာအတီလင်းဆေးဆက်ထားကြတယ်ဆိုတာမမေ့နဲ့အောင်ဘလို့ပဲဒေါသထွက်ပါစေကိုယ့်ဘက်ကအလွန်မဖြစ်စေနဲ့ကွယ်မေကြီးကထိုးလောက်သာပြောပြီးအပေါ်သို့တက်သွားသည်ဒါကဘယ်ကပြန်လာကြတော့အိမ်ထဲဝင်လာသည့်နှစ်ယောက်မိုးသားမေးလိုက်ချင်းစိတ်တုံးနေရကြောင်သူ့တန်းကဘောက်ဆက်ဆက်ထွက်သွားတော့လွှာကမျက်လုံးဝိုင်းသားကြည့်လာပြီးနောက်အလိုမကျစွာမျက်မှောင်ကျသွားသည်နောက်မှခန်းကြားလွင်ကတော့အောင်းနိုင်သူလိုအပြုံးဖြစ်ပြန်ရောက်နေပြီလားပြန်ရောက်နေလို့မြင်တာပေါ့ခေါင်းကိုက်လို့ပြန်တာမဟုတ်ဘူးလားစိတ်တုံးနေရကြောင်သူမမေးလာသည်ကိုမိုးသားကောင်းကောင်းမဖြေချင်တော့ဟုတ်တယ်လေဆေးတောက်ပြီးနားလိုက်တာတက်တာသွားပြီကိုခန်းကလည်းမိတ်ဆွေတွေနဲ့တွေ့ဆုံပွဲရှိရဲဆိုလို့လာခေါ်ရနဲ့လိုက်သွားတာသူကသူ့မိတ်ဆွေနဲ့တွေ့ဖို့ရှိအောင်လွှာပါကိစ္စလိုက်သွားတယ်သူ့ဘာသူသွားပါစီပေါ့မိုးသားမင်းပါဖြစ်နေရတယ်မိုးသားကိုနှစ်ယောက်ပြောနေသည်ကိုငိန်နာထောင်းနေသည့်ခန်းကြားလွင်ကခနဲ့ပြုံးကပုံနဲ့မေကစေးဆက်ထားတဲ့သူတွေနော်မိုးသားမှဒီလိုပြောခွင့်ရှိလို့လားဒါမှမဟုတ်အတော်ဖြစ်သူကိုအစိုးရိမ်လွန်သွားလို့မေ့သွားတာများလားခန်းကြားလွင်ရဲ့ခနဲ့တဲ့စကားကြောင့်မိုးသားဘိုးတော်သားထွက်သွားရကရှေ့တို့ရဲ့ခန်းကြားလွင်ရှိတဲ့ရဲ့လည်းကအပိုတွေလုံမနေစမ်းမနဲ့ဦးခန်းကြားလွင်ဒီနေရာမှာဖွားမရှိဘူးရှင်ဟန်ဆောင်နေကြမလို့ရှင်ကလွှာနဲ့စေးဆက်ထားတာပဲမြဲလက်ထက်ထားတာမဟုတ်ဘူးပြီးတော့လက်ထက်ဖြစ်မှလည်းမဟုတ်လို့ရှင်ရဲ့အတိုင်းဝိုင်းလူတွေနဲ့တိထားကြလည်းမလို့မိုးသားရဲ့စကားကြောင့်မေဝလာကြီးကအော်၍တားလိုက်တော့လေမိုးသားကရင်မသွားရှင်လိုလူတွေကဘေးမှာမိမတယောက်မပါရင်မနေတတ်တာသိပေမဲ့ရှင်တွဲနေတဲ့မိမတွေနဲ့လွှာကိုလာမနိုင်နဲ့ရှင်အတွက်မိမတယောက်နဲ့တွဲသွားတာကရိုးနေမှာပဲမဲ့လွှာကတော့မတူရှင်နဲ့မတန်တာမလို့မိုးသားလွင်လေမင်းဘာဖြစ်နေရလဲကိုခန့်အောင်ဘာလို့ရိုင်းဆိုင်တွေပြောနေရလဲမင်းစကားတွေလွန်နေပြီဆိုတာမင်းသိရလားမိုးသားလွင်လေငါကြီးနဲ့မေ့မျက်နှာကြောင့်တီးခံနေတာမင်းမလွန်လာနဲ့မင်းဟာကြီးရဲ့မြီးဖြစ်သွားတာနဲ့ပဲငါ့ကိုရှင်းနိုင်မယ်ထင်နေရလားမိမတယောက်ဖြစ်မွေးလာတာကမင်းတို့အကြီးမားဆုံးတော့အရှုံးပဲသွားစမ်းပါမိမတယောက်ကိုရှုံးရမယ်လားရှင်းကြည့်ထားလိုက်ဒီပွဲမှာနိုင်မဲ့သူကဘယ်သူလဲဆိုတာပြီးတော့ထပ်ပြောလိုက်မယ်ဘသူမျက်နှာကြောင့်မလို့တီးခံနေတယ်ဆိုတော့လာမပြောနဲ့ကျမကရှင်တီးခံပေးနေရမယ်သူမဟုတ်ဘူးရှင်အစွမ်းရှိသလောက်ပြန်တက်ခိုက်စမ်းပါမင်းဝလာညီသူရှိမှလူသားနှစ်ယောက်ရဲ့စကားများကိုနားမလဲတော့
အခုကဘာအတွက်ရန်ဖြစ်နေကြတာလဲနှစ်ယောက်သားကြမှာအနိုင်ရှုံးဆုံးပြရလောက်ဘာတွေကိုရှင်းပြနေတာပါလဲမိုးသားလွန်လင်းကဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲနေကြပါဦးနှစ်ယောက်သားကဘာတွေဖြစ်နေကြတာလဲကိုပြန်တော့မယ်မေအိမ်ပြန်ရောက်မှဖုန်းဆက်လိုက်မယ်မေလင်းနားလိုက်အောင်ခန်းညာလွင်ကမေဝလာညီယာနှုတ်ဆက်ကမိုးသားဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးထွက်သွားတော့သည်အခုနေရာမှာကြံခဲ့သည်ကမိုးသားတို့နှစ်ယောက်သားပြောပါဦးငါပြင်သွားတဲ့ကိစ္စကမင်းအခုလောက်ထိဖြစ်เสียလို့လားငါဘာသာဘဲဦးဘသူနဲ့သွားမင်းဒေါသထွက်เสียအကြောင်းမရှိဘူးထင်တယ်ပြီးတော့ကိုခန့်ကမင်းဦးလေးမင်းထက်လည်းအသက်အများကြီးကြီးတယ်မင်းရိုင်းဆက်ဆက်ဆက်ဆံမှုမသိဘူးမင်းကမေမေကြီးရဲ့မြည်ဖြစ်သွားတဲ့အခုလိုကိုထက်ကြီးရဲ့သူတွေရိုင်းကျင်တိုင်းရိုင်းတော့လားမောသားသူရှိကမျက်နှာလှလှဥသားမျက်နှာမခက်ကြည့်နေပြီဒီဒေါသနဲ့ငယ်ဆွနေသည့်မျက်နှာလေးကသူ့အတွက်တော့ငေးကြီးမဝသည့်ပကြီးကားတစ်ချက်တော့ပဲတို့ပေမဲ့သူမပြောနေသည့်စကားများကမိုးသားရဲ့ရှင်ရင်ဆွဲဒေါသကိုဆွပေးနေသည်ဟိုလူဘက်ကကာကွယ်နေသည့်ဒီလူသားလေးကိုအပြစ်ပေးဖို့မှတ်ထားလိုက်ပြီးပြောချင်တာပြောပြီးသည့်ထိဆောင်းနေလိုက်သည်လွှာပြောလို့ပြီးပြီလားလွှာပြောလို့ပြီးသွားရင်ဒါပြောမယ်အရင်ဆုံးလွှာပြင်သွားတဲ့ကိစ္စကလွှာတယောက်ထဲဆိုကိစ္စမရှိဘူးအဲ့ဒီခန့်ညားလွင်ဆိုတဲ့လူနဲ့အတူသွားလို့ဘာလို့ဒေါသထွက်နေရလဲဆိုတော့လွှာကိုတခြားလူတယောက်နဲ့အတူတွဲနေနေအောင်မကြိုက်လို့အဲ့လူကလွှာနဲ့ဆေးဆက်ထားတဲ့သူဆိုရင်တော့ဒါမကြိုက်ဘူးပြီးတော့ဒါကဖွားရဲ့မြည်ဖြစ်သွားမှရိုင်းတာမဟုတ်ဘူးလွှာအတွက်ဆိုဘယ်လိုလူမျိုးမဆိုအခုလိုဆက်ဆက်ပါပဲလွှာအခုမှဒီလိုပုံစံမြင်မှုလို့ပါဒါကအရင်တည်းကဒီတိုင်းပဲလွှာနဲ့ပတ်သက်ရင်တီးခန့်စေရောစင်ကျင်ကြံရောတားမှမရှိဘူးမေဝလွှာကြီးပါဇက်ဟောင်းသားပြင်သူရှိမှကောင်းမလေးကိုကြည့်နေပြီဘာတွေပြောနေရလဲဆိုတာသူနားမလည်နိုင်ဖြစ်နေစေသူဆက်ပြောလာသည့်စကားကြောင့်မေဝလွှာကြီးမျက်လုံးများပြူကျဲသွားသည်တားလှော့ကိုချစ်တယ်ဒီချစ်ကအတော်နဲ့တူမလို့အလောက်ကလှုပ်ပေါ်ကိုင်မဲ့လို့မဟုတ်ဘဲနဲ့ချစ်သူတယောက်လိုသက်ဆိုင်သူတယောက်လိုတပွားလုံးပိုင်ဆိုင်နေတာမျိုးနဲ့ချစ်တာအခုမှမဟုတ်ပါဘူးကားပေါ်မှာစတွေ့ကြတဲ့ကလှော့ကိုချစ်ခဲ့တာလှော့ကိုဆွဲလန်းခဲ့တာညီရောမင်းအခုဘာတွေပြောနေရလဲဆိုတာမင်းကိုမင်းရောသိရလားငါတို့နှစ်ယောက်စလုံးမင်းကလေးနော်မိန်းမနှစ်ယောက်ကြားမှာဘယ်လိုလို့အချစ်ဆိုတာဖြစ်နိုင်ပါလဲမိုးသားလွင်လွင်မင်းယူနေပြီလားဟုတ်တယ်တားယူနေပြီအဲ့ဒါလွှတ်ကြောင့်အခုတားပါကြောင့်ဒေါသထွက်နေရလဲသိပြီဆိုရင်နောက်တိလို့ဖြစ်အောင်မလုပ်နဲ့အဲ့လူနဲ့နှစ်ယောက်တည်းရှိနေရမျိုးရှောင်ပါမင်းကဘာမို့လို့ငါ့ကိုအမိန့်လာပေးနေရလဲငါဘာသာငါဘယ်သူနဲ့သွားမင်းပူမပါဘူးသွားသူကိုချစ်လို့လားမိုးသားရဲ့အမေကမျက်နှာတစ်ချက်ပြတ်သွားပြီးမျက်လုံးချင်းဆိုင်ကြည့်တာကအဲ့ဒါမင်းသိကြရမလို့အနည်းဆုံးတော့သူကငါပေါင်းဖက်လို့ရတဲ့ယောက်ျားတစ်ယောက်ဖြစ်နေရပဲလွှာမမေကြီးတို့သိသွားရင်မကောင်းတာမို့ငါမင်းနဲ့ရန်ဖက်ပြီးတော့ဖြစ်မနေတော့ဘူးဒီနေ့ဖြစ်ခဲ့တာတွေမရှိခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်နောက်ငါကိစ္စဝင်မပါပါနဲ့ပြောချင်တာပြောပြီးဒီနေ့သူမကလှည့်ထွက်သွားပြီမို့မိုးသားအနောက်မှာလှမ်းအော်ပြောလိုက်သည်မဖြစ်နိုင်ဘူးလွှာသားပိုင်ပြောထားတာတောင်ထပ်ပြီးဖြစ်လာမယ်ဆိုရင်ဒါအဆိုးမဆိုနဲ့နော်မင်းယူနေတာပဲပုံရင်လေးမြင်ခွန်းတွေကပြောသွားသည်နဲ့ထိန်းထားသည်မြေတို့ကစီးကြလာသည်သူနာကျင်သည်တိတ်ကုန်နာကျင်ပါသည်ချစ်ရသူရဲ့ပြပြခါခါညင်းပယ်မှုကသူ့ရင်ကိုဓာတ်နဲ့မွန်းသလိုခံရခလာသည်မိမသားဖြင့်မွေးဖွားလာသည်ကသူ့ရဲ့အမှားမဟုတ်သလိုအားနည်းချက်ဆိုတာကိုလည်းသူလက်မခံနိုင်သူလွှတ်ကိုချစ်သည်ကာကွယ်ပေးခြင်းသည်တဘွားလုံးအတူတူရှိခြင်းသည်လွှတ်လိုအပ်သမျှသူဖြည့်ဆည်းပေးခြင်းသည်လူသားနှစ်ယောက်အတူရှိနေဖို့လိန်တစ်ခုရဲ့ဖြစ်တည်မှုနဲ့ဆိုင်လို့လားဒေါသကြောင့်ဖွင့်ဟပြုမှုပုံမှုပေါ့သူမမုန်းသွားမှလည်းမိုးသားကြောက်ပါသည်တကယ်ဆိုမိုးသားချစ်ကိုသူသိစေခြင်းုံသာတခြားတယောက်နဲ့တွဲမြင်နေရတာမျိုးမလို့ခြင်းုံသာဟိုတနေ့ကကိစ္စဖြစ်သွားပြီးတဲ့နောက်သူမကမိုးသားကိုတိတိတရရှောင်းဖဲနေခဲ့သည်မတက်သားလို့အိမ်နဲ့ရုံးမဆုံးခဲ့ရင်တော့အကြည့်ချင်းမစုံမိုးသားတကယ်ကိုမနေတဲ့စွာရင်ထဲပူလောင်နေရသည်လွှာသူမရုံးခန်းထဲသို့ဝင်လာကခေါ်လိုက်တော့ပြန်၍မထူသလိုတစ်ချက်သားကြည့်ပြီးလှုပ်နေသည့်အလုပ်ကိုသာဆက်လုပ်နေရကြောင်းနည်းနည်းချင်းဆိုင်ကုန်းမှဝင်ထိုင်လိုက်ပြီလွှာစိတ်ဆိုးနေရလားတားတောင်းမှန်ပါတယ်တားအိမ်နေရစိတ်တူသွားလို့ပါဟောဒီလိုမခေါ်မဲတဲ့နေရာတားမနေတတ်ဘူးတားကိုစိတ်မဆိုးပါနဲ့မိုးသားရဲ့ငိုတော့မလို့တန်းကြောင်သူမမော့ချီလာသည်ပြီးမှငါမင်းကိုစိတ်မဆိုးမိုးသားဒါပေမဲ့အဲ့လိုအပြုတ်မှုအဲ့လိုစကားတွေကိုငါလက်မခံနိုင်ဘူးမင်းကမေမေကြီးရဲ့မြည်အခုလက်ရှိအများအမြင်မှာငါတို့ကအတော်နဲ့တူမှပြီးတော့ငါတို့နှစ်ယောက်စလုံးကမိမသားတွေမင်းငါ့ပေါ်အဲ့လိုစိတ်ထားနေရငါအတွက်အဆင်မပြေဘူးဘာလို့လဲဘာလို့အဆင်မပြေတာလဲဒါမိမတယောက်ဖြစ်နေလို့လားတယောက်နဲ့တယောက်ချစ်တာကယောက်ျားမိမလိုအပ်လို့လားဒါခုနတောင်းမှန်နေဆိုတာအဲ့နေကလွှတ်ကိုအော်ခဲ့တာအတွက်ပါဒါချစ်တယ်လို့ဖွင့်ပြောခဲ့တာအတွက်မဟုတ်ဘူးဒါရဲ့ချစ်ကိုလည်းပြန်မြုပ်သိမ့်နိုင်ဘူးမိုးသားအခုလောလောဆယ်လွှတ်အတွက်လက်ခံနိုင်မှုခဲနေမှာဖြစ်ပေမဲ့ဒါချစ်တယ်ကိုနည်းနည်းလောက်ပဲမြင်အောင်ကြည့်ပေးပါမိုးသားဆိုတဲ့မိမလွှတ်ကိုတေးလောက်အောင်ချစ်တာမလို့လွှတ်စိတ်ချမ်းသာအောင်ထားပေးနိုင်တယ်ဆိုတာယုံပေးပါ
ဇိုတီယိုနိုင်သည့်ကောင်မလေးကတော့ပြောချင်တာပြောပြီးထွက်သွားလိမ့်ပြီကြံခဲ့သည့်သူကသာအတွေးများရပြီဖြစ်သည်သူကသာလာပြီးတောင်းပန်သွားတာရောဟုတ်ရဲ့လားမင်းဝက်လွှမ်းကြီးတက်ပြင်းသွားချမိသည်ထိုကောင်မလေးရဲ့ပုံမှန်မဟုတ်တဲ့ခင်တွဲမှုတွေကိုသူခံစားခဲ့ရပါမယ်အခုလိုစိတ်မျိုးရှိနေလိမ့်မယ်လို့သူတကယ်မထင်ရတာပါခင်လူငယ်တယောက်ဖြစ်နေသည့်သူအနေနဲ့လိန်လူစုံတွေပေါ်အစိမ့်သက်ကြီးဖြစ်မနေပေမဲ့ကိုယ်တိုင်ကိုကြကြုံတွေ့ရတဲ့အခါရှော့ရမိရတော့မယ်သူရောမိုးသားလွယ်လွယ်မှတယောက်မှယောက်ျားလိုမျိုးဝတ်စားပြီးယောက်ျားစိတ်ပေါက်နေရမှာမဟုတ်တာခက်သည်ဒီကောင်းပါတဲ့ကောင်းပါလေးနဲ့တော့တကယ်ကိုခံနေပါပြီညီပြန်လာတာနဲ့အတော်ပဲဒီလိုလာပါအောင်ညီရဲ့အိမ်ထဲဝင်လာသည့်မိုးသားဖွားလန့်ခေါ်လာသည်သို့တော့အဲကန်းတွေတွေ့လိုက်ရသည်လူကြောင့်မိုးသားရဲ့ကြည်လင်းနေသည့်စိတ်ကဖွားနေသူမေကြီးနှင့်လွှာရောဦးဆိုးမိုးလွင်တို့လင်းများပါရောက်နေကြသည်မိုးသားလွတ်နေသည့်မေးဘေးကခုံနဲ့ဝန်ထမ်းလိုက်သည်ဒီမှာဖွားတို့ဟာခန့်ညာနဲ့သမီးမေတို့လက်ထက်ရက်ကိုရွေးနေကြတာဖွားရဲ့ပြောကြောင့်မိုးသားကြီးတွေကရှေ့တဲမှာလွှာရှိရသူရောက်သွားတော့ခေါင်းငုံကအကြည့်လွင်နေသည်မေးကတော့မိုးသားအတွက်စိတ်မကောင်းတော့လေလူကြီးဖြစ်တာကြောင့်မျက်နှာမပြတ်ရှိနေရသည်မိုးသားသွေးသားတွေအကုန်လုံးစုပွက်လာသလိုရင်ထဲမှာတလက်လက်ဖြစ်ဒီလိုရက်ကတနေ့ရောက်လာမှဆိုပေမဲ့ဒီလိုမြင်မြန်ကြီးဖြစ်လာမယ်ဟုတ်မထင်နဲ့ညီဖွားရခေါ်တန်းကိုလည်းမိုးသားမကြတော့မေးရသတိပြီးတော့မှမိုးသားသတိပြန်ဝင်သွားရသည်ဟုတ်ဖွားပြောနေတာကရှေ့လာ73ရက်နေဆိုကောင်းမလားလို့ညီရောဘလို့ထင်လဲမိကတော့လွှာကတခြားလူတယောက်နဲ့ဆိုဘယ်ရက်မှမကောင်းမှုသာစိတ်ထဲကယူပြီးဟုတ်ဖွားပြောတဲ့ရက်ကကောင်းပါပါမိုးသားရဲ့စကားကြောင့်သူ့ရှေ့မှာပုံရင်လေးကမထင်ထားသလိုမျက်လုံးဝမ်းများဖြင့်ကြည့်လာတာမို့မိုးသားထိုးမျက်လုံးတွေကိုအမိရဆုံးစေလိုက်သည်စိတ်ချလွှာသားနဲ့မှမဟုတ်ရင်လွှာလက်ထက်ရမယ်သူကဒီလောကမှာမရှိဘူးမိကိုယ်တိုင်ကထောက်ခံနေဆိုတော့အဲ့ရက်ကိုတတ်မှတ်လိုက်တာပေါ့ခံညာကအလုပ်ကိစ္စကြောင့်ဒီနေ့မရှိဘူးဆိုတော့မင်းတို့လည်းမရကပဲအတိပေးလိုက်ကြအောင်ဟုတ်ကဲ့ပါမမကြီးဒါဆိုရင်လှုပ်ရှားရှိတာတွေလှုပ်ထားကြရအောင်အခုလောလောဆယ်မင်းတို့တွေလည်းဖိတ်စာစရင်တွေလှုပ်ထားလိုက်နေရာရှိလူတွေရဲ့စကားတွေလည်းမိုးသားမကြနဲ့နော်နားထဲကတိုးဝီတန်ရတာဆူညံနေပြီးရှေ့မှသာလူသားကိုမျက်တောင်မခက်ကြည့်နေမိသည်ထိုလူသားကတော့မိုးသားကြည့်နေသည်ကိုသိတဲ့ကြောင့်ခေါင်းငုံငါးသားနေလေသည်မိုးသားတစ်ချက်တော့ကျင်းနေသွားမိသည်အ ਨੇ ဆုံးတော့မိုးသားအပေါ်အပြည့်မကင်းသလိုခံစားနေရပုံမြင်နေရတာမို့လွှာကအလားဆုံးသူတို့သမီးတယောက်ဖြစ်မှသူယုံကြည်သည်ထိုသူတို့သမီးပိုင်ဆိုင်ရမည်သူကလည်းသူဆိုတာကိုယုံကြည်ထားသည်အမည်ပေါ်များတဲ့မိုးသားရဲ့ပြုံးကိုနေရာရှိလူများသတိမထားမိလိုက်ကြပြီည9 နာရီမိုးသားနေရာမှာလည်းမလုံးမချက်ထိုင်နေစေသူ့အိမ်ကိုမပြန်ချင်သည်သူမရဲ့မျက်နှာကိုတွေ့လိုက်တိုင်းတိတ်မလို့တော့သည့်မင်္ဂလာပွဲကိုတွေးမိသည်ကသူ့အတွက်အဆင်မပြေလားဒါကြောင့်ဒီရက်ပိုင်းသူမနဲ့မနေ့ချင်းမဆိုင်ဖြစ်အောင်တန်တိုင်းသမျှအလုပ်တွေသာပြီးလုပ်နေမိသည်မနေ့ဆိုလည်းအစောကြီးထကသူမမရှိသည့်လုပ်ငန်းတွေသို့အလှည့်ကျသွားနေတယ်ပြီညဆိုလည်းအားလုံးအိတ်သွားချိန်မှသူပြန်သွားလိုက်သည်အခုလည်းညနေရုံးဆင်းပြီးတဲ့ကကေတီနဲ့တနအောင်ဖုန်ဆက်ပြီးစိုင်းထိုင်နေခြင်းဖြစ်ကအခုချိန်မှတော့ဟိုနှစ်ယောက်ကပြန်သွားပြီမို့လို့သူတယောက်သားကြံတော့သည်လက်ထဲကနာယူတစ်ချက်ကြည့်တော့စင်နာရီထိုးတော့မိမိုးသားထပြန်လာခဲ့သည်ခြံထဲကောင်းဝင်လာသည်နဲ့အိမ်ရှိထိထွက်လာသည့်ပွင့်လေးကြောင့်မိုးသားရင်ထဲမကောင်းဖြစ်သွားမိသည်သူ့ကြောင့်နဲ့မင်းစိတ်ပူနေရပြီလေမင်းဘာလို့ဒီလောက်နောက်ကျနေရလဲသားလေးရဲ့မင်းစိတ်ပူလိုက်တာတားတော့မှမမင်းသမီးဖြစ်သူကကြည့်ပြီးတော့ဆန္ဒခင်တက်ပြင်းသားကြလိုက်သည်ဒီကလေးဘလို့ခံစားနေရလဲဆိုတာမိခင်ဖြစ်တဲ့သူကအတီးဆုံးပဲဒီရက်ပိုင်းအိမ်ကလူတွေနဲ့မဆုံအောင်ရှောင်နေသည်ဆိုတာကိုလည်းသူသိသည်ထို့ပေမဲ့သူသမီးဖြစ်သူကဒီအတိုင်းအလျှော်ပေးနောက်ဆုတ်နေတာကိုသူမြုံနိုင်မိုးသားလွန်လင်းရဲ့ပြီးကြကဒီလိုလွယ်လွယ်ဆုံးရှုံးခံမဲ့မဟုတ်တာမို့သမီးဖြစ်သူဘာရီဂျန်စီနေသည်ကိုသူမသိဒါမှမဟုတ်တကယ်ပဲလက်လွတ်ပေးလိုက်တာလားဒါရဲ့ဘွားလေးခုနလေးကမှအခန်းထဲဝင်သွားတာသူလည်းစိတ်ပူနေရှာတယ်ဖုံးဆက်တာဘာလို့မကင်တာလဲကွယ်ဘွားအိတ်ထဲထည့်ထားမိတာဆိုင်းလက်လည်းလုပ်ထားပြီးတော့ဒါမသိလိုက်လို့ပါနောက်တစ်ခါဖွားနဲ့မေကိုစိတ်ပူအောင်မလုပ်တော့ပါဘူးဒါတောင်းမှန်ပါတယ်မေကြီးကမေးသမီးကိုယုံပါတယ်ဟုတ်မေးလဲတော့ဆောင်းနေရပြင်ပန်းသွားရင်နားယူတော့လေမေးရနှုတ်ဆက်ပြီးအခန်းထဲဝင်လာကြလိုက်ပြီးတရေမှုနေသည့်ကောင်အားလေးလူရှူကရေချိုးပေးလိုက်သည်တကယ်ဆိုဒီရက်ပိုင်းမှာသူစိတ်ရောကိုယ်ရောပြင်ပန်းနေခဲ့သည်ရေချိုးပြီးသွားသည်နဲ့တကူလုံးချမ်းတက်လာတာကြောင့်သူဖျားတော့မိကိုသိလိုက်သည်အိယာဘုံဝင်ကအိပ်ပြက်လိုက်မေဆိုတဲ့လေအတွေးများကနေရယူလာတာကြောင့်အိမ်မရနောက်ဆုံးအတွေးများဖြင့်ထိုးကြိုက်လာသည့်ကောင်ကြောင့်ကျိတ်မိတ်အိပ်ဖို့ကြိုးစားလိုက်တော့သည်သမီးဆန်ဟာမီးလေးညာဘယ်အချိန်ပြန်ရောက်လဲမနက်စာပွဲဝိုင်းသို့ခရီးရောက်မလာသေးသောမိဖြစ်သူဟာဒေါ်ထိတ်ထားလွင်မေးလာခြင်း
9 နာရီထိုးလောက်ပြန်ရောက်တဲ့အန်တီညကအိတ်တာနောက်ကြလို့ထင်တယ်ကျမသွားခေါ်လိုက်ပါမယ်နေမေသမီးသွားခေါ်လိုက်ပါကွယ်မီးရမေးခေါ်ရင်ညင်းမှာမဟုတ်ဘူးလက်ဖက်ရည်ထဲပေးနေမေရဲ့စကားကြောင့်မင်းဝလာကြီးကောင်းမှလာသည်ကောင်းမလေးအခန်းသို့တက်လာခဲ့လိုက်သည်တကယ်ဆိုဒီရက်ပိုင်းဒီကောင်မလေးသူ့ကိုရှောင်နေရသူသည်သူ့အနေနဲ့မျက်နှာနှင်းငယ်ပူမိတော့လေဒီကောင်မလေးရဲ့စိတ်ခံစားမှုကိုသူဘလို့မှလက်ခံမပေးနိုင်တာမှမတက်နိုင်ပါအခုချိန်မှာမြင်ရတဲ့စိတ်ခံစားမှုတွေကြောင့်ဒီကောင်မလေးခံစားနေရရင်တော့အချိန်ကြာသွားရင်အရာအလုံးဟာသူ့နေရာနဲ့သူဖြစ်သွားမှာပဲသူကိုယ်တိုင်တောင်ဘဝကိုကိုယ်စိတ်ကြရွေးချယ်ခွင့်မရတာမို့ဖြစ်လာသည့်ဘဝအခြေအနေပေါ်အဆင်ပြေအောင်နေရမှာပဲအတွင်းနဲ့အတူခန်းရှိရောက်နေမျိုးကိုတပ်ပြင်းအသာချလိုက်ပြီမိုးသာတကားခောက်ပြီးခဏဆောင်နေတော့လေအခန်းထဲမှာပြန်တော့မြလာခြင်းမရှိရမို့မိုးသာဝင်လာခဲ့မယ်နော်မင်းဝင်လာကြီးတန်ပေးကတကားတွန်းဖွင့်ဝင်လာကြလိုက်မနက်ပိုင်းနေအခန်းထဲထိလွှမ်းဝင်နိုးနိုင်အောင်တကားကိုလောမချထားတာလို့ပြောခဲ့ဘူးဒီကိုသတိရမိတော့ဘာရင်မဟုတ်သူ့မမျက်နှာပေါ်အပူလိုင်းလေးဖြတ်ပြေးသွားသလိုတခုခုကိုဝမ်းနေမိသလိုခံစားလိုက်ရသည်ဒီကောင်မလေးဒီရက်ပိုင်းနေမှာသူ့ကိုယ်သူအပင်ပန်းခံကသူနဲ့မနေချင်းမဆိုင်အောင်နေနေရတွေးပြီးပြန်တော့ကိုအပြင်မကင်းတယ်လို့လည်းခံစားရသည်အခန်းထဲဝင်လိုက်တော့အိယာပေါ်မှာဆောင်းပုံကြားခွေနေသည်ကောင်မလေးပုံမှန်မဟုတ်တဲ့သူကြောင့်အနားသို့တိုးကပ်သွားလိုက်ကအသားလှုံနှုံလိုက်စေမေဝက်လာညီမျက်ခုံးများပင့်တက်သွားရသည်သူထိခိုင်လိုက်တဲ့ခန္ဓာကိုယ်ကပူကျစ်နေရမို့မိုးသာဖျားနေရလားမိုးသာအဖျားကြောင့်မျက်နှာတစ်ခုလုံးနေရနေကချွေးတွေနဲ့ရွှဲနေသူကမေဝက်လာညီလှုံနှိုးလိုက်တော့ညီတန်နဲ့ငယ်သားထွက်လာကမျက်လုံးကဖွင့်မလာနဲ့ဒီရက်ပိုင်းတွေအစောကြီးထားသွားညနေမှပြန်လာတနေ့ကုန်အလုပ်တွေမရမနာလုပ်နေသည့်အကျိုးသက်ကအခုတော့ဖျားလေပြီအောက်တော့အမြန်သွားပြီးအန်ဒီဆန္ဒခင်းနဲ့မမေကြီးကိုသွားပြောရသည်မေဒေါက်တာထွန်းလွင်ကိုဖုံးဆက်ပြီးတော့လာကြည့်ပေးဖို့ပြောလိုက်ပါကွယ်ဟုတ်ကဲ့မမေကြီးမင်းဝင်လာညီဆရာဝန်ကဖုံးဆက်ခေါ်ပြီးတော့အခန်းထဲဝင်လာတော့အန်ဒီဆန္ဒခင်းကသမီးဖြစ်သူကိုရေးပတ်တိုက်ပေးနေသည်မမေကြီးမှလည်းမီးဖြစ်သူကိုစိတ်ပူစွာဘေးနားကကြည့်နေရှာသည်ဘလို့ဖြစ်တာလဲမီးရဲ့အလုပ်တွေအရန်ပင်ပန်းသွားတယ်ထင်တယ်ကလေးကိုအရန်ဖိအားပေးမိတာများလားအဲ့လိုမတွေးပါနဲ့အန်တီရဲ့သားလေးကိုယ်တိုင်ကစိတ်အားထက်သန်နေတာပါအခုကလည်းဖျားယုံလေးပါဆရာဝန်လာပြီးဆေးထိုးဆေးတက်လိုက်ရင်တက်တာသွားမှာပါမင်းဝင်လာကြီးဘေးကနေသားရက်ပြီးအိယာဘောကနွမ်းလဲလဲကောင်မလေးကိုသားကြည့်နေမိသည်မစုံဖြစ်သည့်ဒီရက်ပိုင်းလေးမှာဒီကောင်မလေးမျက်နှာကချောင်းကျသွားသည်အင်ကိုကောင်မလေးကဆရာဝန်ယောက်ျားလာပြောတာနဲ့မင်းဝင်လာကြီးကပဲဆင်းခေါ်ပြီးအတူပြန်တက်လာခဲ့တော့ဖျားနေသူကမျက်လုံးများပွင့်နေပြီဖြစ်သည်လာမောင်ထုံးလွင်မင်းတူမအောင်ကြည့်ပေးပါအောင်ကွယ်ကောင်းမာတဲ့ကလေးကဒီရက်ပိုင်းအလုပ်တွေဖိလုံနေတာအခုကြတော့အိယာပေါ်လဲပြီဘွာလဲဒေါက်တာထွန်းလွန်ဆိုသည်မှာမိုးသား၏ဖခင်ဦးမြတ်မင်းလွင်နဲ့တငယ်ချင်းအရင်ကြီးဖြစ်တယ်လို့ငယ်ချင်းကြောင့်တူတက်တုံးကဆိုအိမ်ကိုခဏလိုက်လာတဲ့ကြောင့်ဒေါ်ထိတ်ထားနေကလူရင်းနေလို့ဖြစ်နေကြခြင်းဖွားရည်ဖြစ်သူအပြောအားဖျားနေသူကလေးတန်းခပ်ပေါ်ပေါ်ပြင်တုံးပြန်လာသေးသည်ဖွားကမလဲနဲ့မြည်ဘာလို့အခုလိုနေမကောင်းဖြစ်တဲ့အထိအလုတ်တွေလုပ်ရတာလဲကွယ်ဖွားတို့အတွက်အဲ့ဒါလောက်ထိမလိုပါဘူးဖွားကတော့ဖွားမိအခုလိုနေမကောင်းဖြစ်နေတာစိတ်မချမ်းသာဘူးဒီတောင်းမှန်ပါတယ်ဖွားနောက်တစ်ခါအခုလိုမဖြစ်စေရပါဘူးဆရာဝန်ကဆန်းသက်ပြီးဒီနောက်ဆေးထိုးပေးမယ်ဆိုတော့မဲဝင်လာကြီးမျက်လုံးပြူကကြည့်လာသည်ဒါလေဆေးထိုးပေးမလို့ဟိုဘက်လှည့်ပေးလိုက်လေဟိုလွာကနာလောက်အပြင်ထွက်ပေးလို့ရမလားညနေကြီးနေရကပြောလာသည်မို့သားကြောင့်နေရာရှိလူများမှရည်ကျင်သွားတာသည်အမှန်ဆိုဒီနေရာမှာရှိနေတာဒေါက်တာကလွယ်ရင်ကျန်တာမိန်းမတွေချင်းသာရှက်ချင်းရှက်ဒေါက်တာကိုရှက်ရမှာဖြစ်ပြီးမတက်နိုင်လို့ဆေးထိုးခံရခြင်းဖြစ်ရင်တော့မိန်းမချင်းဖြစ်သည့်မင်းဝင်လာကြီးကိုရှက်နေရကြောင်းမိုးသားကိုရှက်ချီသူကိုထင်းသွားကြပါမယ်မြည်ရတော့မေ့ကိုရှက်နေတာလားမိန်းကလေးချင်းကိုဘာရှက်စရာရှိလဲကွယ်ရပါတယ်မမေဒါဆိုခွင့်ပြုပါအောင်မေဆေးမတော့ခင်စံပြုတ်သွားလှုပ်လိုက်ပါအောင်မေဟုတ်ပါပြီကွယ်ဒီကလေးကတော့လေတကယ်ကိုရှက်ကြီးတာပဲဖွားတော့သူထင်ရရရွနေသည်မလုံးသေးသူကတော့ထွက်သွားသူအမဝင်မဲကြည့်မိသည်ကိုသဘောကျနေသူရှိဖင်လန်ပြီးဆေးထိုးခံမှာတော့ဘသူအများမရှက်ပဲနေမလဲဖွားရဲ့အခန်းမြောက်တော့မင်းဝလာကြီးရေးချလိုက်တော့သည်ဒီခေါင်းမလာတဲ့ကောင်မလေးကဒီလိုလဲရှက်တတ်တာပဲလားတခါတလေစွတ်တွေကိုစမ်းတော့လဲအခုလိုကလေးလဲစမ်းတတ်ပါသေးတယ်ဆရာဝန်ကတော့ရမယ်ဆေးများပေးခဲ့ကမှားစရာရှိရများမှားခဲ့ပြီးပြန်သွားကမှာစံပြုတ်ပကံကိုင်းကအခန်းထဲဝင်ခဲ့လိုက်သည်ဘွားအိမ်နဲ့အမေဖြစ်သူကစကားတွေပြောနေဝင်လာသည့်သူစီအကြည့်တစ်ချက်ရောက်လာသည်ကဲစံပြုတ်နဲ့ဆေးတောက်ပြီးအနားယူလိုက်မြည်ဒီရက်ပိုင်းအလုပ်ကိုမသွားနဲ့အောင်ဖွားကလည်းဖျောက်လေးပါအ
အခုဆေးလဲထိုးပြီးပြီဆေးတွေလည်းပေးခဲ့တယ်ဆေးတောက်လိုက်ရင်တက်တာသွားမှာပါမိဘနှစ်ယောက်၏စကားပိုင်းတို့မေးရတော့ဝင်ပါဘေးကနေသားပြုံးပြီးကြည့်နေသည်အိမ်ရပေါ်မှာထိုင်နေသူဟာဆံပြုတ်ပကံလှမ်းပေးလိုက်တော့သူ့အားတစ်ချက်ကြည့်ကယူလိုက်ပြီးဆံပြုတ်အားတောင်းနေသည်အန်တီခမ်းမအတွက်သွားစရာရှိရဲ့ဆိုမနေ့ကပြောထားသည့်မင်္ဂလာခမ်းမကိစ္စအတွက်မေမေကြီးနဲ့အန်တီဆန္ဒကသွားပြီမို့မေဝွန်းလန်းကြီးကသတိပေးလိုက်တော့အိမ်ရထက်မှဆံပြုတ်တောင်းနေသည်သူအတိတ်ပဲဖော်မြသည့်အကြည့်ဖြင့်ကြည်လာတာမို့မလုံးမလဲဖြစ်မိကအကြည့်လွှဲလိုက်မိသည်အေးဟုတ်တာပဲမေ့တော့မလို့မေသမီးကိုပဲအပ်ခဲ့တော့မယ်မေမေကြီးတို့သွားစရာရှိလို့ဟုတ်ကဲ့ပါမေမေဂယူးဆိုင်သွားပါဒေါ်ထိတ်ထားလွင်ကပြောကားခန်းထဲကထွက်သွားတယ်ဒေါ်စန္ဒခင်ကပြောစရာရှိသည်ဆိုတာကြောင့်မေဝွန်းလန်းကြီးလိုက်ထွက်လာခဲ့လိုက်သည်မေဝွန်းလန်းကြီးခန်းထဲပြန်ဝင်လာတော့ဂရင်မောကလူကခန်းဆူးဆူးကြည့်နေသည်ပါသူ့နားရောက်သည့်အထိအကြည့်မလဲမိုးသားကဆေးတော့အရန်ကြောက်တာသူကလူတစ်မျိုးဆေးထိုးရမှာတော့မကြောက်ပဲဆေးတော့ဖို့ဆိုသေအောင်ကြောက်တာသူ့ကိုဆေးတစ်ခါတိုက်ဖို့အရန်ပင်ပန်းတာဆိုသည့်ဒေါ်စန္ဒခင်၏တကားကြောင့်သူ့အံ့ဩသွားသည်အမြဲစွတ်တရုတ်နိုင်ငံခေါင်းမာတတ်သည့်ဒီကောင်မလေးကအခုလိုဆေးတောက်အောင်မှကြောက်သည်ဂရင်မေးမှခုံမဝင်ထိုင်ရင်တောက်ရမယ်ဆေးတွေအားယူကသူ့ရှိရေခွက်နဲ့တူထိုးပေးလိုက်တော့မြူပဲသူ့မျက်နှာကိုသာစိုက်ကြည့်နေသည်မေးရဘာခေါ်ပြောရလဲသူကမ်းပေးနေသည့်ဆေးနဲ့ရေခွက်ကိုမြူသေးပဲမေးလာသူကမင်းကောင်ကလက်ကိုထပ်ပြလိုက်တော့တပ်ပြင်းအသားချကယူလိုက်တော့လည်းမတော့သည်သူပြောသည့်စကားအားဆောင်နေသည်ဘာမှမဟုတ်ပါဘူးမင်းကဆေးတောက်အောင်မှအရန်ကြောက်တာလေမင်းကိုဆေးတစ်ခါတိုက်ရတာအရန်ပင်ပန်းတာလေမင်းဝလာညင်းစကားကြောင့်ရှေ့မှာကောင်မလေးမျက်မှောက်များတော့ကမင်းကတော့ဘာလို့ရှော့ပြောနေမှန်းမသိဘူးလူတစ်မျိုးထင်အောင်လို့တစ်မျိုးမထင်စေချင်ရင်လက်ထဲကဆေးတွေကိုတောက်တော့လေလက်ကချွေးနေဆေးတွေကတ်ကုန်တော့မယ်ပြောလိုက်တော့လဲမျက်နှာကရှုံးမဲ့တော့ကဆေးကမလို့ရင်မတောက်တာကောင်းတယ်အခုလဲတက်တာသွားပြီပဲဆေးထိုးပေးရဆိုတော့လို့ပေးခဲ့တာပေါ့ကဲပါဆေးလေး9လုံးလောက်ကိုဘယ်ချိန်ထိလက်ထဲဆုပ်ထားအောင်ပါလဲဆေးတောက်ပြီးတော့အနားယူလိုက်နောက်ဆုံးတော့နွမ်းလန်းလန်းမျက်နှာလေးကတက်ပြင်းတာကြကဆေးတစ်လုံးကိုပါဇက်ထဲအရင်ထက်ကခွက်ထဲကရေတဝက်လေးပါပြင်ငုံလိုက်ပြီးခက်ခက်ခဲခဲကိုမျိုးချနေကြသည်မျက်ရည်များကအနှင်းငယ်ဝင်နေကကျိတ်မိတ်တောက်နေရမယ်သိတာမို့မင်းဝင်လာညီတနာမိတော့လေဆေးတောက်မှတက်သားမှမို့စိတ်မကောင်းပေပဲလေကုံအောင်တောက်ပြီးသည်စောင့်ပြီးကြည်နေလိုက်သည်နောက်ဆုံးဆေး9လုံးကုံအောင်တောက်ပြီးမှတော့ရေ3ခွက်ပင်ကုန်နေသည်ရေတွေအများကြီးတောက်လိုက်တော့ဘိုင်းအင်သွားမှာပေါ့ညီလို့အဆင်ပြေလားတကယ်လို့စီးသွားခြင်းရင်မအောင်ထားနဲ့နော်စီးသွားလိုက်တာအဖျားချဖို့မြန်စီတယ်အင်းမလူကိုကလေးလိုအကုန်လိုက်ပြောနေတော့မလားစူပေါ်ပေါ်မျက်နှာကအဖျားသွေးကြောင်လားရှက်သွေးကြောင်မလားမသိအနေငယ်နေရနေသည်ပြောရမှာပေါ့ကလေးမဟုတ်ဘူးဆိုရင်အခုလိုခေါင်းမမနေနဲ့လေဘာလို့နေမကောင်းဖြစ်တဲ့ဒီဇွတ်တူအလုပ်တွေလုပ်နေရတာတော့လွှာအခုသားကိုဆူမဖြစ်ပါလားဒီရက်ပိုင်းပင်ပန်းနေရတဲ့ထဲလွှာမှာနည်းနည်းလောက်ဂူးဆိုင်ပေးလို့မရဘူးလားအမျိုးမျိုးတက်နိုင်မှတော့ကောင်မလေးကအခုတော့မျက်နှာလေးငယ်ကလိုချင်တာတောင်းနေသည့်ကလေးလားထားပါတော့လေနောက်တစ်ခါအခုလိုမလုပ်နဲ့မေမေကြီးရောအန်တီရောစိတ်ပူနေတာလွှာရောတောင်းစိတ်မပူလားမျောလင်းချက်များပြင်းနေတဲ့ဒီမျက်လုံးများကိုသူရင်မဆိုင်ရပါဘာကြောင့်အပြစ်ရှိသလိုခံစားနေရလဲသူကိုယ်တိုင်လည်းမသိသူတိတိကအခုသူ့ရှိကမျောလင်းဆောင်စားနေသည့်မျက်လုံးတွေကိုဥပက္ခမပြည့်ရဲ့စိတ်ပူတာပေါ့ငါတို့ကမိသားစုတွေလေမိုးသားရဲ့အပြားခက်တော်ရင်းသားသည့်စကားလုံးများအတွက်သူ့ရှိမှလူသားကပါမျက်နှာပြည့်ရွံ့သွားရှာသည်ပြီးနောက်တိုးညင်းသောလေတံလေးဖြင့်နောက်ဆုံးထိသားရဲ့နှလုံးသားကိုမမြင်အောင်ဆောင်နေတော့မှလားလွှာသူ့အားမကြည့်ပဲမျက်လွှာချကနေနေသည့်မင်းဝလာကြီးလက်တစ်ဖက်ကဆွဲယူခံလိုက်ရကပူနွေးနေနေရတစ်ခုပေါ်သို့တင်ပေးလာသည့်စီးချက်မမှန်ခုန်နေသည်ကိုခံစားလိုက်ရသည်မိုးသားရဲ့နှလုံးသားရှိရာထိုခုန်လုံနေသည့်စီးချက်တိုင်းသူ၏ရင်ဆုံကပါလိုက်၍ခုန်လာသလိုပူနွေးသည့်ခံစားချက်သည်လေတုံရီနေသည့်လက်ဖွားပြင်မှတစ်စင်တကိုယ်လုံးကိုပူဆက်ပြန့်နှံ့လိုလာသည်လွှာနင်းနေခေါ်တန်ဆုံးမဝင်မြဲကြည့်လိုက်တော့အချစ်စိတ်တက်နေသည့်ရင်မုံမျက်ဝန်းတစ်စုံနဲ့အကြည့်ချင်းဆုံလိုက်ရသည်နောက်ပြီးနှလုံးသားနေရာမှသူ၏လက်ဖွားပဲသည်ခရဲရဲနှကမ်းပါပေါ်သို့ရောက်တော့ကမျက်နှိုးစွာနမ်းရှိုက်ခြင်းကိုခံလိုက်ရသည်ဒါလွှာကိုသိချစ်တာပဲထိုခဏတွင်ပါပဲမင်းဝင်လာကြီးအတိစိတ်တို့လွတ်ထွက်သွားသည်လားရင်မုံမျက်ဝန်းများကိုအကြည့်မလွဲမိသလိုထိုနှကမ်းများထက်မှသူ၏လက်ကိုလည်းမယုံမိပောက်ကွဲထွက်တော့မဲ့ရင်ဆုံးတဲ့သူနေရာမှာတွင်အသက်မဲ့သူလိုထိုင်နေမိသည်သူတတိဝင်ချိန်မှာတော့ပူနွေးသည့်အထည်တွေကသူ့ရဲ့နှကမ်းထက်သို့ရောက်ရှိနေပြီဖြစ်သည်အကြောင်းမှာတော့ခရဲရဲနှကမ်းပါတစ်စုံကသူ၏နှကမ်းထက်တွင်ထက်တူကြနေရကြောင်းအဖျားချိန်ကြောင့်ခန္ဓာတွင်အပူချိန်သည်သူ၏နှကမ်းထက်သို့ကူးဆက်နေကနီးကပ်နေသည့်မျက်ဝန်းတစ်စုံကမျက်တောင်မခန့်စိုက်ကြည့်ခြင်းကိုခံနေရသည်မင်းဝန်လာကြီးတတိဝင်ချိန်မှာတော့အထိတ်တလန့်ဖြင့်မျက်လုံးများကိုမိတ်ချလိုက်ပြီးတော့လက်တက်ထားလိုက်ခါအခန်းထဲမှပြေးထွက်ခဲ့တော်သည်
အနန္တဖွင့်ကအစိတ်တက်စေတယ်ဆိုတာမိုးသားအခုမှသိတော့သည်ထိုနူးညံ့ပြီးရင်မှုပွဲရထီတွေကမိုးသားကိုအပိသက်ချုံနှောင်လိုက်ပြီးမို့လွတ်မြောက်ဖို့ရလန်းကိုမမြင်တော့တကယ်ဆိုလွတ်လဲမလွတ်မြောက်ချင်ပါလွှာဆိုတာကသူ့အတွက်အဆုံးစွန်သောပိတ်မိခြင်းသည်လှပသောလှိုင်တစ်ခုချစ်သည်တေးလအောင်ချစ်သည်မဟုတ်ဘူးချစ်လွန်းလို့ဘယ်တော့မှမသိဆုံးခြင်းပဲအဆုံးသက်ဆိုတာမရှိသည့်ဘဝလန်းကိုအတူတူရှောက်ခြင်းသည်တခြားတောင်နဲ့တွဲမြင်ဖို့မပြောနဲ့အတွေးဖြင့်တောင်မပြုတ်လုံနိုင်အောင်လွှာကိုယူသွရပါသည်လွှာနှင့်နေ့ရက်ပေါများစွာဖျက်ချောခြင်းတော့လည်းမနှက်ဖြန်ဆိုသောရက်ဆွဲကိုတော့မိုးသားတကယ်ကိုကြောလိုက်ခြင်းပါသည်မနှက်ဖြန်ထိုမနှက်ဖြန်သည်လွှာနှင့်တခြားမျိုးသားတယောက်၏လက်ထပ်ပွဲကျင်းပမည်ရက်ဆွဲမှုမိုးသားအတွက်ယွန်ရှာပွဲရနေပြီထို့အပြင်သူပြင်ဆင်ထားခဲ့သည့်အရာတွေတွင်လွှာစီကသူရလာမယ့်ရလက်ကိုသူမတွေ့ရဲ့ဤကဘာတွင်ဘသူတွေသူ့ဘောယွန်ရှာမုန်းတီးပါစေထိုလူသားထဲတွင်လွှာပါ၍မဖြစ်မေကြီးကိုတော့သူယုံနာမှုဘွားကိုတော့အားနာမိပါသည်မိုးသားလွန်လေးဘဝတွင်ပထမဆုံးနဲ့နောက်ဆုံးသောမိုက်မဲသည့်လောက်ရသည်မနှက်ဖြန်တွင်ဖြစ်လာမဲ့လောက်ရက်ပင်ဖြစ်သည်သုံးကားမှမိလာသည့်ဖုံးတန်းဆုံးခံဒီမှာဖုံးကိုကောက်ကလိုက်သည်မေသားလေးနောက်ကျနေပြီလေပြန်မလာသေးဘူးလားအခုပဲပြန်လာတော့မလို့ပါမေအိတ်နေလေမေလေအဲ့ဒါဟိုပြောမလို့ဟိုပြောဖို့တွန်းဆုံနေမေရတခုခုစိတ်မကောင်းဖြစ်နေပြောပါမေသားနာထောင်နေပါလေသားရဲ့ဘွားကစိတ်ပူနေတယ်ပြီးတော့ဒီညကိုစောစောနားစေခြင်းနေမနဲ့ကြသားနားလိုက်ပါပြီမနဲ့ပွဲတွေ့မဟုတ်လားသားလည်းခုပြန်လာနေပြီမေလည်းအိတ်နေတော့နော်မေသားကိုယုံနေမဟုတ်လားဘာတွေဖြစ်လာပါစေမေကြီးကသားဘက်မှာရှိနေမှာမဟုတ်လားဖုံးကြကန်ဒီမှာမိုးသားပြောလိုက်တဲ့ကကြောင့်မေကြီးကတက်ပြင်းသားချကမေကြီးကလေးကိုမေကြီးယုံပါတယ်မေကြီးပြောခဲ့တယ်လေကိုယူလိုက်တဲ့ပျော်ရွှင်မှုကတခြားလူတွေအတွက်မတရားမှုမဖြစ်စေဖို့ပဲလို့ဒါလေးလမ်းမှာဂယုစိုက်ပြန်ခဲ့နော်အမတ်မထင်ယူခဲ့မိတဲ့အနန္တပွင့်ကမျက်နှာမှုတွေယိုဖိတ်သည့်ထိပြင်းထန်သွားလိမ့်မယ်လို့မထင်ခဲ့ထို့အချိန်ခဏလေးပြီးချိန်တွင်နော်ရှက်ရဲရဲမျက်နှာတော်ကမိုးသားအတွက်မော်ဘူးလို့မွားနိုင်ထိတ်လန့်သွားချမိကိုနားလဲနိုင်ပါသည်ဘလို့ပဲချစ်ခွင့်ပန်ထားပါစေရုတ်တရက်မိန်းမလေးနှစ်ယောက်နဲ့နမ်းမိချိန်မှာတော့သူ့ကိုယ်သူလက်မခံနိုင်ဖြစ်မိမှာပဲသို့ပေမဲ့သူ့ရဲ့လွှာကတိတ်ကိုယဉ်ကျပ်ပါသည်အချင်းတွေကိုခဏလေးနဲ့ထိန်းနေကသူ့ကိုအထူးတလဲရှောင်ဖယ်ခြင်းမျိုးမလုပ်ပဲအလိုက်တဲ့ပြောဆိုဆက်ဆံပေသည်ညှောက်သေးမနေတော့ခြင်းမှလွယ်၍ပုံမှန်အတိုင်းသာမိုးသားကသာအယူရင်တဲ့ရင်သွားခြင်းလက်ရင်လက်တလို့ပြေးပြေးဆွဲချတဲ့ကိုမနဲ့မဟုတ်မတော်တရားကိုထိန်းနေရသည်အတွင်းနဲ့လူကစိတ်ထဲလေးပင်နေရင်ပြုံးမိပြန်ပါသည်တကယ်ပါသူမဆိုတာကမိုးသားကိုအတော်အဆိုးရသည်ခန်းသားကျဲဝန်းလာသည့်ဟိုတယ်ခန်းမကြီးထဲပြင်ဆင်ထားသည့်အပြင်ကပင်တိမ်ကနေမနဲ့ရှားပါပြီးဒီနိုင်ငံတွင်မရှိသည့်ပန်းများအားပေါ်များစွာလှဆင်ထားပြီးဖိတ်ဖိတ်တောက်နေသည့်ရွှေရောင်စလုံးများနှင့်ထိုးထားသည့်သူတို့သားသူတို့သမီးအမည်များ၏အတိုင်းဝိုင်းကလည်းထဲဝါနေသည်တပွဲပွဲရောက်လာကြသည့်ဧည့်သည်များကလည်းအတိုင်းဝိုင်းကြီးတွေမှန်းတည်သားစွာအစွမ်းကုန်ပြင်ဆင်ထုံးဖွေသူ့ထံကအပြိုင်ဆိုင်ဝစ်လာကြပါမယ်သို့သောမင်္ဂလာအချိန်นี้လို့ဗိသိက်ဆရာပင်မင်းကွန်းပြောမယ်အချိန်ရောက်သည်သူတို့သမီးဖြစ်သူရောက်မလာသေးသည်ကြောင့်အတန်တိတ်ပူပန်နေရသည်ကနှစ်ဖက်မိသားစုပဲသမီးဆန္နာမြေကိုဖုံးဆက်ကြည့်ပါအောင်ကွယ်ဘယ်နာရောက်နေပြီလဲလို့ဝဲရစတော့မယ်အန်တီစိတ်ပူလိုက်တာဟုတ်ကျမထပ်ဆက်ကြည့်လိုက်ပါမယ်အန်တီအရန်စိတ်မပူပါနဲ့အေးကွယ်ဒီမှာပဲပြင်ခန်းလိုက်ရမှာမြေကသူခေါ်လာပေးမယ်ဆိုတော့ပြင်ပြီးမှလာဖို့စီစဉ်လိုက်တာအခုတော့စိတ်ပူနေရပြီမီးပြောတဲ့မိတ်ကဆရာကဘယ်နိုင်ငံကနာမည်ကြီးဆိုလားအိမ်မှာဆိုမင်းသမီးကိုပြင်ပေးတာဆိုလို့မီးဖုံးမကြိုက်ဘူးလားငါးနေကနေထိုင်ကဖုံးခေါ်သူကဘေးကစိတ်ပူနေသူပူနေနှစ်ယောက်သားမှခန္ဓာကအားနဲ့ဖွင့်လာတာကြောင့်အလန်တကြားကြည့်လိုက်ကြသည်ကြည်မင်းတို့မရောက်လာသေးဘူးလားသူတို့သားဖြစ်သူခံညာလွန်သည်လည်းမျက်နှာပြန်နေကြသည်တခုတည်းမှချွေးတို့ကိုကြည့်ချင်အဖြစ်တခုခုလွဲချော်သွားမှစိုးရိမ်နေမှန်းသိတာလားသည်ရောက်မလာကြသေးဘူးကြီးတို့လည်းစိတ်ပူနေတာဖုံးလဲမကင်တော့လမ်းမှာတခုခုဖြစ်နေမှာစိုးရိမ်နေကွယ်ဖုံးကဆက်ပါပိတ်သွားပြီအန်တီဘလို့မေရဲ့ဖုံးရောဒေါ်စန္ဒာခင်ရဲ့အပြောကိုပဲမချောင်းနော်ခံညာလွင်ကသူ့ဖုံးနဲ့ခေါ်လိုက်ပြီးတော့မှမျက်နှာကပိုးပြီးပြန်ယွန်းသွားတော့သည်မင်းအခုဘာလုပ်တာလဲမိုးသားခွေးစွန်နေသည့်အဖြူရောင်ကောင်းဝှရှိကဝင်းပပအသားရည်နဲ့လိုက်ဖက်လွန်သည်မှာ
ဆွဲယူသိမ့်ပွေခြင်းသည့်အထိဒေါသကြောင့်ရဲနေသည့်မျက်နှာတွေကမိုးသားမျက်လုံးထဲမှာတော့ရှက်သွေးဖြာနေသလိုပဲမိတ်ကပ်အများကြီးပန်ပိုးစရာမလိုသည့်ကြောင့်ပပလေးသားလိမ့်ပေးလို့မိုးသားကိုယ်တိုင်ကြိုတင်ငှားထားသည့်မိတ်ကပ်စရာပြောထားခြင်းထိုပပလေးလိမ့်ပေးထားတာတောင်လွှာကလှရလိုက်တာချစ်ရသူတတဖြစ်စေဖို့ရဣဆက်ညင်ညောသည့်ဆိုဖာခုံရင်းထိုင်ကြပြီးဝေးရပြေးမသွားစေဖို့တော့မနာကျင်တဲ့ရန်ကူးတစ်ဆိုင်နဲ့လက်နဲ့ခြေထောက်ကိုကြိုးဖြင့်ကြည့်ထားလိုက်သည်ခဏလေးပါလွှာရင်ရုံးရင်လွှတ်လက်တွေနားလိမ့်မယ်ငင်ငင်လေးနေနော်မိုးသားလွင်မီးယူးနေရလားမမေးမျက်နှာကိုမထောက်တော့ဘူးလားအခုဘာလုပ်နေရဲဆိုတာသိရလားလှုပ်ခုခါကိုလှုပ်ပေးစမ်းလွှာသားမလှုပ်ပေးနိုင်ဘူးအခုတော့လွှာစိတ်ကြိုက်စီဆိုပါပြီးရင်သားချော့ပါမယ်အိတ်ကြမှာသားပေါ်ကြိုက်တယ်လို့ဒေါသဖြစ်ပါနော်မင်းယူးနေတာပဲမင်းကိုအခုလိုအုံနောက်မဲ့လိမ့်မယ်လို့ငါမထင်ခဲ့ဘူးမင်းကိုယုံမိတာငါမှားတာငါတောင်းမှတ်ပါတယ်ငါ့ကိုလှုပ်ပေးပါအခုချိန်ငါမသွားရင်အားလုံးအဆက်ကွဲကုန်လိမ့်မယ်ငါ့ကိုသွားခွင့်ပေးပါယူနေရဆိုရင်လည်းသားလွှားကြောင်ယူတယ်အားလုံးအဆက်ကွဲရမှာသားရင်ကွဲရမှာတော့မစိုးနိုင်ပါဘူးလွှားရဲ့သားကိုပြင်ကြိုက်တယ်လို့ပါအခုတော့လွှားကိုသွားခွင့်မပေးနိုင်ဘူးကြောက်တယ်လေပြောနေရင်ကမျက်ရည်တို့စီးကြလာတဲ့ကြောင့်မိုးသားထိတ်လန့်သွားသည်ပထမဆုံးသောလွှားရဲ့မျက်ရည်တွေကိုမြင်ရခြင်းပါတိတ်ကိုထက်မဲ့ပြီးတိတ်ကိုမနာကြည့်တဲ့မိန်းကလေးထိုမိန်းကလေးကိုတေးလောက်အောင်ချစ်မိသွားလို့ပိုင်ဆိုင်နိုင်မှုစူးစမ်းမိအောင်ပါချစ်ရသူရဲ့မျက်ရည်လောက်ရင်ကုန်နာခြင်းစေတာရှိပါအောင်မလားထိုမျက်ရည်တွေကပဲသူ့ကိုယ်တိုင်ကကြာစေခြင်းထိုင်နေသူရဲ့ခြေရင်းနှမှာထိုင်ချလိုက်ကမိုးသားကိုယ်တိုင်လေးနာကျင်စွာငိုမိတော့သည်သူတကယ်ကိုအခုလိုမလုပ်ချင်ပါဒီလိုလုပ်ဖို့သူဘလောက်စဉ်းစားပြီးမှလုပ်ခဲ့ရလဲအခုလိုလုပ်ဖို့သူဘလောက်အောင်းမွေးခဲ့ရလဲဆိုတာသူ့ကိုယ်သူသိဆုံးသူ့ရဲ့အတ္တကြောင့်သူချစ်ရသူရဲ့တိတ်ခါတွေဘလောက်ထိကြာဆင်းသွားမလဲဆိုတာသူသိပြီမယ်သူမကိုအဆုံးရှုံးမခံနိုင်တဲ့စိတ်ကအနိုင်ယူသွားခဲ့တာအဲ့အတွက်လဲသူပေးဆက်ဖို့အတင်ပါဘလို့နာကျင်မှုဘလို့ရလက်မျိုးရလာပါစေသူခံယူဖို့အတင်ပါတခုပဲအမေကြီးရဲ့စိတ်ပြက်စွာကြည်လာပြီးစိတ်ဆိုးသွားမှာဖွားရဲ့အထင်သေးပြီးစိတ်ထိခိုက်သွားမှာလွှားရဲ့အမုန်းနဲ့ဥပိ္ပခါပြလာမှာကိုမခံစားနိုင်ပါတခုပဲလွှားရဲ့မငိုပါနဲ့တားရင်နေတာလို့ပါအိစာသားဟုတ်ပဲရိုက်လိုက်ပါလွှားကျင်နေမှဆိုတားချိုက်တယ်လို့ရိုက်ပြီးတော့စိတ်ဖြစ်လိုက်ပါသားကျိုးဖြစ်ပြီမယ်ထွက်မသွားပါနဲ့အခြားသူတယောက်နဲ့ရှိနေမယ်ဆိုတဲ့တွေးထောင်သားမတွေးနိုင်လို့မလွှားရဲ့သားတော့မှပါတယ်သားချစ်လို့ပါသားလွှားကိုသားဘွားသားတတ်တဲ့ချစ်မိသွားလို့ပါစကလုံးများကငိုဆိုင်သားများနဲ့ရောနှောကထွက်လာသည်အဝန်ပြပြရဲ့အောင်နာစာအားဖိစုပ်ကန်ကသူမ၏ဒူးပေါ်သို့ခေါင်းမောက်ချကတောင်းပန်စကားထက်ထက်ပြောနေမိသည်မိုးသားဘက်မှဘလို့မှလွတ်ပေးမှမဟုတ်မှန်းသဘောပေါက်သွား၏တဲ့ဘာစကားမှထွက်မလာတော့သလိုမိုးသားကိုကြည့်လည်းမကြည့်တော့မျက်နှာကိုလွှဲထားပြီးအံကိုကြိတ်ထားသည်မျက်ရည်များကစီးကျနေတော့လဲရှိုက်တန်တစ်ဆက်မထွက်တော့နောက်ဆုံးတော့မိုးသားအကြောက်ဆုံးဆိုသည့်ဥပိ္ပခါတရားဖြင့်မိုးသားကိုတက်လိပြီနာကျင်လွန်းလို့မိုးသားကိုယ်တိုင်စကလုံးများမထွက်နိုင်တော့ပါစုပ်ကိုင်းထားသည့်ခေါင်းဝင်စားမှတစ်စင်ခြေထောက်နှစ်ဖက်အားကြစ်ဘက်ကပေါင်မော်မျက်နှာအ၍အားရအောင်ငိုပစ်လိုက်တော့သည်ဒီနေ့တော့နာကျင်မှုတွေကိုမျက်ရည်နဲ့ပျောက်ခွင့်ပြုပါလွှာနောက်နေ့ရစားပြီးလွှာပေးတဲ့အမုန်းတွေကိုအပြုံးနဲ့ပဲလက်ခံပေးမှမလို့လွှာကျင်းတဲ့အထိခြေတင်းနဲ့ကြီးနေပေးမှမလို့ဒီနေ့တော့တားအောင်ငိုခွင့်ပြုပါလွှာကိုထွေးပွေးခွင့်ပြုပါနောက်နေ့ရောက်လို့လွှာလက်နဲ့ကိုခန္ဓာလွတ်လပ်သွားတဲ့အခါတားဟုတ်အဝေးမှာပဲနေခိုင်းတော့မလားမသိတာမို့ဒီနေ့တော့လွှာကိုအားရအောင်ဖတ်ထားပါရစေအဖြစ်ပြက်ကမြန်ဆန်လွန်းစွာပြီးခဲ့သည့်နာရီပိုင်းကပင်စီကားတိုက်မြနေသည့်မင်္ဂလာခံပါသည်အခုတော့ဖြင့်တိတ်ဆိတ်ငြိမ်သက်စွာဟိုတယ်ချန်ဝန်းထဲတွင်တော့သတင်းမီဒီယာသမားများကဟိုတစုဒီတစုအားလုံးကအားကျခဲ့ရသည့်လွန်ဂရုကြီး၏ရွှေကျင်းထက်ခဲ့သည့်ပွဲကြီးကသူတို့သမီးမရောက်လာခဲ့၍ပြတ်သွားခဲ့ရသည်တဲ့လွန်ဂရုရဲ့ပဲ့ကိုင်းရှင်တော်ထိတ်ထားလွင်သည်လဲထိုးစိတ်ကြောင့်မူလေကဆေးရုံကိုအမြန်တင်လိုက်ရသည်မို့အားလုံးကစိတ်ဝင်စားကြသတင်းပုတ်ရရန်စောင့်နေကြခြင်းမြင်မြင်ဟာပစ္စည်းများပောက်ကွဲပြင်းနေသည့်ခန်းကြလွယ်မှာဘလောက်ဒေါသထွက်နေကြောင်းသိတာလားသည်ထိုကောင်မလေးအကျော်တင်မှန်သိခဲ့ပေမဲ့အခုလောက်မိုင်ရိုးရဲဆန်လိမ့်မယ်မထင်ခဲ့ဒါကြောင့်လဲသူစိတ်အေးလက်အေးနေခဲ့မိခြင်းအခုတော့ရှက်လွန်းလို့သူ့မျက်နှာပဲမထားတဲ့တော့ရှက်သည့်ထက်မာနအိုဘာထိခဲ့တာကြောင့်ခံမြင်လွန်းလို့အားလုံးကိုပောက်ကွဲနေမိသည်တားရီတားမမဟုတ်တာတော့ပါတော့နော်ဟိုကောင်မဘာချိုးတာလဲမသိဘူးအစတည်းကသဘောမတူရင်လက်မခံနဲ့ပေါ့အခုတော့အဆက်ကွဲရပြီနေပါအောင်ကွာသူ့ဘက်မှာလဲဘာတွေဖြစ်လို့လဲမသိတာအခုကသူတို့ကိုဆက်သွယ်လို့တောင်မရတာဆိုတော့တခုခုဖြစ်နေရောဘယ်လိုလုပ်မလဲတာခံညာအားလဲစိတ်ကိုရှုပ်အခုလိုလုပ်နေလို့လဲဘာမှထူးမလာဘူးလေအရင်ဆုံးစိတ်ကိုအေးအေးထားပြီးဘာဆက်လုပ်ကြမလဲတွေးကြတာပေါ့ဟိုဘာဆက်လုပ်မလဲတွေးစရာကိုမလို့တာဒင်းလိုအောက်တန်းကြတဲ့လုပ်ရမျိုးလှုပ်သွားတာဘာတွေဆက်တွေးပေးရအောင်မလဲ
ဆက်သွဲလို့မရတော့ဘူးဆိုမှတော့တမင်ကြံစီပြီးလှုပ်သွားတာနေမှာပေါ့အဲ့ဒါပြောတာလူဆိုတာကမျိုးရိုးအစင်တန်းကအရေးကြီးတယ်ဆိုတာမင်းရလဲကွာအခုလိုအချိန်မှာဒါတွေပြောမနေပါနဲ့တားခဏနားလိုက်ပါလားမမကြီးကလည်းသတိမရသေးဘူးဆိုတော့ဒယ်ဒီသွားကြည့်လိုက်အောင်မယ်ဘာမှသွားကြည့်စရာမလိုဘူးသူမွေးတဲ့မြောက်သူပြန်ချောက်တာပဲလေအခုလိုဖြစ်ရတာတွေကလည်းသူ့ကြောင့်ပဲဘေးကဟာမှန်းမသိတဲ့ဟာအိမ်မော်ခေါ်တင်ထားလို့ဖြစ်ရတာဟန်နေမင်းတော်မင်းမလိုက်ချင်နေငါတယောက်ထဲသွားမယ်တယောက်တစ်ပံပြောနေကြသည်မိဘနှမရဲ့အတန်တွေကိုလည်းနားမထောင်ချင်တော့ကြောင့်သူ့ခန်းရှိရာသို့တက်လာခဲ့လိုက်သည်သူ့ကိုဒီလိုလို့ရရောလားကလေးမမို့လို့လှုပ်ပေးထားတာသူ့မှာတွေ့အောင်မယ်မိုးသားလွယ်ခံညားလွယ်ဆိုတာကဘလို့လူမှန်းမင်းကိုတီးအောင်ပြပေးရမှာပေါ့ငါဆိုတဲ့လူကမစားရတဲ့အမေကိုသဲနဲ့ပတ်ယုံနေမကောက်အစာအနာလေးတစ်ခုတော့မကြံအောင်ဖြစ်စေးပြစ်တတ်တယ်ဆိုတာမင်းသိစေရမယ်ချစ်တော်လေးတို့ရေလိုချင်တာကိုရအောင်ယူလိုက်တယ်မိုးသားလွယ်တယောက်ကရောသူချစ်ရတဲ့မမနဲ့ရွှေလက်တွဲသွားနိုင်ပါမလားမစားရတဲ့အမဲသေးနဲ့ပတ်မဲ့ခံညားလို့ရောဘယ်လိုမျိုးကောက်ချစ်ရုပ်မအောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်လက်ဆောင်မျှော်လာတော့တာဆင်အားပေးကြပါအောင်နော်အားပေးခဲ့ကြတဲ့ချစ်တော်လေးတယောက်ချင်းစီတိုင်းကို Soul Story Channel ကနေကျေးဇူးများကြီးတင်ရှိပါတယ်ရှင်